Hello, Join Story YouTube Channel ကိုအစဉ်တစိုင်းစောင့်မျှော်နားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတန်စင်ကစာရေးဆရာစုလေးတွေရဲ့စိုးအောင်ရွာလိုက်ပါဆိုတဲ့ဝတ္ထုဇာတ်လမ်းကောင်းတစ်ပုဒ်ကိုပြောပြပေးဖို့ယူဆောင်လာခဲ့ပါတယ်။ဟုတ်ကဲ့ဇာတ်လမ်းထဲမှာစီးမျိုးမခံစားခင်တန်စင်တို့ရဲ့ Join Story YouTube Channel ကိုအရင်ဦးဆုံးအနေနဲ့ Like and Subscribe တွေလုပ်ပေးပါ။ဇာတ်လမ်းတွေတင်နိုင်သိရှိစေနိုင်ဖို့ဘေးနားမှာမြင်တွေ့ရတဲ့ Notification ကောင်းကိုလည်းနှိပ်ထားပေးပါရှင်။မဲမူကဝင်းနေမနက်ခင်းမို့ဖေဖေနဲ့တူတူဖះပြန်လာပြီးတော့လက်ကနိုင်လေးကိုတစ်ချက်ကြည့်လိုက်တယ်။10နာရီလောက်လို့တငယ်ချင်းတွေကိုဖိတ်ထားတာရင်းနေတဲ့တငယ်ချင်း9ရောက်လောက်ပဲအိမ်ကိုဖိတ်တာပါ။ဝင်းနေကိတ်လီးမယ် Happy Birthday တချင်းတမ်းမြိုင်ဆိုကြမယ်။ပြီးရင်အိမ်မှာချက်ထားတဲ့ရွှေတော်ခောက်ဆွဲတွေတူတူစားကြမယ်။ဗီဒီယိုရိုက်ကြမယ်ဒီလောက်ပါပဲ။နေ့လယ်12နာရီထိုးရင်တော့ CDF ဖန်ကဆီယာဆန်စာနီဖိုရင် Happy Birthday အစီအစဉ်နားထောင်မယ်။ဘေးရင်ဟောတာလိုက်မှတ်မယ်လို့မဲမှုစိတ်ကူးထားတယ်ဒီနေ့တနေ့လုံးဒေါသမောဟတွေမထားဘဲနဲ့အတက်နိုင်ဆုံးကုသိုလ်စိတ်မွေးပြီးတော့စိတ်ကိုကြည်ကြည်လင်လင်လေးထားဖို့လေဆုံးဖြတ်ထားတယ်ကောင်းမှုတွေလည်းရှာကြံလုပ်ရမယ်ဖျောင်းနိုင်ဘူးလေးကိုဆွဲပြီးမိချက်ပါစပွဲပေါ်အတင်တင်ထားလိုက်တယ်လူစုံမှာကိတ်မုံလှလှကိုလှီးရမယ်မနေ့ကတည်းကအော်ဒါမှထားတဲ့ကိတ်ဘူးကြီးကအကြီးကြီးစက်ကူဘူးပုံးကိုအตาလေးမှပြီးတော့မေမိုးကတစ်ချက်ကြည့်လိုက်တယ်နာမည်ရဲ့ Happy Birthday စာတန်းရဲ့ပဲရေးထိုးပေးဖို့မှားထားခဲ့တာကြောင့်ကြည်နူးစွာဖတ်လိုက်တယ်ဟင်အခါလုံးမိုးတဲ့ Happy Birthday စာတန်းကအောက်မှာဒါဘလို့ဖြစ်ရတာလဲမဲမူးမျက်မှောင်ကုတ်သွားပြီးတော့မမေကိတ်ကြီးကမှားနေပါလားဘာဖြစ်လို့လဲသမီးရဲ့သမီးကချောကလက်ကိတ်ပေါ်မှာသမီးနာမည်ကိုအနီရောင်စာတန်းထိုးခိုင်းတာအခုကအဖြူရောင်ခရန်တွေနဲ့တခြားတယောက်နာမည်ဖြစ်နေပါလားဟောတော့ဟေးဟုတ်ပါရဲ့စပွဲခင်းမော်ကဘိုးရဲရှိနေတဲ့ကိတ်ကိုမေမေပါလာငုတ်ဖတ်ပြီးတော့အံ့ဩသွားတယ်ဒါဦးဖေးလုံးသွားရွေးတာမဟုတ်လားဟုတ်တယ်မေမေဦးဖေးလုံးကိုမေးကြည့်ရမယ်ဦးဖေးကြီးဗျာကားဒရိုင်ဘာဦးလေးကြီးကအိမ်တကားဝမှာပေါ်လာတယ်ဘာခိုင်းစရာရှိလို့လဲမမလေးဒီမှာဦးဖေးယူလာတဲ့ကိတ်ကိုကြည့်အောင်သူများဟာနဲ့မှားလာပြီဗျာဟုတ်လားသူလည်းခုမှသိတယ်မျက်နှာလေးပြတ်သွားရှာတယ်ဦးလေးအပြစ်ပါဦးလေးသွားလဲပေးပါမယ်။အော်ကျမရဲ့ Aura Cake ကဆိုင်မှာရှိအောင်မဟုတ်တခြားကိုလည်းမှားပေးမိလောက်ပြီပေါ့။ဒီရချိန်ဆိုရင်ဒါဆိုဦးလေးဘယ်လိုလုပ်ပေးရမလဲ။ကားရည်စည်းနေတာမို့သူ့ရဲ့တကူလုံးမှာဆူရွှဲနေတယ်။မေမူကပင်သက်ရှိုက်ရင်လည်းကဲပါဦးလေးအလုပ်ပဲပြီးအောင်လုပ်နေမှာမေမူကိတ်ဆိုင်ကိုဖုန်းဆက်ကြည့်အောင်မယ်။ကောင်းပြီသမီးသွားဖို့လို့ရင်ဦးလေးချက်ချင်းသွားပေးပါမယ်။ဦးဖေးလုံးကအိမ်မောကပြန်ဆင်းသွားတယ်။မေမူကကိတ်ဆိုင်ကိုဖုန်းဆက်ကြည့်တယ်မေမူးပေါင်ချာနဲ့လာရွေးသွားပြီတဲ့ဒါဆိုဘလို့လုပ်ရမလဲမှားတာလည်းမှားပြီးသွားပြီသူများအမြင်နဲ့ကိတ်ကိုပဲလှီးရတော့မလားမွေးနေ့မှာစိတ်အနှောက်ရှက်မဖြစ်ချင်ပါဘူးဆိုမှအလွဲလွဲအချော်ချော်ကလာဖြစ်လိုက်သေးတယ်အဲ့ဒီအချိန်မှာပဲမိကိုရောင်ဖရစီကိုကာကြီးနံပါတ်ကလေးတစ်စီးကခြံရှိရက်ခါလက်ထရပေါင်ချာကိုကြည့်လိုက်ခြံနံပါတ်ကိုကြည့်လိုက်လုံနေတယ်121ဒီဝါနဲ့ဒီဝမ်းကတော့ဒီချမ်းပါပဲခြေတကားဆေးရုံဆေးပိတ်ထားတယ်သူခတ်တီတီပဲဟွန်တီးလိုက်တယ်အသားမဲမဲခဝဝလူကြီးတယောက်ကပစိုးရည်ဆိုနဲ့ခြံတကားလာဖွင့်ပေးတယ်ဘသူနဲ့တွေးချင်လို့ပါလေမဲမူးဆိုတာဒီချမ်းကလားခမဟုတ်ပါတယ်ဟုတ်ပါတယ်မမလေးနာမည်ပါဒီထဲမှာရှိပါတယ်သူကကားကိုခြံထဲဝင်ရက်လိုက်ပါတယ်ပြီးမှတကားဖွင့်ဆင်းလိုက်တယ်သမီးဧည့်သည်ကားထင်းနေဟေ့ဘသူလာတာလဲမေမေပဲထွက်ကြိုလိုက်ပါဒီမှာမဲမူဖုန်းမီနေလို့ကားမီးကိုရောင်စီတစ်ချက်လှမ်းကြည့်ရင်မဲမူကမျက်မှောင်ခောက်ခါလောလောဆယ်တော့ Samsung ခောက်ဖုန်းလေးကိုပဲဖွင့်နှားထောင်လိုက်ပါတယ်ပေါ်လာတဲ့နာမည်ကကျဲလင်းလေကျဲစင်လင်းထွန်းစီကပါဟယ်လို Happy Birthday ပါမမေမူကြီး तू က CDF ဖန်ကအတန်မျိုးလောက်ခါနှုတ်ဆက်လိုက်တယ်ကျဲလင်းနင်းဖယ်မလေးအခုပကုံးမှာဟင်တကယ်မဲမူးမွေးနေမှာကိုမှတ်မိပါတယ်ကွာဒီနေ့နေ့လေအရောက်ပြန်လာမယ်လို့တွေးပြီးသားမဲမူးကိုဘာလက်ဆောင်ပေးမှလဲလက်ဆောင်ဆိုတာပစ္စည်းပါဟာကိုကနှလုံးသားကိုပေးခြင်းတာအမေအဖို့မပြောနဲ့နှလုံးသားတွေကလာတယ်ဆိုပြီးပန်းတပွင့်ပေးမလို့လားဟိုနှစ်ကလို့လို့ရင်နင့်ကိုမုံမကျွေးဘူးနော်သိလားနင်မကျွေးလေအန်တီကငါ့ကိုဖိတ်ပြီးသားပါဒီမှာကိတ်တောင်လှီးတော့မှမလှီးနဲ့အောင်လေငါလာမဗတ်ဒီအထမြောက်မှာဟာတိတ်မလောနဲ့မရဘူးမဲမူးကိုမွေးတာ10နာရီမိနစ်20ဆိုတော့အဲ့ဒီအချိန်ကိတ်လှီးရမှာပဲ
ဒါဆိုခြံထကျင်လင်းရဲ့နေရလေအေးဆိုခရီးလွန်နေတာကြီးပဲဘယ်တော့မှဒီမှာအတူတူမရှိဘူးအဲ့ဒါတွေကြောင့်နင့်ကိုမခင်တာမေမူကဖုန်းထဲမှာစကနာထိုးနေစေဒေါခင်မမကဧည့်သည်နဲ့စကားပြောနေပါတယ်မေမူဆိုတာအန်တီသမီးပါကွယ်ဘာကိစ္စများလဲကျွန်တော်တပည့်ကကိမုံမှားယူလာလို့ပါအခါလုံးမိုးနာမည်နဲ့ကိတ်ကဒီကိုရောက်နေတယ်ထင်လို့ဟေးဟုတ်ပါရဲ့ဒီမှာနာမည်ဖတ်ကြည့်ပြီးတော့အံ့ဩနေတာအခါလုံးမိုးဆိုတာတားလားနာမည်ကအစမ်းမယ်လို့တွေးနေတာလာအိမ်မော်တက်ပါအောင်ရောက်ရတယ်ခမအခါလုံးမိုးကတိုက်ထဲမှာဝင်ကားတရမုံဘူးကိုပဲအတားမယူလှမ်းပေးလိုက်တယ်အခုနောက်ခြံတကားဖွင့်ပေးတဲ့လူကြီးကသူ့အမောင်ဖြစ်ကြောင်းလာတောင်းပန်တယ်အမှန်တော့လူရှုပ်နေတဲ့အချိန်မို့ဆိုင်ကပေါင်းချခြင်းမှားပေးလိုက်တာဖြစ်မှာပါဘသူမှအပြစ်မရှိတားရင်မဟုတ်ဘူးလေပြန်ယူသွားပါအောင်ဟုတ်ကဲ့အနောက်ရှက်ဖြစ်သွားရင် sorry ပါအန်တီမမေမူကိုပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေလို့ပြောပေးပါကောင်းပါပြီကွယ်ဒေါခင်မမကကိတ်ချင်းပြန်လဲပေးလိုက်တယ်သွားလိုက်ပါအောင်မေကျေးဇူးတင်ပါတယ်အန်တီကလည်းတားကိုကျေးဇူးတင်ပါတယ်ရပါတယ်ခမအထဲဝင်ထိုင်မအောင်လားကျွန်တော်ကိစ္စလေးရှိသေးလို့ပါအခါလုံးမိုးဆိုတဲ့တငယ်လေးကမုံကြီးအေးဆေးသွားတယ်အယမ်းမြင့်မြင့်အသားဖြူဖြူနဲ့အထက်တန်းကျသောဟန်မူရာမျိုးရှိတယ်ဒေါခင်မမကိုလက်ပြနှုတ်ဆက်ပြီးကားကိုပြန်ကွေ့ထွက်တယ်မဲမူကကျဲလေးနဲ့စကားအခြေအတေးညင်းခုံရင်ကမိခိုးရောင်ကားပေါ်ပြန်တက်သွားတဲ့လူတစ်ယောက်ကိုမျော်ဝန်းကလှမ်းကြည့်နေမိတယ်သူလမ်းလျှောက်ပုံစံစတိုင်ကကြော်မတ်တဲ့ဟန်မူရာလှုပ်ရှားပုံကကြည်ကောင်းအဆင်ပြေတယ်သူဘာကြောင့်ရောက်လာရတယ်လဲဆိုတာခောက်ဖုံးကိုပြန်ပိတ်ပြီးတော့မေအကျိုးအကြောင်းပြောမှသိရတယ်မုံမုံရီရီလေးပဲသမီးရဲ့အတော်ပဲအချိန်မီကိတ်ချင်းပြန်လဲလိုက်ရလို့ပါကောင်လေးကတိတတ်မှုရှိတယ်အဲ့ဒါအခါလုံးမို့တဲ့ဟင်ဟုတ်လားအဲ့ဒီအမိကသူမစီတို့နေရင်ထိုင်ရင်ရောက်လာခဲ့တာပါလုံးဝမမျော်လင့်မှာပဲခေါင်းထဲဝင်လာရတဲ့အမိအဲ့ဒီလိုပြီးမဲမူးဆိုတဲ့အမိလေးကိုလည်းအခါလုံးမို့ကမှတ်ရရှိသွားရပါပြီဒေဝီကျော်ရှင်သားတွေကပုံတွေကကျွေးတို့နဲ့ဆိုလက်တောက်ပနေတယ်အလိုလိုနေရင်ပန်းနူရောင်ပြေးနေတဲ့အသားပြိုနုံလေးကိုဝီပိုင်ဆိုင်နေသူမရဲ့ကိုလုံးလေးကရေခါတင်အလွန်အချိုးကျတယ်ကြည့်လိုက်တာနဲ့ကိုလုံးကိုကအလွန်လှတဲ့မင်းကလေးဆိုတာတိသားနေတဲ့ဒီကိုလုံးလေးကမပြေပြစ်မလှပပဲရောခံနိုင်အောင်မလားတနေ့ကို9နာရီလောက်ကနေ့စဉ်အကမျိုးစုံကိုခုံပေါက်ကပြီးလှုပ်ရှားနေတာမဟုတ်လားသူတို့ရဲ့ Girl Angel အကအဖွဲထဲမှာဒေဝီကျော်ရှင်းကမင်းကလေးအကကောင်းဆောင်တအူးပါသူမအကပါရမီပါလာသူခန္ဓာကိုယ်အချိုးအဆစ်လေးတွေကအိမ်မတန်ပျော့ပြောင်းပြီးတော့လိုတလိုကွေးဆက်နိုင်တယ်သူများနဲ့မတူလေ့ကျင့်သလောက်ကျွမ်းကျင်ပိုင်နိုင်တယ်နိုင်ငံခြား DVD အခွေတွေကြည့်ပြီးတော့လေနီးပညာကိုလေ့ကျင့်နေပြီးတော့သူမမှာဆရာကောင်းရှိတယ်သူမဆရာကောင်းတဲ့ဘက်မို့ပန်းကောင်းပန်းရတာပါဝီကသူမနှစ်ဖူးကချွေးတွေကိုစီးနှောင်ထားတဲ့လက်ကပဝါစားကိုဖြုတ်ပြီးတော့တုတ်တယ်အသားကကိုချက်အင်းကြီးကလဲဘင်းဟိုက်ကြောဟိုက်ဆိုပေမဲ့အိမ်မတန်အချိုးကျတက်ရက်ပြီးကိုမာကတ်နေတယ်ဆွဲသားအနဲ့ရောင်လေးပါလှုပ်ရှားကခုံလို့လေအဆင်ပြေတယ်ကြောကိုကော့လန်ချလိုက်ရင်ဦးကောင်းကဒူးစစ်ကြောရောက်တယ်ဒါပေမဲ့အင်းကြီးနဲ့ဘောင်းမီကဘာမှမဖြစ်ပကုံးမှာ3ယောက်ပုံစံပေါက်ပါသေးတယ်ဒေဝီကျော်ရှင်းကကနေနေမတ်တက်ရက်နေခွေခောက်ထိုင်းနေအလွန်လှပကြည့်ကောင်းသူလေးပါပဲအခုလေနိုင်ရန်ကိုမိပြီးတော့ဖုန်းခေါ်နေတယ်ဖုန်းကချက်ချင်းမဝင်3-4ကမကအေရီယာပြင်ပဖြစ်နေပြီးမှတစ်ချက်ဝင်သွားလို့ဝီကဝမ်းသာအားရအခါကြီးဖုန်းကလေခေါ်လိုက်ရတာဘာလို့လဲနင့်ကြီးတော်ကအေရီယာပြင်ပတယ်လေအခုဘယ်မှာရောက်နေလို့လဲဒီနားမှာပဲဘာဒီနားမှာလဲခဏလေးဆိုပြီးတော့ထွက်သွားလိုက်တာဘောကိုမလာဘူးတကယ်တည်းဝီတို့အကတိုက်တာနှစ်ကားပြန်ရှိနေပြီဒီမှာမောတောင်မောနေပြီ VCD ရိုက်ဖို့လေလူတွေစုံနေပြီအခါရဲ့ရှင်ဟာလေလုံးဝအာမနာတတ်ဖို့လွန်လုံးနေအေးပါအခုပဲငါရောက်ပါပြီအခုနော်ထပ်မကြနဲ့စိတ်ချစမ်းပါအဲ့ဒီဝီဟာတခါတိတ်ရေးကြီးခွင်ကျဲလောက်တတ်တယ်ဖုန်းထဲမှာအတန်ကလည်းစူးပြနေတယ်လူပုံကလှပနူးညံ့မိမယ်သူမကကြမ်းတမ်းနေဟောတိုင်းတိုင်းသမားကြပြမဆန်ဘူးစကားပြောလိုက်ရင်လေအော်ကြီးဟစ်ကျဲလူကဘိုးကနေဘက်ကနေပိတ်ရိုက်တတ်သေးတယ်အခါလုံးမောနဲ့ဒေဝီကျော်ရှင်ကအထက်တန်းကျောင်းကလေးကတငယ်ချင်းငယ်ကလေးကကျောင်းကပွဲမှာအတူဆင်နွှဲနေကြပါကာရမလားဆိုလာခဲ့ဒီနေရာမှာတော့အခါနဲ့ဝီကဝါသနာတူတွေအချင်းတူတွေအမှုပညာသာလုပ်နေရမယ်ဆိုရင်မဲဖဲမိုးလင်းသွားပါစေ
မငီးမညူစရန်ဇွဲခတ်တတ်တယ်ဒီလိုဝါသနာကြီးလို့လေအခုဆိုရင်2ယောက်စလုံးနေရာရနာမည်ကြီးလာရတယ်အခါကပထမဦးစွာအကာနီးပြတင်တန်းဖွင့်နေနောက်တော့ကင်မရာအကောင်းဆုံးဝယ်ပြီးတော့ဓာတ်ပုံစတူဒီယိုဖွင့်နေအရီယာနေမှာအခုဗီဒီယိုရိုက်ရင် VCD ရိုက်ရင်နဲ့တစားဒါရိုက်တာဖြစ်လာခဲ့ပြီးအခုနာမည်ကြီးတယောက်ရဲ့တချင်း VCD ရိုက်ပေးဖို့လေလက်ခံထားတယ်အဲ့ဒီ VCD မှာအက performance ကသူတို့အုပ်စုနဲ့ကခုံကြဖို့ပါဒီတော့ခုတလောအကတိုက်ကြလေ့ကျင့်ကြနေအလုံများနေကြတယ်အဆိုတော်ကလည်းဝီတို့အကအဖွဲနဲ့ပဲကကျင်းနေအဓိကထားပြီးတော့ရိုက်ကူးတင်ဆက်ခြင်းနဲ့အခါလုံးမိုးကတခဏနဲ့သူတို့ရဲ့တင်နန်းခါမတို့ပြန်ရောက်လာပါတယ်ရောက်တာနဲ့ VCD ရိုက်ဖို့အကောင်ညွှန်ကြားတော့တယ်မီးကိုဘယ်ရောညာရောတပြိုင်နက်ဖွင့်မယ်တချင်းကိုကြည်ဖွင့်အင်ဂျယ်လဖွင့်အသင့်နေရာယူထားပါရာဆယ်တစ်ခေါက်လောက်ကြည့်မယ်ဟုတ်ပြီလားသူဟာအလုံးနဲ့ပတ်သက်ရင်ဒလက်ဆန်းညွှန်ကြားချက်လေးကလောဘကြီးသူတယောက်ပါသူစိတ်ကိုဝီသေးချာသိတယ်သူစိတ်တိုင်းကြအောင်အမိလိုက်ပြီးတော့ကပေးနိုင်သူကလည်းဝီရှိတာအေးပါတဲ့သူဘသူလဲဆိုတာသူမစင်စားဝီကိုဆိုသူကရီစရာစားစရာတရဝါမာလေးလောက်တာသဘောထားတာကဲဝီပြန်စမယ်သူမောင်းပြီဆိုရင်အသက်မရှူအားတော့ဘူးလိုချင်တဲ့အကွက်မရမချင်းအနာလူတွေကိုအော်ဟစ်နေတော့တာပါတေချာလုံးမေစိတ်မပါတယ်လို့မကဘူးရာဇေလောက်ကလေးကလုံးဝအမောင်းမပါစေနဲ့နော်တက်ကြွနဲ့ရင်ထဲကခံစားချက်ထည့်ပြီးတော့ကာရမယ်ရုပ်သေးရုပ်လို့မလုံးနဲ့မင်းတို့ရင်ထဲမှာခံစားချက်လည်းရှိတာပဲဒါကိုအတုံးချစမ်းမှာဒါမှပြီးပြမှာပေါ့မျက်နှာအမှုအရာကအစာတတိထားပါဟေးမဆုနင်ကဘာလို့အန်ကြီးကြိတ်ထားရလဲမရတော့ဘူးလားတန့်စင်ငယ်အရင်သွားမှာပဲ तू ကပြောချင်အဲ့ဒါလိုပြောချဖြစ်တာပဲဘာမှရှင်းတော့မစင်စားလူပုံလဲမှာကကြခုံရတယ်တတိရှိတယ်ဆိုပေမဲ့မင်းကလေးဆိုတာရှက်ရွံ့တတ်သေးတာပဲပေါ့အဲ့ဒီအခါကနားမလဲပါဘူး तू ဟာဝီတို့ကိုဆိုရင်သူ့အပေါင်းအသင်းရောင်းရင်းတွေလိုပဲအပါတရပြောဆိုတတ်တယ်ဒါမင်းကလေးတွေရဲ့လို့ပဲတတိထားမနေတင်ကြားပြသတဲ့နေရာမှာတော့တကယ်စေတနာပြည့်ဝပါတယ်သူ့ရဲ့စေတနာကိုမြင်အောင်သူကျင်တဲ့အောင်ဝီတို့ကမနေလိုက်ရတာအခုတလောသူဟာဒါရိုက်တာဖြစ်လာပြီးကားတွေလက်ခံထားပြီဆိုတာအရင်လိုအကတင်နှန်းအတွက်ချိန်ဆပေးနိုင်တာပေါ့သူပေးတဲ့အချိန်ကလေးမှာပဲပြည်ပြင်းအောင်အားသွန်စူးစမ်းရတာမျိုးပါထခါတလဲလဲကရခုံပေါက်ရလုံးလို့အနှဲ့အောင်ဝတ်စုံတွေကချွေးနဲ့စိုးကပ်နေရပြီသူတို့အားလုံးအေကွန်ကန်နဲ့ချွေးပြိုက်ကြနေကြတယ်ဝီကတော့ရှေ့ဆုံးမှာကရတဲ့ခေါင်းဆောင်မို့ပို့ပြီးတော့လေပြင်ပန်းနေတချင်းရဲ့တီလုံးစီးချက်နဲ့အညီအားနဲ့ဟန်နဲ့ကတာမို့ကြီးတဲ့လူတွေမျက်စိမလွှဲနိုင်ပေါ်နေတဲ့ချီနှောင်ထားရင်မဟောကနီအောင်စပင်လေးကသူမတစ်ချက်ခုံလိုက်တိုင်းတခါလှုပ်ရှားသွားတာတမျိုးချစ်စရာဝီကမျက်နှာလေးကလည်းဆွဲဆောင်မှုရှိတယ်တခြားယောက်ျားလေးတွေကတော့ဝီတို့ရဲ့ Gold Angel အခက်အဖွဲတဲ့ဝီကိုသဘောကျဆုံးနှစ်သက်ကြဆုံးမှာတခြားလူတွေရှေ့မှာနာမည်ကောင်းနဲ့ကြော်ကြားပေမယ့်အနီးအနားကအခါကသူမကိုတစ်စက်ကလေးမှအထင်မကြီးတာအတော်ဆိုးတာပါပဲဝီကတော့သူ့ရင်ထဲမှာနေရာရသူတယောက်ဖြစ်ချင်မိတယ်။ဩဇာသေးတွေစကားအနေလေးနဲ့ထည့်ထားပြီးမဲမူးနဲ့တင်းဆွေကတလုံးစီစားရင်နဲ့ဓာတ်မော်ထိုင်က MP4 နားထောင်နေကြတယ်။တင်းဆွေနားထောင်နေတာသူကူထားရင်ဂျေမီရဲ့တချင်းမှာနှစ်ချက်ကိုတစ်ဖက်စီတက်ထားတယ်။ဒါပြီးရင်ဆိုင်ဖွေဟာအင်းမှာမဲမူးကတေခိတာဝါသနာပါတယ်။ဖြစ်နိုင်ရင်ကျဲလင်းကဂစ်တာတီသူမကတချင်းဆိုအဲ့ဒါမျိုးနေချင်တာဒါပေမဲ့ကျဲလင်းကနှုပညာဝါသနာမပါဘူး။သူဟာစီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ချင်တာအခုလောလောဆယ်သူ့အဖေရဲ့ construction လုပ်ငန်းမှာစီမံခန့်ခွဲရေးမှုလုပ်နေတယ်အလုပ်ကိစ္စနဲ့နေသွားရတဲ့အခါသွားရတယ်လို့တခါတရံနိုင်ငံသားထွက်ရတယ်တင်းဆွေကဆိုင်မဖွင့်သေးလို့မဲမူးကသူမအနားထဲမှာနှစ်ချက်လေးကိုခွဲဖြုတ်လိုက်ပါတယ်ဩဇာသီးတွေတအားချိုတယ်နော်အဲ့ဒါကျဲလင်းလက်ဆောင်လာပို့တာဟုတ်လားတင်းဆွေကပြုံးစီနဲ့သူ့ဘာနှစ်ချက်ဖြုတ်ပြီးတော့ငါတို့ဖို့တော့ဘဲသွားအပြန်လက်ဆောင်တစ်ခါမှမပါဘူးဒင်းကတော်တော်မျက်နှာလိုက်တာပဲရှင့်ကိုကြိုက်နေတာပဲဖြစ်မှာပါခဲတင်းဆွေရဲ့မဟုတ်တာမဲမူးကအလန့်တကြားညင်းပယ်ကန့်ကွက်တယ်ဘာလို့မဟုတ်ရမှာလဲသူ့ရဲ့ဆက်ဆံရေးကိုကြည့်ရင်အတိတာကြီးတနေ့နင့်စီကိုဖုန်းဆက်ရတာနဲ့ message ပို့ရတာနဲ့အလုပ်ကိုရှောက်နေတာပဲတင်းဆွေတို့စီတက်လာနေလို့မှဖုန်းတစ်ခါဆက်တာမဟုတ်ဘူးဒါသူနဲ့မဲမူးနဲ့ကငယ်ပေါင်းတငယ်ချင်းမို့လို့ပါ
ငါတို့နဲ့လေ10တန်းကလေးကခင်းလာတာပါပဲမေမူးတို့ကမိဘတွေလက်ထက်ကလေးကရင်းနှီးကြတာကိုကဲပါအဲ့လောက်လေအကြောင်းပြဖြည့်ရှင်းမနေပါနဲ့မကြိုက်ဘူးဆိုလဲပြီးတာပဲစောင့်ကြည့်ရသေးတာပေါ့တင်းဆွေကသူ့မေးစီသူ့ပုတ်ခါဆီယာမကြီးလေတန်းနဲ့ဆိုပါတယ်မေမူးအတွက်တော့ကျဲလင်းဟာတငယ်ချင်းလေးပါပဲချစ်သူပုံစံမျိုးမဖြစ်နိုင်ဘူးသူမရဲ့စိတ်ကူးရင်ချစ်သူဟာကျဲစင်လင်းလို့မဟုတ်အမှုပညာဝါသနာပါရမယ်ခွေးချစ်တတ်ရမယ်သူမရဲ့နှလုံးသားကိုဆွဲဆောင်နိုင်ရမယ်ယောက်ျားပိတာပြီးအကျင့်စာရိတ္တစိတ်နေစိတ်ထားကောင်းရမယ်စကားပြောချိုသားယဉ်ကျေးရမယ်ကျဲလင်းကဘော်ရာရီနဲ့စကားပြောရင်တော့အစဲအဆိုပါတတ်လုံးလို့ကျင်နာသဘောကောင်းပြီးသူမကိုခရူးတဆိုင်နဲ့အလိုလိုက်အကြိုက်ဆောင်ရမယ်သူမကပေါ့နားလည်မှုအပြည့်လဲရှိရမယ်ကောင်းပြီလေစောင့်ကြည့်ပေါ့မဲမူးရဲ့မင်းသားဆိုတာမပေါ်သေးပါဘူးမမွေးသေးတာလားတနေရာမှာတော့ရှိမှာပါမဲမူးရဲ့ရှင်ကတော်တော်စိတ်ကူးရင်တာပဲအချစ်ရေးနဲ့ပတ်သက်တဲ့စိတ်ကူးအိမ်မက်တွေဆိုတာဒီလိုပဲရှိတတ်တာပဲတင်းဆွေဖြစ်စိတ်ကူးမရင်ပါဘူးအိမ်ကအတင်းပေးစားရင်ယောက်ျားယူမယ်မပေးစားရင်လည်းမယူဘူးအပြိုကြီးလုပ်မယ်ပြစ်စလက်ခတ်ဆန်လိုက်တာရင်ထဲမှာအသေးနှလုံးပါမလာတဲ့အတိုင်းပဲယောက်ျားတွေကယုံကြည်ဖို့ခက်တယ်ဟာဒါလဲဒါပေါ့ရှင်းအောင်ဇွဲကြီးနေပါလားဘာလဲအချင်းဆိုတာကိုရှာဖွေကြည့်မလို့လားဒါမှမဟုတ်မဲမူးရဲ့ရှေ့ကိုဘွားကနေရောက်လာမယ်လို့ထင်နေတာလားဘယ်ပြောနိုင်မလဲတင်းဆွေရဲ့လက်တွေကြအမြင်နဲ့ပြောရရင်ရှင့်စီမှာအကောင်းဆုံးအဖော်တယောက်ရှိနေပြီအဲ့ဒါကျဲလင်းမဲစိတ်ကူးမလွဲနဲ့ဟင်မဲမူးတော့မထင်ဘူးဖူးစာရှင်ကတက်တက်ပါနောက်တော့လေကျဲလင်းမဲဖူးစာရှင်ဆိုတာမဲမူးလက်ခံလာမှာပါမဖြစ်နိုင်ပါဘူးဖြစ်နိုင်ပါတယ်လာမငင်းနဲ့နော်တင်းဆွေနင်ကြရင်ငါပြောပေးလိုက်မယ်မဲမူကတော့မကြိုက်သေးမဲမူကခေါင်းမမာနဲ့ညင်းပယ်တယ်ဒီလိုအနီးအနားကခင်မင်းသောကောင်လေးတယောက်ကစိတ်ကူးရင်ချင်းစရာအိမ်အောင်ပတ်လားဟင်မဟုတ်နိုင်ပါဘူးအိမ်မက်မင်းသားလေးကတတ်တယောက်ပါနော်ဘယ်သူမှမသိရသေးတာအချိန်တန်ရင်တော့မဲမူရှိကိုသူဘွားကနေရောက်ကိုရောက်လာမှာပါယုံကြည်ထားတယ်ကျဲလင်းကတင်းဆွေကိုမှစိတ်မဝင်စားတာသူအာယုံကြတာကဒီရွှေမင်းသမီးချောလေးမချောပါဘူးကန့်ကွက်ညှင်းဆန်လိုက်ပေမဲ့မဲမူးဆိုတာတငယ်ချင်းတစ်ဖွဲ့တည်းအလားဆုံးအချောဆုံးဖြစ်တာအားလုံးကဝိုင်းတတ်မှတ်ပြီးသားပါမဲမူးမှာထူးခြားတဲ့ရုပ်ရည်ပိုက်ရှင်မှာစကားပြောတော့သူ့ရဲ့ခံစားချက်မျက်နှာဝန်ရှောင်းလက်လက်ကြီးကအားလုံးနဲ့တာတဲ့အချက်ပဲအဲ့ဒီမျက်လုံးလေးတစ်ချက်ဝေ့ကြည့်လိုက်ရင်တော်ရုံပူရိတမခံနိုင်လှုပ်လှုပ်ရှားရှားဖြစ်သွားစမြဲပါအနောက်မှာရှိတဲ့ကျဲလင်းကရောဘာသားနဲ့များထုတ်ထားလို့လေဒီကောင်လေးကြွေတာပဲပေါ့ဘေးကနေမြင်နေပါလျက်မဲမူးကမတိအောင်စောင်းနေတာမဲမူးရဲ့ရှင်စွန်ညင်းနေပေမဲ့အန်တီလင်းတောင်ကျဲစင်လေးကိုမျက်စိကျပါတယ်ကွာဘာရဲ့ဒီလိုတမတ်မျိုးရှားတယ်လေအားလုံးအတွင်းသည့်အစင်းသည့်ကိုသမီးကိုအလိုလိုက်ကျင်နာမဲ့သူဆိုတော့မဆိုင်နာတွေမပြောနဲ့ဟာမေမေကျဲလင်းကိုအေးပေးတာတော့အမှန်ပါသူ့တငယ်ချင်းအတီချိုလင်းရဲ့သားမို့အစောကြီးကလေးကသားတယောက်လိုချစ်တာရှင်အတီတရားဝင်လာတဲ့တနေ့ကျဲလေးနဲ့ကြည်ကြည်နက်နက်ကြီးလက်တွဲမှာပါသူ့ကိုယ်သူဘေးရင်ဆရာမကြီးကြားနေရပဲတကယ်တင်းတော်လိုက်ဖက်နေလို့ပါတော်စမ်းမမေမူးကတင်းဆွေကိုမျက်စောင်းခဲပြလိုက်တယ်မကြားချင်ပါဘူးဒီမိမဘာတွေရှောက်ပြောနေမှန်းကိုမသိမေမူးကလေလူတယောက်ကိုဦးလိုက်သေးလိုက်ချစ်မြတ်နိုးမှလက်ထက်မှာတီလာစောင့်ကြည့်ရသေးတာပေါ့ရတယ်တသက်လုံးစောင့်ကြည့်ထားကျွန်းတကမာကြီးကဟာစီလေးပွင့်နေလို့သူ့လက်နဲ့တွန်းလိုက်တယ်ကြွေခနဲ့အတန်တစ်ချက်နဲ့တကားကဘေးကပ်သွားတယ်တိုက်ခန်းချေကြီးရဲ့အိတ်ကမ်းမှာဘသူမှမရှိအဲကွန်ဖွင့်ထားလို့တခန်းလုံးအေးဆက်နေတယ်ကော်စောထူကြီးကိုခန်းလုံးပြစ်ခင်းထားပြီးလေသာစတီမီခိုးရောင်လှလှကြီးကိုဝိုင်းထားကဒီဘက်မှာဖလတ်တီဗီနှလုံးဟိုဘက်ဒီဘက်ထားသေးတယ်နိုင်ရန်တောက်မှာကြီးမခန့်ထန်သောပချီကားကြီးများနဲ့လူတရက်စာနေပါကျွေပန်းအိုးကြီးများနဲ့လိုက်ကဖားဖားဝေဝေများနဲ့ကွန်ပျူတာစပွဲနဲ့ကြီးလိုက်တာနဲ့လူချမ်းသာတို့ရဲ့အိတ်ခမ်းဆိုတာတိတာနေပါတယ်ဒီဂျပူးမကအစင်အတန်းမြင့်မြင့်တော့တိတ်ကြိုက်တယ်အခန်းကဝင်လိုက်တာနဲ့ဝါစပရေးနာလေးပြန်သင်းလျက်ဝီအခါလုံးမိုးကစက်ဝင်မသွားသေးပဲအတန်ပြိုလိုက်တယ်ဟေးဝီအပြင်ကဘသူလဲအခန်းထဲမှာလှဲအိတ်ရင်music နားထောင်နေတဲ့ဒေဝီကြော့ရှင်ကမျက်မှောက်ကုန်းနဲ့ပြန်မေးလိုက်တယ်အဲ့ဒီတုံကဈေးသွားတာတကားမပိတ်သွားဘူးလားတာမန်းကိုတော့ပြန်ခတ်သွားဖို့အချိန်မှားထားပါလေနားမဝင်းအင်းရှင်တို့ဘာလို့တကားကြီးဖွင့်ထားတာလဲတုံဟေးတုံဖွင့်သွားတာ
ဝီဝီအတန်ကြားရစီလာကြည့်လိုက်တော့အိယာပေါ်မှာစိန်ယုံနေစိဘယ်ချိန်ရှိပြီလဲဒါမိန်းကလေးတယောက်အိပ်ရမယ့်အချိန်လားအိတ်တော့ဘာဖြစ်လဲမိဘတွေနိုင်ငံသားမှာရှိနေတော့ဒီမှာတုံတုံနဲ့ခေါ်ထားပြီးတော့တိုက်ခတ်အကျဲကြီးတဲ့တယောက်တည်းလွတ်လွတ်လပ်လပ်နေပါတယ်ဆိုမှဒင်းကလာစုပူခြင်းသေးတယ်သူ့ကိုယ်သူဘာများမှတ်နေလဲမသိဘူးအခါသူမဖွင့်ထားတဲ့တချင်းတန်စင်ကိုတစ်ချက်နောက်ဆွရင်ဒါငါစီဒီမဟုတ်လားမဟုတ်ပါဘူးဟုတ်ပါတယ်ကားရီကနေပျောက်သွားတာကြည်စမ်းနင်းယူသွားတာပေါ့အခုမှတရားခံမိပါလားဝီဝီကအဟီးလိုရှိလိုက်တယ်ဒီလိုပါပဲဝီဝီဟာသူ့ပစ္စည်းဆိုရင်ပိုင်စိုးပိုင်နေနဲ့မပြောဘဲယူတတ်တယ်အခါလုံးမိုးစီမှာသူမနှစ်သက်တဲ့ပစ္စည်းတွေ့လို့ကတော့အပိုင်သိမ်းမိသားပဲကင်မရာပဲဖြစ်ဖြစ်ဘောပင်ပဲဖြစ်ဖြစ် MP3 ပဲဖြစ်ဖြစ်ဟန်ဆက်လှပဲဖြစ်ဖြစ်နောက်ဆုံးနားတစ်ဖက်မှာပန်ထားတဲ့အခရဲ့ငကတ်ကိုတောင်သူမကြိုက်မိရင်ရအောင်ဖြော့ယူတာပါဒီအပေါ်မှာသူ့ကိုတော်နိုင်နေအခါလုံးမိုးကလည်းအလျှော့မပေးဘူးသူမကက်ဆက်ကိုထောက်ခတဲ့ရမိုးနေကောင်စီဒီကိုပြန်ထုတ်ယူလိုက်တယ်ဟင်းဘာလို့တာလဲပြန်ထည့်ပေးဝီနားထောင်နေရမမြင်ဘူးလားဥစ္စာရှင်မှန်လို့လက်ထဲပြန်ရောက်လာတာလေဘာဥစ္စာရှင်လဲဥစ္စာရှင်ကဒီမှာဒေဝီကြော်ရှင်းနဲ့အရက်ပူပူနဲ့နေ့နာမည်ကတခြားစီပဲဘယ်မှာကြော်ရှင်းတက်ရက်လို့လဲတကန်းလုံးလဲရှုပ်ပွားနေရပဲမရှင်းသေးလို့ပွားနေတာအဆန်းလားအေးပါမဆန်းပါဘူးကြွတ်တိုက်မှနေရလေမိန်းကလေးတယောက်ပေါ့ငဲ့ညာမှုမရှိပါလားမိန်းကလေးဟုတ်လားဒါကြီးကမိန်းကလေးလားလက်ညှိုးထိုးပြီးဟားတယ်တကယ်ပါပဲသူ့မျက်စိတဲ့ဝီဝီကိုမိန်းကလေးတယောက်အဖြစ်မြင်ကိုမမြင်နိုင်တာပါအတူတူကကြတဲ့အခါဝီဝီခါကိုသူကင်မြောက်ရရင်တောင်ရင်ခုန်ဖို့နေနေတာတောင်ရှုံမဲ့ခြင်းနာလုံးဝဘလို့မှမနေဝီဝီမှာတောင်ရင်ဖိုးခြင်းတလို့လို့တစ်ဖက်သက်ဖြစ်ရတာသူကတော့အေးစီဟုတ်တယ်မိန်းကလေးအပြိုလေးတွားအိတ်ကားဆောင်အောင်မဂျဘူးမကြီးကြေကွာသူမကိုနှင်းရင်တစ်ချက်လာအောက်တယ်ဟင်းကြည့်စမ်းဝီဝီကသူ့လက်ကိုဖမ်းပြီးတော့ကုန်းကိတ်ပြက်တယ်ခွေးမဂျဘူးမမဲတူမအတန်ပြဲမလူကိုခေါ်လိုက်တဲ့အမည်တွေကရစရာကိုမရှိဘူးဒင်းကိုအသားနောင်အကွင်းလိုက်ပါအောင်တအားဖိကိုင်းမှဟာလွတ်လေငါလက်လိန်ပြက်မှာနော်လှုပ်လေလှုပ်ကြည့်စမ်းသူတို့နှစ်ဦးတွေ့ရင်ပြောင်းဆန်တတ်မြင်ထုံးစံနဲ့ရှုပ်ရှက်ခတ်သွားရပါတယ်ထုရိုက်ကုတ်ချစ်တတ်တဲ့ဒီကောင်မလေးရဲ့လက်နှစ်ဖက်ကိုအခါကတဟားဟားရှယ်ရင်းနဲ့ရအောင်ဖမ်းချုပ်လိုက်တယ်လှုပ်စမ်းဖေစမ်းနင်ယောက်ျားမဟုတ်ဘူးလားဟဲ့ခွေးဘူးမဘာတွေစွတ်အော်နေရလဲသူများတွေကြားရင်ဘလို့ထင်မလဲဘလို့ထင်ပေါ့ဟာလက်နာပြီးအခါစုပ်ရင်ဘလို့ခေါ်တယ်ကိုအခါလို့ပြန်ခေါ်စမ်းနာဘူးအခါလုံးဟာကြည်စမ်းကောင်မလေးတွေမြင်လိုက်ငန်းတာပဲ VCD ရရင်ကောင်မလေးတွေကိုလှည့်ပတ်ပြီးကိုယ့်အိတ်ထဲပဲထည့်ဖို့ပြန်ပြောစမ်းတော်ပြီအခါနော်နားတယ်အခါနောက်ပြောင်ပြီးလက်ကိုလိန်ထားပေမဲ့ဝီဝီတကယ်နာကျင်နေသူဟာဝီကိုဆိုဘယ်တော့မှမကျင်တာရင်ထဲမှာဝမ်းနေတဲ့လို့ဖြစ်မိတယ်ဝီငိုမနော်တကယ်ငိုတမ်းမအောင်လုပ်တယ်လို့အခါလက်ကိုလိန်ထားရမှနည်းနည်းလျှော့ပေးလိုက်တယ်သူမမျက်နှာကိုလည်းတကယ်ငိုချလိုက်မလားအကဲခက်ရသေးတယ်ဝီဝီနင်ကြိုက်ထားဒီမှာကြည့်စမ်းအခါသူ့လက်ဖြံကိုမကြေမနက်ထိုးပြတယ်နင်ကဝီစိတ်ဆိုးအောင်ပြောတာကိုတော်ပြီဟာငါပြန်မယ်နေပါဦးလာရင်ကိစ္စတောင်ဘာမှမပြောရသေးတာနေပါစေမပြောတော့ပါဘူးလိမ္မာပါတယ်ဟာအခါလေကော်ဖီတောက်မလားအေးဖြော်တောက်မလားဘာမှမတောက်ဘူးစတော်ဘယ်ရီတိုက်မယ်လေစတော်ဘယ်ရီဒီလေးများကိုဖြော်ကားခွဲဟိုးတိုက်ပါမယ်ဝီဝီကတချင်းတန်နဲ့ရွှွနှောဆိုတော့အခါမျက်နှာရှုပ်ပြီးအိုးတိုက်ရင်နောက်ဘေးမှာတွားတိုက်ပေါ့ရှင်ကိုတိုက်မှဟောဒီယာရှင်ကြီးကိုတိုက်မှသိရဲ့လားအချောက်ကဲတော့ဟာမူယာလောက်ပြန်တော့အခါလုံးမမရီပဲလဲမနေနိုင်ဝီဝီတယောက်ဟာလေတကယ်ငပြောင်မပါဘာမှအလေးအနက်မထားအင်မတန်ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပါတော်ယုံနဲ့လဲစိတ်မဆူစိတ်မကောက်အခြားကောင်မလေးတွေလို့ဟန်တွေပန်တွေလဲမလုပ်ပဲလဲမများကစရာရှိရင်ယောက်ျားလေးတွေနဲ့တန်းတူမမောမပခုံပေါက်ကောက်နိုင်သူလေးပါဇက်ကပေါက်ပေါက်ဖောက်တယ်လို့ဒလဆက်စကားတွေတက်ပေမဲ့စိတ်ရင်ကောင်းပြီးမနှောဖြူသူလေးပါဒါကြောင့်လေအခါလုံးမိုးကငယ်ပေါင်းတငယ်ချင်းမလေးရဲ့ပေါ့အနော်အတာခံအပြုံးမပြတ်တီးခံပေါင်းတင်လာတာတကယ်ငယ်ပေါင်းရောင်းရင်းကြီးပါဝီဝီအင်ကိုဆိုလေသူကတကားမရှိဓာမရှိဝင်ထွက်သွားလာတယ်တင်နှမ်းမှာအလောက်ခွင်ထဲမှာဆိုလေ
သူနဲ့ဝီဝီဟာတိုင်ပင်မော်တိုင်ပင်ဘက်ပါဒီကောင်မလေးမှာအမှုပညာအကြီးအသွေးတွေလည်းအပြည့်ရှိတယ်အဲ့ဒီအချက်ကိုအခါအလွန်သဘောကျတယ်ဒီညတငယ်ချင်းတွေနဲ့စကားပြောရင်းနဲ့ဘီယာနှလုံးခန့်တောင်းမိသွားတယ်ကာရာဝိတ်ဥယျာဉ်နဲ့ဆိုင်လေးမှာထိုင်ရင်းနဲ့တစားစားနဲ့ည9 နာရီခန့်ရှိသွားပြီးညနေကလေးကဒီမှာ VCD လာရရင်နဲ့အခါမပြန်မဲနဲ့တငယ်ချင်းတွေနဲ့ချင်းဆိုလိုက်တာအလုပ်တွေပြနေလို့အေးလူဘီယာမတောက်ရတာကြာပြီလေဟိုတလောကရာသီဥတုပူအိုက်လွန်းလို့သူမတောက်ရဲပဲဖြတ်ထားတာပါအခုဇွန်လာတဲ့ရောက်ပြီးမိုးလေးတစ်ဖြောက်ဖြောက်ရွာလာမှပဲဟန်ကျသွားတယ်ဟိုတရက်ကဆိုရွာလိုက်တဲ့မို့ကာထားတဲ့ကုန်းမြင့်မှာတောင်ရေတွေဝစ်ပြီးတော့သူ့ကားကလှည့်ကျင်တဲ့ဘက်ခေါင်းလေသွားသေးတာရေကျသွားမှကားအောင်ငကုန်နေရပြန်တဲမှတ်ခဲ့ရသေးတာသူတို့ရည်စရာအဖြစ်ပြောမဆုံးသူ့ရဲ့တငယ်ချင်းတချို့ရဲ့ကားတွေဆိုကွန်ဒိုတိုက်ခန်းရဲ့မြေအောက်ကားပတ်ကင်မှာထားတာကြောင့်တစည်းလုံးရေမြုပ်သွားသေးတာသူတို့စကားဝိုင်းနဲ့ရေရှမ်းနဲ့မိုးအကြောင်းနဲ့ပါတယ်စင်ကာပူဂျပန်မှာအလုပ်သွားလုပ်လာခဲ့တဲ့သူတွေရဲ့အတွေ့အကြုံအကြောင်းတွေလည်းပါတယ်ရီးစားတနာကိစ္စတွေကတော့အကြောင်းအရာအများဆုံးပေါ့ငါကောင်မလေးကသူ့ကိုယူတော့လို့ဝါနေပေးထားတယ်30ပြေလို့မှလက်မထပ်ရရင်နောက်ဘတော့မှလက်မထပ်ဘူးတဲ့ကွာရာစတန်ပေးထားတယ်အဲ့တော့ငါ့ကိုအလုပ်ရှာပေးစမ်းပါကွာလို့နမူတစားလုပ်တဲ့ကောင်လည်းပါတယ်ငါတို့ရဲ့ Rocky Star Media ကိုလာခဲ့ကွာအလုပ်တစ်ခုခုပေးမယ်လို့အခါမှာဂတိပေးရတယ်သူကအခုတလောနာမည်ရစပြုတ်လာတဲ့ဒါရိုက်တာမို့မင်းသားဖြစ်ချင်သူတွေကလည်းလက်တွဲခေါ်ယူဖို့တောင်းဆိုတယ်အခါလုံးမောကမညင့်အားလုံးကိုခေါင်းမဲငိမ့်နေသူလဲပုတ်တင်ညိုဖြစ်နေရပါပြီအဲ့ဒါနဲ့9 နာရီထိုးမှပဲစကားဖြတ်ပြီးလူစုခွဲတယ်အခါလုံးမိုးကသူ့ရဲ့ပရီစီကားပေါ်သူတက်ပြီးတော့မောင်းထွက်လာရင်ကအပေါ်သွားဖို့တတိရတယ်အိမ်အထိမောင်းမသွားနိုင်တော့ဘီယာတကောကလည်းပြလာပြီးမအောင်နိုင်ဒါနဲ့ပဲကားကိုမုံဆိုင်တန်းတွေရှိကကတ်တရားလမ်းဘက်ချိုးခွေပြီးတောက်စီကအနီးမှာရက်လိုက်ရပါတယ်တော်ချပြီးတောက်စီငန်းရှိရာကုန်းနဲ့လေကလေးလေးကပြေးဆင်းလာခဲ့တယ်ပတ်ဝန်းကျင်မှာလည်းလူရှင်းနေပြီစောစောကကြားနေရတဲ့တေးဂီတာဆင်းမြင့်လေပွဲသိမ်းသွားပြီထင်တယ်အတန်းတိတ်သွားလေပြီတောက်စီငန်းကဒီဘက်ဝင်ချမ်းကလေဒီဟိုဘက်ကယောက်ျားလေးတို့အခန်းမိန်းကလေးကန်တကားဝါမှာလိုက်ကာနဲ့ကာထားတယ်ကောင်းပါလေသူလည်းမကြည့်မိအောင်တတိထားပြီးဟိုဘက်ခံမဲ့ရှောက်ခဲ့တယ်အခန်းထဲဝင်တကားဆွဲပိတ်ပြီးကိစ္စရှင်းနေပြီးတော့ဘောင်းမီစစ်ကိုဖြတ်ဆွဲရင်းနဲ့ခုနကြားခဲ့ရတဲ့အာဇာနည်တခြင်းတစ်ပုဒ်ကိုခပ်ဖွားဖွားလေးချော်နေမိတယ်တန့်စင်ကတစ်ခုလုံးဟာအခါလုံးမိုးတယောက်တည်းမဟုတ်လားတန့်ရှင်းနေတော့စိတ်လက်ကြည်လင်စွာလေးချော်လိုက်မိတာပါမဲမူကဒီဘက်ကအစွန်မှာမှန်ကြည့်လက်ဆေးရင်တစ်ဖက်ကနီးနီးကပ်လေးချော်တဲ့ကြောင်မျက်မှောင်ကျုပ်သွားရတယ်တင်းဆွေကလည်းအပြင်ထွက်သွားပြီးသူမလက်ဆေးပြီးတာတောင်မဆောင်အခါကလည်းဟိုဘက်ကရေဖွင့်တန်ကိုကြားနေတယ်အရိယခိုင်မှာဖြစ်ချင်တော့မဲမူပခုံးမော်တို့အိမ်မြောင်းနှကောင်တွေကဖက်ခနဲ့ပြုတ်ကျလာပါတယ်အမလီအကျိလမ်းဖြန့်အော်တန်ဘာဖြစ်လို့ပါလဲအခါလေးချောတန်းတိတ်သွားရတယ်မိန်းကလေးတယောက်တည်းဆိုကိုညီရမဲ့ဝတ္တရားရှိတယ်ဒါကြောင့်အတန်ကိုမြင့်ပြီးဟိတ်ဘာဖြစ်တာလဲရှင်ဟူအိမ်မြောင်းမှာအော်အခါခတ်တိုးရီလိုက်မိတယ်ရီကျင်လို့ပါမိန်းကလေးတွေများအိမ်မြောင်ကိုပဲကြောက်တယ်ဘာများကြောက်စရာရှိလို့လဲရီတန်ကြောင့်မဲမှုစိတ်တိုတိုနဲ့နှက်ခါကိုက်မိတယ်မျက်နှာချက်ကိုမော့ကြည့်ပြီးအသေးတွေရားလိုက်တာကြည်စမ်းအခုမှမော့ကြည့်မိတာဟိုမာတကောင်ဒီဘက်မှာ2ကောင်ဟီးဟိုမာရောဟာအများကြီးပါလားမျက်နှာချက်တစ်ခုလုံးအိမ်မြောင်အကောင်20ပဲမကဘလို့တလောက်များပါလေမဲမူးဟာအသေးတရနဲ့သူမပခုံးလေးကိုလည်းခါလို့မဆုံးလက်ရေစိုးနဲ့ပဲအပြင်ဘက်သို့အမြန်ပြေးထွက်လာတဲ့တင်းဆွေနဲ့အတူကာနာရက်ရင်နဲ့ဒီဘက်ကိုပြန်လှည့်ကြည့်တော့လူတယောက်ထွက်လာတယ်ခုနလေချုံနေတာသူမကိုလှမ်းမိတာပြီးတော့ဟားတိုက်ရီးလိုက်တာတွေဟာဒီလူကြီးပဲပေါ့အခါလုံးကကောင်မလေး2ယောက်ရက်နေတာလှမ်းတွေ့ပေမဲ့ခုနလန့်အော်တာဘဲကောင်မလေးမှမသိတေချာစီစီလေသူမကြည့်ရဲ့တယောက်ကအပြတ်အသက်ပိုလာတယ်ပိုးသောမြင်လို့သပင်ရှည်ရှည်တို့နဲ့မီးအောင်မှာအဖြူရောင်စပွက်ရှက်လက်ရှည်လေးနဲ့ထင်းနေပါတယ်အင်ကြီးလေးပင်ကစီကွမ်းနဲ့ပန်းထိုးထားတာကဆွဲကြိုးလက်ပြောင်ပြောင်တကုံးလိုဖြစ်နေတယ်ဘောင်းမီဟာခပ်ဖွားဖွားအသားဖြောပန်းသီးစင်းရောင်လေးဘောင်းမီအနားမှာကအဖြူရောင်ကြိုးစားလေးကျနေသေးတယ်ဖနက်ကရှေ့လေဒီရှူးလိုအပိတ်ဖြစ်ပြီးတော့နောက်ဘက်ကခွာချုံကြီးကြီးလေးပါတယ်ကားကိုမိရက်ကြည့်နေပုံကသူ့
အကဲခတ်တယ်လို့မို့အခါမြန်မြန်အကြည့်ပြန်လွဲတယ်မကောင်းဘူးလေအာနာစရာကြီးမို့လို့လားပရစီကားပေါ်တက်ပြီးတော့ထွက်သွားတော့အဲ့ဒီလူတရံကိုကြည့်ရတာတနေရာရာမှာမြင်ဘူးသလိုလိုပဲစတိုင်ကြပြီးတော့အိမ်မတန်ကြည့်ကောင်းတဲ့ခက်မမလမ်းလျှောက်ဟန်မဲမှုမြင်ဘူးတာတော့သေးကြတယ်ဘယ်တော့မှဘယ်မှာမြင်ဘူးမှန်းသာစဉ်းစားမရတာဟဲ့လူကြီးကချောတယ်နော်မဲမှုအေးရှင့်ကိုတေချာကြည့်သွားတယ်ဘာမှလည်းမသိပါဘူးတင်းဆွေကလည်းကြောက်ကိုတောင်မစောင့်ဘူးထွိုင်းလက်မှာအိမ်မြောင်တွေကလည်းညားလိုက်တာဆိုတာအိုးအိမ်မြောင်ကဘာလုပ်လို့လဲမဲမှုကဆက်မပြောတော့ပဲဟိုလူကိုသာစိတ်ထဲကမျက်စောင်းရွှေလိုက်မိတယ်မဲမှုကြောက်သွားတာကိုပဲသူကရည်စရာသဘောထားရလို့ဝီဝီနင်အိမ်မြောင်ကြောက်တက်လားဟင်းအမတ်မထေအခမေခွန်ကြောင့်ဝီဝီမျက်လုံးဝိုင်းသွားရတယ်ဘာလို့မလို့မေးတာလဲဘာမှမလုပ်ပါဘူးအခါလုံးမိုးရဲ့မျက်လုံးတွေကချိုရီရဲမြူးနေပါတယ်ဘာတွေများပြောစရာတွေ့လာတာလဲဝီဝီမကြောက်ဘူးပေါ့ထင်ပါတယ်နင်ကကြောက်မှာမဟုတ်ပါဘူးသူ့စကားကိုတိတ်မကျေနပ်ချင်းအဲ့လိုအကောင်ပေါက်စလေးတွေကိုမကြောက်တတ်ရင်မိန်းမမပီတတလို့လို့အခါမေးတာအကြောင်းရှိမှာပါမရှိပါဘူးဒီလိုပါပဲဝီကိုမညာနဲ့နော်တချို့ကောင်မလေးတွေကအိမ်မြောင်မြင်တာတရေမြင်တာကြာနေရပဲဝီအားတင့်သွားမိရင်နဲ့ဘာလို့လဲအခါမသိပါဘူးကွာအခါလုံးကနှစ်ဘူးဆက်ကသူ့စပင်တွေကိုအပေါ်သို့တတ်တင်ပြီးအနှင်းငယ်ဖွာလိုက်ပါတယ်ဒါကဘာအမှုအရာမှမသိသူ့စိတ်ထဲနည်းနည်းပါးပါးလှုပ်ရှားရင်ပြုတ်မှုတတ်တဲ့အပြုတ်အမူပါဝီဝီမျက်မှောင်လေးကောက်ပြီးသူ့ကိုကြည့်နေမိကအခါတယောက်ယောက်နဲ့တွေ့လာပါပြီတိတ်မှန်တာပေါ့အရန်လာတဲ့ကောင်မလေးတယောက်သပင်ရှည်တွေကကြောပေါ်မှာပြည့်နေတာပဲပျော်ဝဲပြီးတုံးခါနေတယ်မျက်လုံးလေးကလည်းဘာလေးမှမသိဘူးသူ့ကြည့်လိုက်ရင်လေအသေးရစရာပဲငါတောင်အသက်ရှူမှားသွားတယ်အပိုရီလာမပြောနဲ့နော်ကြားရတာလေအတော်နာခါတယ်ဝမ်းနေချင်စရာလည်းကောင်းတယ်အခနှက်ခမ်းပြားကတခြားမိန်းကလေးတယောက်ရဲ့အလားပါကိုညှို့ဖွဲ့နေတာဝီဝီမကြားချင်နားကလောတယ်မုန်းနေတကယ်ပြောတာဝီဝီ तू ကတမျိုးလေးပဲစပင်ရှည်ကြီးနဲ့ဆိုရင်တရေမှပဲဖြစ်မယ်ဟာကွာအဲ့လိုမပြောပါနဲ့အခပုံစံကဇက်ဇက်ထိမခံတဲ့ပုံမလားဒါမှမဟုတ်လေကောက်ဝေမသူရောင်မေစုံမဝီဝီအမြင်ကက်ကက်နဲ့ရေရွလိုက်တယ်အခါတော့ကောင်မလေးတယောက်ကိုစိတ်ဝင်စားလာပုံရတယ်ဘဲမှာတွေ့လာတယ်လေစကားအေးအောက်ကြည့်ရမယ်ဟဲ့အဲ့ဒီစုံမဘဲရလဲမသိဘူးလေအခါနဲ့ဘဲမှာတွေ့ရလဲကရဝိတ်မှာဈေးအောင်ပွဲတော့မှာလားမဟုတ်ပါဘူးအခါလုံးမိုးကသူမမိကုံကိုသဘောကျတယ်လို့ရှီမောလိုက်တယ်ဘာကြီးနေရလဲဘယ်မှာတွေ့တာလဲဆိုတော့အဲ့ဒါပြောလို့မကောင်းဘူးမာဆက်မှာလားနင်အနှိတ်ခမ်းသွားလို့လားအခါဟာပေါက်ပေါက်ရှာရှာ तू ကတကယ်ဖြူဖြူစင်စင်လေးပါအရန်လဲဆွဲဆောင်မှုရှိတယ်ပုံစံလေးကချစ်စရာလေးအသေးရစရာလေးကောက်ချီချင်းစရာလေးအမဖဲဝီဝီကနားကြမြင့်ကတ်တယ်လို့နှစ်ရက်ထဲလက်ညှိုးနဲ့ဟန်ပါပါခါထုတ်တယ်ပူပါပြီးနှာဘူးရဲ့အဲ့ဒါကြောင့်ဝီဝီစိတ်ပုတ်မှလို့နာမည်ထွက်တာ तू ကဝီဝီစပင်လေးကိုတစ်ချက်ခတ်ဆောင်ဆောင်ဆွဲတယ်အခါတော့မျက်လုံးပြူးနဲ့ဝီဝီကျင်းသွားတယ်တပားသူအကြောင်းချီမောနဲ့သူ့ရဲ့နှက်ခမ်းထူထူကိုကုတ်ဖဲ့ပစ်ချင်မိတယ်ဝီဝီအသေးမှာဒါလေးပြောတာနဲ့ပဲဆက်ဆက်ခါအောင်နာကျင်နေသူများတကယ်တခြားမိန်းကလေးနဲ့တွဲခဲ့တယ်ရှိတော့ဝီဝီဆက်မတွေးရဲ့ဒါပေမဲ့အခရဲ့စကားနောက်နေတာလည်းမဖြစ်နိုင်မကြားရဲပေမဲ့တေချာချင်းသေးတာကြောင့်ဘာတဲ့လေသူ့နာမည်ကအခါမဖြေပြုံးစီစီနဲ့ဟိုဘက်လှည့်သွားတယ်ပြောစမ်းမှာနာမည်ကလည်းအရေးမကြီးပါဘူးကွာအရေးကြီးတာသူ့မျက်လုံးငါ့ကိုကြည့်ပုံလေးကရှက်နေတယ်လို့လေပြီးတော့ကိုတို့နှစ်ယောက်စလုံးအဲ့ဒီခဏလေးမှာစိတ်လှုပ်ရှားသွားတယ်နေမကဖြစ်တာနေမှာပါအခါရဲ့ဟိုဘက်ကတိမာတောင်းဟုတ်ပါဘူးသူ့အတန်လေးကအလန့်တကြားနဲ့ချစ်စရာလေးဟောဒီအခါလုံးကလေချစ်စရာလေးကြီးပဲနှုတ်ပြရမှချဖြစ်နေပါလားဝီဝီရင်ထဲမှာမနာလိုခြင်းနဲ့အုံဖွဲ့လာတယ်ဖြေနေပုံကရီရရမရှိသေးလို့သာပေါ့လမ်းမှာအမှန်မထင်ဆောင်ရသူလေးတယောက်ကိုအလွန်အမင်းမျက်စိကျလာပုံရတယ်ဘလောက်များလှလို့အခါမျက်စိကျရတာလေသူမသိကျင်စမ်းပါပြီသူမထက်လှလို့လားသူမရောအခမျက်စိတဲ့မြင်လို့เสียယူပကာမျိုးမဟုတ်ဘူးတဲ့လားမလို့တမအတွေးတို့နဲ့လူကပူလောင်လာရတယ်အချင်းဆိုတာဟာဘာကြီးလဲသူနဲ့ပတ်သက်သမျှဟာဘာမှနူးညံ့တိမ်မွေးတာမရှိအလုံးဟာခံစားလိုက်ရရင်အပြေးအထမ်း
ချစ်မိလေအရှိန်ကပြင်းလေရင်ထဲကအချစ်ရဲ့အရှိန်အဟုတ်ပြင်းအားကိုဝီတကယ်ပဲကြောက်လာတဲ့ဘာမဆိုလုံရဲတဲ့ဘာမဆိုပေးဆက်ဝန်းနဲ့အချစ်ကြောင့်ဖြစ်လာတဲ့တတိဆိုတာရှိကိုရှိမယ်ဝီလဲတနေ့နေ့အဲ့ဒီတတိမျိုးရှိလာလိမ့်မယ်အဲ့ဒီအခါကျရင်သူမဘာပြောမိလို့ဘာတွေလုံးမိလဲမသိနိုင်အခုအချိန်ထိတော့မိန်းကလေးပြီးတင်းစီပြီးမျိုးတိတ်ထားခဲ့တယ်အခါကသာဝီကိုမိမမပီတာဘူးထင်းနေတာတကယ်တော့တိတ်ကလေးမျောလင့်ဆောင်စားရတာမိမသားဘဝပါအခါရဲ့ဝီကအခါလိုမိုးရဲ့မျက်နှာလေးကိုချစ်မြတ်နိုးစွာကြည့်နေမိတယ်အနုပညာဝါသနာတူပြောမနာဆိုမနာငယ်ပေါင်းတငယ်ချင်းဒီထက်အကြောင်းသိတာဘာရှိအောင်မလဲသူမတို့သာတဆင့်တက်ပြီးပုံစံပြောင်းလိုက်မယ်ဆိုရင်ဘာမှမခတ်ဘူးလို့ဝီထင်းနေတချို့တွေလည်းတငယ်ချင်းကနေနောက်နေတမျိုးတစ်ဖုံပြောင်းပြီးတော့တမီးကြီးစားဖြစ်သွားတာပဲမဟုတ်လားအဓိကရင်ထဲကတန်ရုံးစင်တဲ့မေတ္တာတရားပါနော်ငါလိုချင်တာအပြိုလေးဟေအပြိုလေးအောက်ထက်ထီဆိုင်ကဖွင့်ထားတဲ့တချင်းတစ်ပိုင်းတစ်စားကိုသူလိုက်ဆိုတာမို့ဟဲ့ဘာတွေလျှောက်အော်နေရလဲတချင်းကောင်းတယ်မကြောက်ဘူးလားအခါတွေ့လာတာအပြိုမဟုတ်ဘူးလားဟာဖွာဘာလို့အပြိုမဟုတ်ရမှာလဲမှတ်ထသူ့မျက်လုံးလေးကကြည့်လိုက်ရင်ရှက်ရွံ့နေတဲ့အမူအရာလေးနဲ့အဲ့ဒါတကယ်အပြိုစင်အဖြူတယ်လေးမှသိတာပါတယ်ဟွန်းဝီမျက်နှာလေးကအစွမ်းကုန်ရှုံးမဲ့သွားတယ်တခြားကောင်မလေးကြတော့တန်မိုးထားလိုက်ကြတာဝီကြတော့တန်ဖိုးမဲ့လားသူ့ဘာကြောင့်ပြစ်စလက်ကသဘောထားရတာလဲသူ့ရှင်ထဲမှာအချစ်ရှိလာရင်အဲ့ဒီချစ်ကိုဝီပိုင်ဆိုင်တဲ့နာပါနေရှည်လာများစောင့်စားလာခဲ့ရတာဝီပါပင်သက်နွေတွေပြောရင်ရှင်နေအောင်မလို့အားမရဖြစ်မိတယ်အရာရာဟာကိုမျောလင့်ထားသလိုမဖြစ်နိုင်ဘူးဆိုတာဝီသိပါတယ်ဒါပေမဲ့နှလုံးသားလေးအားငယ်ဝမ်းနေနေတာခတ်တယ်နှလုံးသားလေးရဲ့မင်းကိုဝီတောင်းမှပါတယ်မင်းလိုချင်တောင်းတတဲ့ချစ်သူကိုရနိုင်မရနိုင်ခုထိလည်းမပြောနိုင်သေးပါဘူးမရရင်လည်းမင်းဝမ်းမနေပါနဲ့ကွာရေကန်ထဲမှာကြာပန်းဆိုတာတပွင့်နဲ့ရှိတာမဟုတ်ဘူးလေအပွင့်မောင်းမြောင်များစွာရှိနိုင်ပါတယ်သူတို့ဟာလည်းအားလုံးအတူတူကြာပွင့်နေကြီးပါပဲတပွင့်မပိုင်ခဲ့လို့နောက်တပွင့်အစားထိုးပေးရင်မင်းစိတ်မဆိုးပါနဲ့နှလုံးသားလေးရဲ့ဝီရတကယ်တောင်းမှန်ပါတယ်နော်စိတ်လျှော့ထားလိုက်ပါစူးစူးနေညုံလေးချက်ကြီးတစ်ခုထားနေရင်မင်းမဲပင်ပန်းလိုက်မယ်အသေးလေးရဲ့မာနနည်းနေတော့ထားနိုင်မှာပေါ့မင်းအားမငယ်နဲ့ပြုံးလိုက်ပါဝီရကိုအားပေးနှစ်သိမ့်နေနှလုံးသားတွေကမိုးသိမ့်မှုကြောင့်သူမမငိုချင်းမျက်ရည်မကျချင်ဘူးဒါရီအခါနားလည်မှလည်းမဟုတ်ပါဘူးဝီဘာလဲကိုတို့ပြန်ဆုံးပါစေလို့ဆုတောင်းပေးနော်အမဘာလို့ဆုတောင်းပေးရမှာလဲဝေသိမ့်ခွေးပုစိတ်တိုးဝပ်ပုရန်လိုသူမခေါင်းကိုဖွေ့ရုံမိုးကလောက်ဝါးနဲ့တအားဖိရင်နဲ့အခါကြီးတဲ့ကို့သေးတွင်ကို့တူးတဲ့တောင်းစုမျိုးဘသူကမိုက်မဲပြုတ်မှလဲအခါရဲ့နားလည်မှုမရှိလိုက်တာနော်မဲမူးကရိုးရပြည့်အင်ကြီးအပျော်စားအောက်ခဲအောင်လေးကိုသူမကုံမှာကတ်ကြည့်တယ်အင်ကြီးအသားလေးကကန်ရတာအီတီနဲ့လက်သေးစုပ်ထားရင်လက်တဆုပ်စားပဲရှိမှာပခုံးမှာရှုံချိုးနဲ့ခါးလင်မှာလည်းရှုံချိုးနဲ့ပုံစံလေးကအချိုးကျတယ်တင်းဆွေဒါလေးကြည့်စမ်းဟဲလှတယ်ဘာအောင်ရှိသေးလဲဒီတက်ထဲပဲကြံနေအမမရှိတော့ဘူးမင်းနဲ့လိုက်လာတင်းဆွေသွားဝစ်ကြည့်လေအခန်းထဲမှာသွားဝစ်ကြည့်လို့ရပါတယ်ဆိုင်ကအယောင်စေးရေးမလေးရပါတိုက်တွန်းတဲ့ဖြင့်တင်းဆွေကိုခေါ်ပြီးတော့အဝတ်လဲခန်းရှိရောက်လာတယ်တင်းအပြင်ကစောင့်မယ်ဝစ်ပြီးရင်ပြနော်အင်းမမဲမူတကားလေးဆွဲအစ်စ်မှာပဲအဲ့ဒီအဝတ်အစားမျိုးစုံရှိရာအထက်သို့စုံတွဲလေးတွဲတက်လာတယ်မညောင်းသေးဘူးလားဝီရငါအဲ့ဒါကြောင့်မိန်းကလေးတွေနဲ့ရှော့ပင်မလိုက်ချင်တာအခါနော်ဘလို့ဖြစ်နေရလဲဝီရသူ့လက်မောင်းကိုဆွဲခေါ်လာတယ်ပလာဇာထဲရှောက်ကြည့်နေတာတထပ်ပြီးတထပ်ပါပဲငေးရငန်းရမယ်ဆိုမိန်းကလေးတွေမြောင်းညောင်းကိုမညောင်းသူတို့ဝယ်စရာတွေကလည်းစုံနေတယ်ခေါင်းပေါ်ထက်ဆင်းနဲ့ဖဲပြားတို့ကလစ်တို့ကလည်းစိုင်းကြီးနှက်ခမ်းတွဲနဲ့အပြည့်အလှဆင်ပစ္စည်းတွေဒီလောက်ရောင်းကောင်းတာဟာမိန်းကလေးတွေရဲ့လှချင်စိတ်ကြောင့်ပဲဂမုံပွင့်မဲကြည့်မလားစီတီမတ်ဘလေယုံမဲကြည့်မလားဝင်လိုက်တာနဲ့မိမတို့အတွက် cosmetic နဲ့အသားရည်ထိမ့်သိမ်းပစ္စည်းတွေရောင်းချတဲ့ brand အသီးသီးကိုအရင်ဆုံးတွေ့ရတော့တာပဲဒီတစ်ခါဝီနဲ့လိုက်လာမိတာအခါအကြီးရဲ့ချင်းမှားနေပါပြီသူက MK Fashion နဲ့ဝင်ပြီးတော့ရှယ်ရင်းကြီးနဲ့နက်တိုင်လေးတစ်ခုဝယ်ပြီးတာနဲ့ပြီးပြီအခုရှောက်သွားရသမျှတို့ကဝီကြောင့်သာအခုလဲဝီဆွဲခေါ်လို့ကောင်မလေးတွေကသူတို့နှစ်ယောက်ကိုကြည်နေကြပြီးငါ့ကိုမဆွဲနဲ့လေကွာသူများတွေကြည်ကုန်ပြီ
ကြည့်ကြည့်ပေါ့ဒီမှာကြည့်စမ်းစပို့ရှက်တွေဘလောက်အယောင်ဆုံးထားလဲဒီမယန်းရောင်လေးဆိုနေနဲ့အရန်လိုက်မှာအခါရဲ့ပြောဆိုဂျိတ်ကဖြုတ်ယူပြီးသူ့ရဲ့ကိုယ်မှာလာကတ်ကြည့်တယ်မှန်သွားကြည့်လိုက်တကယ်လည်းပဲကော်လာအနက်နဲ့မယန်းရောင်စပို့ရှက်လေးကအင်မတန်ထင်းနေအောင်ဆွဲဆောင်မှုရှိတယ်အယောင်တောက်တယ်အော်ဒါလေးကမျက်စိအေးပါတယ်ဝီပြောတာလည်းမှန်ပါတယ်တောက်ပေမဲ့မဆူရှရုတ်တရက်အဲ့ဒီအယောင်ကိုသူလည်းသဘောကျမိတယ်လို့ဖြစ်သွားတယ်သူ့မှာဘောင်းမီရှိအနက်တွေကလည်းတပုံကြီးပါဘောင်းမီအနက်နဲ့ဝေးရင်အစင်ပြေးနိုင်တယ်မယုံရင်သွားဝေးကြည့်စမ်းမအခါရဲ့နေရသားဖြူတော့အင်ကြီးလေးနဲ့အယောင်ကိုဟတ်လို့အယမ်းလိုက်တယ်တကယ်ပြောတာအေးပါယူလိုက်ပြီးရင်သွားမယ်ခဏနေပါအောင်ဝေးကြည့်စမ်းမဆိုနေဝေးကြည့်လို့ရပါတယ်ရှင်ပြပေးတဲ့ကောင်မလေးကလည်းဖော်ရွေးတယ်ဒီလိုနဲ့အဝယ်လဲကန်းရှိသို့သူရောက်လာရတယ်စိတ်မြန်လက်မြန်နဲ့ဆေးပိတ်ထားတဲ့တကားကိုဖြတ်ခနဲ့တုံးဖွင့်ဝင်မှုပြင်းနေ။အိုးလူရှိတယ်ရှင်။မိန်းကလေးတဦးကဂက်ဆက်ပြောရင်အခန်းထဲကနေဒိုင်းဆိုတကားကိုပြန်ဆောင်တွန်းလိုက်တယ်။အတန်လေးကရှက်ပြီးတော့ခက်ဆက်ဖြစ်သွားတာလူဟိုတေချာမမြင်လိုက်ရပေမဲ့ဒီအတန်ကိုအခါလုံးကောင်းမှတ်မိတယ်။ဒါဟိုမိန်းကလေးအိမ်မြောင်ကြောက်တဲ့ကောင်မလေးသူ့မျက်နှာပူနဲ့နောက်ပြန်ဆုပ်လိုက်ရတယ်လို့ရှင်နေလေးအခုံမြန်သွားရတယ်။ခဏဆောင်မှာအထဲမှာလူရှိတဲ့ဟိုဒီငင်းနေမိတဲ့တင်းဆွေကသူ့တကားသွားတော့တော့မတွေ့ပဲအခုမှလှမ်းပြောတယ်စိတ်မရှိပါနဲ့ရှင်ယောက်ျားလေးအဝတ်လေကန်ကပြင်းနေလို့ပါလောဆယ်ဒီတခန်းကိုပဲမျှသုံးနေရလို့ပါကောင်မလေးကအားနာပြုံးနေဖြည့်ရှင်းစကားဆိုတယ်ရပါတယ်ဗျာအခါလုံးမောကမဝတ်ကြည့်ပဲကောင်တော်မှာငွေရှင်းပြီးအင်ကြီးကိုအိတ်ထဲထည့်ခိုင်းလိုက်တယ်အခါရိဖုံးမိနေပြီအခါလုံးမောကပတ်စံအိတ်ဖွင့်ပြီးငွေရည်တွက်နေသဖြင့်လက်မအားတာကြောင့်ဝီရပဲသူခဟန်ဖုန်းကိုဇိုးဆက်ဖြုတ်ယူနားထောင်လိုက်တယ်။အော်ကိုရပြည့်လားရှိတယ်သူနဲ့ပြောလိုက်ပါအခါလုံးမိုးရဲ့မန်နေဂျာရာပြည့်စီကဖုန်းအခါကဟိုဘက်ဖုန်းသွားပြောတယ်ဒီဘက်မှာဆိုအတန်ကတိတ်မရှင်းတာနဲ့အရှိဘက်အစော်နာထိရှောက်သွားရတယ်ဟိုမိန်းကလေးကိုစောင့်ကြည့်နေခြင်းပေမဲ့ဘေးကဝီရတမျိုးရာပြည့်ဖုန်းကတမျိုးမို့ကောင်လေးနှစ်ယောက်ထွက်သွားတာပဲတွေ့လိုက်ရတယ်တေးကြတာကတော့ဒါကရဝိတ်မှာစုံလိုက်ရတဲ့နှစ်ယောက်ပါကြောပြင်ကသပင်ရှည်လေးလှုပ်သွားတာကြည့်ရင်လည်းသူမှတ်မိတယ်ဒါအိမ်မြောင်လေးမှအိမ်မြောင်လေးအစ်စ်သူကစင်မြင့်ကိုကောင်းမမြင်ရလောက်အောင်ပဲရှေ့ရဆောင်တွေကခါဖတ်ပြီးတော့စီချက်လိုက်ကလှုပ်နေတယ်အာဇာနီဆိုနေချိန်မှာယောက်ျားလေးပရိသတ်ကလက်ကိုစုံမြောက်ပြီးအတကုံရိမ့်တိုးနေကြတယ်ဝီကသူမရဲ့နဘေးမှာအခါမျက်နှာကိုမောကြည့်လိုက်တယ်သူလည်းပဲအာဇာနီကိုအားပေးကလက်ဝါးကိုပေါင်မတစ်ဖက်ဖက်ရိုက်ရင်နဲ့စီးကြလိုက်နေတယ်။ဗဇက်ကလည်းသူများနည်းတူအော်ဟစ်ဆိုနေတယ်။ညာချစ်သူဆိုတာအိမ်တွေနဲ့ဆက်ယုံနေရင်ယုံထွက်ခက်ကြနေမယ်။မင်းငါ့ကိုဖျက်လိုက်တော့ငါအသက်ရှင်ခြင်းနောက်ပြောသလိုပဲ။ဝီနားတွေပင်ဥလာတယ်။အာရင်နောက်တော့ဘေးကအတန်တွေကစူညံလာတယ်တချင်းဆိုတာကိုကောင်းမင်းခံစားလို့မရလူငယ်ပရိသတ်တွေကယူဇနာဂါရဆယ်မြင့်မှာဖျော်ပြပွဲမှာအပြည့်ဒီနေ့က Valentine နေ့ဆိုတော့ပို့ဆိုးတယ်မျက်စိရှိမှဇုံတွဲတွေကြီးပဲနှင်းစီပန်းတွေဆိုတာလဲရောင်းကောင်းလိုက်တာအာဇာနီဆိုပြီးသွားတော့လူချက်ကနည်းနည်းပြန်ချောင်သွားပြီမို့သူမတို့နှစ်ယောက်လေလူအောင်ကြားမှဒီဘက်အပြင်နောက်သို့ထွက်ခဲ့တယ်အပြင်မှာစီရီရောင်းတာမို့နှစ်ချက်ဝယ်လိုက်တယ်ဝီဘာစားမလဲသူကအကင်ဆိုင်နာရောက်တော့မေးတယ်သူနဲ့ဝီကValentine မှာ stage show ကြည့်ပြီးတော့ရှောက်လေရအောင်ထွက်လာတာမြင်းတဲ့သူတွေကတော့ဝီတို့ကိုစုံတွဲထင်မှာပဲစားတောက်ဆိုင်တွေမှာညနေကလေးကစုံတွဲမှာမဲနိုင်ရတဲ့နေရာတွေရှောက်ဝင်ပါပြီလက်ဆောင်အယုတ်တွေတော့ရခဲ့ပြီးပြီမစားချင်ပါဘူးငါတော့ဘီယာတောက်မယ်မတောက်ပါနဲ့အခါကလည်းပြင်းစရာကြီးโอเคခေါ်တေးတောက်မယ်အဲ့ဒါမမူးပါဘူးဝီကိုညာပြီးတော့သူကကော်တေးတစ်ဖန်ခွက်သွားဝယ်ပြီးတော့တောက်တယ်ပြီးတော့တနေရာမှာအတူထိုင်ပြီးတော့လက်ထဲကစိတ်သားခင်တုတ်ထိုးကိုကိုက်ဖြုတ်ဝါးနေတယ်ဒီလိုနေမျိုးမှာအခါလုံးတတိရမိတာအိမ်မြောင်လေးကိုပါပဲသူမအမည်လည်းမသိပါပဲအခါလုံးမိုးရှင်ထဲမှာမမိဆွဲလန်းနေခဲ့တာပါလမ်းသွားရင်းနဲ့အမတ်တမဲ့တွေ့မလားလို့ရှာရတာလဲမောနေပြီးသပင်ရှည်လေးတွေနဲ့မိန်းကလေးတွေတွေ့တိုင်းလိုက်ကြည့်မိတယ်သူမကိုမြင်တွေ့ခြင်းစိတ်နဲ့တန်တာနေမိတာဘာကြောင့်လဲအတိတ်ပဲမရှိလာပါဘူးအခါလုံးမိုးကခက်ငင်းကြည့်နေရှင်တက်ပြင်းချတယ်အခါဇုံတွေတွေအရန်များတယ်နော်အခါခေါင်းညင်ရင်ပြုံးကျဲကျဲနဲ့ဘာလို့လဲဝီ
နင်အားကြနေပြီလားအမအတွဲရှာခြင်းပြောနော်ဘာလို့ရှာရမှာလဲရှိတော့လေချောကလက်တွေဘာတွေလက်ဆောင်ရမှာပေါ့ချောကလက်များဘာလို့ရမှာလဲဒါဆိုနှင်းစီပန်းမလို့ချင်ပါဘူးငါဝယ်ပေးရမလားကောင်မလေးတယောက်ရီးစားလည်းမရှိဘူးဟေးတနာပါတဲ့အပေါ်တွေလာပြောမနေနဲ့ဝီဝီရရှင်နဲ့တမျိုးကြီးဖြစ်သွားရင်သူ့ကိုမျက်စောင်းဖိထိုးမိတယ်သူကတော့ပေါ့ပေါ့လေးနောက်ပြောင်နေတာပါဝီဝီမှာချစ်သူများနေရောက်တိုင်းစိတ်ထဲဝမ်းနေရတယ်ချစ်သူမဟုတ်ဘဲနဲ့သူ့စီကလက်ဆောင်ပန်းတစ်ပွင့်လောက်လိုချင်လို့ရမှာလားဒီပန်းတစ်ပွင့်ရဲ့တန်ရတန်ဖိုးနဲ့အတိတ်ပဲကိုလည်းသူ့နားလည်းဟန်မတူဘူးအလေးအနက်ထားဟန်လည်းမရှိချစ်သူတွေရဲ့မျက်နှာမှုနဲ့တစ္ဆာတရားရဲ့တင်ကေတပါသူများဆောင်တွေခလေးရတဲ့အထိ Valentine ဆိုနှင်းစီအဝါလေးတစ်ပွင့်လက်ဆောင်ပေးတော့မှကြည့်မြင်ရတာဘယ်မျှစိတ်ချမ်းသာကြည်နူးဖို့ကောင်းတယ်လဲဝီဝီအနာမှာရှိတဲ့လူကတကယ်ကြောက်တုံးကြီးရေခဲတုံးကြီးပါတစမ်းမှစိတ်လှုပ်ရှားပုံမရဝီဝီဟာဇုံရွဲလှလှငငယ်လေးတွေမြင်ရင်ငေးကြည့်ခြင်းပေမဲ့ဘေးကနေအခါစမှစိုးလို့မငေးရဲ့ဝီဝီကသူ့ဘေးနားမှာရှိပေမဲ့တကယ်အဖော်မမဟုတ်ဘဲနော်ကိုယ့်အဖြစ်ကိုဝမ်ပါတနဲ့လည်းမတွေးချင်တော့ဘူးအခါထင်တယ်လို့ဝီဝီဆိုတာတာမဏိနှလုံးသားနဲ့မိမလိုပဲထားပါတော့အခပြီးရင်ထလေသွားရအောင်ခဏနေရင်ဆိုင်းဆိုမှဟုတ်လို့လားကြော်ညာထားတာပဲဥစ္စာအတန်ကြားမှသွားတာပေါ့ဟာဘာဖြစ်လဲအိုးအဲ့ဒီကြရင်လူတိုးမှာအားပေးလာကြီးလားလာပါအခရဲ့ဝီဝီကဆိုင်းကြိုက်တယ်ခလေးကြားနေရပဲခလေးပဲပေါ့ဒါခလေးအခါကသူမပခုံးကိုတွန်းလိုက်ပြီးတော့ရှိတယ်ရှိတန်ကြီးကလည်းမုန်းစီရအခန်းပရင်းပေါက်ကနေကြည်လင်သားရသောကောင်းကင်ကြီးကိုမဲမှုပါရမဟုတ်မော့ပြီးတော့ငေးနေမိတယ်ဒီညဟာလာပြီးညထူးထူးခြားခြား Valentine Day နဲ့တိုက်ဆိုင်နေတယ်ညမိုးချုပ်တဲ့အထိမဲမှုအိတ်မပြောသေးစိတ်ထဲမှာလွမ်းစွနေသလိုလိုဘာကိုရဲလို့သူမအမြင်မတက်နိုင်ကျယ်လေးတွေကိုကြည့်မိတော့လေကျယ်လေးကိုလည်းသတိရသွားမိတယ်သူဒီနေ့ရောက်မလာတာဘယ်ရောက်နေလို့ပါအလုပ်ကိစ္စနဲ့စင်ကာပူတပတ်သွားမယ်လို့ဖုန်းဆက်သွားတာ3-4ရက်ပဲရှိသေးတယ်ငါပြန်လာရင်လက်ဆောင်ဝယ်လာမယ်လို့ဆိုသေးတယ်မဲမူးစီမှာသူပေးထားတဲ့လက်ဆောင်အယုတ်တွေကအခန်းထဲမှာပြည့်နေပြီးအိယာပေါ်မှာပင်4-5ရုပ်တိတ်ထားရတယ်မဲမူးကအိမ်မှာတအူးတည်းမို့ငယ်စဉ်ကလေးကအယုတ်တွေလည်းအဖော်လောက်ကစားခဲ့ရတာပြီးတော့သူမဟာမိမိတို့ရဲ့မွေးစားသမီးပါမိဘရင်တွေခါအရှိတန်းနဲ့ဆုံးပါသွားပြီးနောက်ပိုင်းမိမိတငယ်ချင်းအန်တီတော်ခင်မမကသူမကိုလာခေါ်ယူပြီးတော့စောင့်ရှောက်ခဲ့တာဒေါ်ရင်ဝိုင်းရဲ့မူကြိုเจ้าမှာထားပေးတာကြောင်းအပ်ပေးခဲ့တာတွေအခုထိမြင်အောင်နေသေးပါမေမူးကိုသမီးရင်လိုစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေကစက်မကုန်နိုင်ဘူးမေမူးကစားကြောက်စာရနဲ့အမွေစားအမွေခံတအူရီသောသမီးပါမေမူးဘဝမှာမိဘတွေစောစည်းစွာကွယ်လွန်ခဲ့ပေမဲ့အထီးကျန်မဖြစ်ပဲအရာရာပြည့်စုံစွာနေခဲ့ရတယ်အဲ့ဒီကံတရားကိုလည်းကျေးဇူးတင်ရတယ်ပြီးတော့တငယ်ချင်းကောင်အဖော်ကောင်လေးကျဲလေးကိုသူမအနားမှာရှိစေခဲ့တယ်မဟုတ်လားဘလို့ပဲဖြစ်ဖြစ်မဲမှုဘဝကလည်းကျေနပ်စရာပါဘာမှလိုလေသေးမရှိထီဆိုပြီးအတွေးနဲ့ငင်းနေမိတော့မှပဲဖုန်းကမြည်လာတယ်ဟယ်လိုမဲမှုကဖုန်းခွက်ကိုကောက်ယူနားထောင်လိုက်တယ်ဟေးဖုန်းမချနဲ့နော်စိတ်ကောက်စရာလားဟာနေ့ကိုနေမင်းကလေးဆိုတာမေ့နေလားငါ့ကိုအရွက်တိုက်ရင်နေမဲနာမှာနောက်အဲ့လိုတယောက်တည်းမသွားပါနဲ့ဒီမှာခမတစ်ဖက်ကဖြတ်អော်လိုက်တန်ကြောင့်စကားတန်တုံကနေရက်သွားပြီးတော့အခါမျက်ခုံးကြီးဇုံပင်လိုက်မိတယ်သူနှိပ်တဲ့နံပါတ်မှားသွားပြီလားဖုန်းနံပါတ်61ခေါ်မှာမဟုတ်ဘူးလားမဟုတ်ပါဘူးဒါဆိုမှားသွားတာထင်တယ် sorry သူကရီတန်နဲ့တောင်းပန်နေစိတ်မရှိပါနဲ့လူမှားသွားလို့ပါရပါတယ်ကိစ္စမရှိပါဘူးကျမဖုန်းချလိုက်မယ်နော်ခဏလေးမင်းဖွင့်ထားတာ CD လား VCD လားရှင်မစီမဆိုင်သူ့မိကုံကြောင့်မဲမူအံ့ဩရပါတယ်အခန်းထဲမှာခတ်တိုးတိုးဖွင့်ထားတဲ့ TV ဖန်သားပြင်စီလှမ်းကြည့်မိတယ် VCD ဆိုရင်အဲ့ဒါကိုရိုက်ထားတာပြောမလို့ပါအင်းလေမင်းကဘယ်သိမလဲဘာတွေပြောနေသလဲမဲမူတကယ်နားမရှင်ကျွန်တော်ကဒါရိုက်တာလေโอเคစကားရှင်နေမိတယ်မင်းအနောက်ရှက်ဖြစ်သွားရင် sorry ပဲနော်ဒါပဲမဟုတ်လားဟုတ်ကဲ့ဒါပါပဲဖုန်းကောက်ကိုချပြီးမှ VCD တငယ်ချင်းကိုရဲ့ဒါရိုက်တာအမည်ကိုမဲမူအားတသင့်ကြည့်မိတယ်ဒါရိုက်တာကအခါလုံးမုံဆိုပါလားဒါဆိုမဲမူနဲ့ကိတ်မုံညမှားရောက်လာတဲ့သူပဲသူနဲ့မဲမူကမွေးနေ့ချင်းလဲတူနေပါရောလားဖယားကြီးဒါဆိုသူတမင်တကာ
ဖုန်းမချေအောင်စောင်းလာလားခေါင်းနဲ့အတွေးများသွားမိတယ်ဒါပေမဲ့လည်းမဖြစ်နိုင်ပါဘူးသူဖုန်းစပြောတော့ကတခြားမိန်းကလေးတစ်ယောက်အနေနဲ့စကားတွေဒလက်ဆက်တောက်လျှောက်ပြောသွားခဲ့တာပဲမတော်တဆမှားတာပဲနေမှာပါလေထို့သို့တော့မဲမူကောက်ချက်ချမိတယ်ဒါပေမဲ့အော်ရှာသူ့အတန်ချိုကရီမြူးတန်ပေါက်နေတာကိုနားရဲဆွဲသွားမိတယ်အသာကောင်းတဲ့လူတစ်ယောက်ပါပဲတကယ်ဆွဲအားရှိတဲ့လေယူလေသိမ်းမျိုးပါလူကိုမမြင်ဘူးပေမဲ့အခါလုံးမိုးဆိုတဲ့အမိဟာသူမစီထပ်တစ်ချိန်ဝင်ရောက်လာပြန်ပါပြီဟိတ်နောက်ဘက်ကနေသူမမျက်စိကိုလာပိတ်လို့ရှင်းတဲ့ဒုက္ခရင်းမြောင်လန့်ဖြန့်သွားမိတယ်ဘာတူလဲဖဲ့မဲမူကလက်ဘဝနှစ်ဖက်ကိုဆွဲဖယ်တယ်လက်ကနှွေးထွေးကြီးမာသောယောက်ျားလက်မျိုးပြီးတော့သူမဦးကောင်းကသူ့ရင်ခွင်နဲ့ကပ်နေတာတိမ့်ဖတ်တယ်လို့ဖြစ်နေလို့ရှက်ရွံ့ရှင်ဖို့သွားရတယ်ရနေကြရနဲ့တမျိုးမဲမူချက်ချင်းမှတ်မိသွားရတယ်ကျဲလင်းဟာကွာတော်လာကြီးလားမဲမူကိုဒီလိုနောက်တတ်တာရှယ်မဲရှိတဲ့ဥစ္စာမဲမူစကားကြောင့်ကျဲလင်းကျဉ်နဲ့သွားမိတယ်အခုအချိန်ထိသူမဘာမှတခြားသစိမ်းဘယ်ယောက်ျားမှမရှိသေးဘူးဆိုတဲ့အထိပ်ပဲလေအရင်နီးဆုံးလူကကျဲလေးမယ်ထိုင်ဦးလေဘယ်တော့မှရောက်တာလဲဒီမနက်ပဲဖုန်းတောင်မဆက်ဘူးဗာလတိုင်းတော့ငါ့ကိုတတိယလားအမဘာလို့ရရမှာလဲငါတော့နင့်ကိုလွမ်းနေမဲမူးရလွမ်းစရာလားဒါပေါ့ကဲဘာလက်ဆောင်ပါလဲဟာလက်ဆောင်ကအရင်မေးတာပဲကျဲလင်းရဲ့နေကောင်းရဲ့လားဘာလားအရင်မမေးဘူးနင့်ပုံစံကြီးကနေမကောင်းတဲ့ပုံလားငါနည်းနည်းဖျားနေတယ်မယုံရင်နှစ်ဖူးစမ်းကြည့်အခုနေလက်ဘဝတွေနှွေးပူနေတာတော့တတိထားမိတယ်သူကဖြတ်ခနေမဲမူးလက်ကိုဆွဲယူပြီးသူ့ရဲ့နှစ်ဖူးကိုထိတွေ့စေတယ်ဒါနော်မယ်ပါ100လောက်ရှိမှာပါကွာငါ့ကိုအဖျားတိုင်းပေးအိုးမဲမူးကဆရာဝန်မဟုတ်တာအဖျားရှိရင်ပေါလာနှလုံးနဲ့ကော်ဖီနဲ့တိုက်ဟာဒီမှာနေ့အတွက်ဖနှက်ဝယ်လာတယ်အဲ့ဒါပေးချင်လို့ချက်ချင်းထွက်လာတာသူကစက်ကူဘိုးထဲမှာဖနှက်နေရံကိုပါကေးကေးမှထုတ်ချပြတယ်စင်ကာပူကဝယ်လာတယ်ဖနှက်လေး200ကစင်တူအယောင်ပဲကွဲတယ်လေဒီရှူးပုံစံကိုကြိုးတိုင်းပါတယ်ခွာထိတ်ချုံတိတ်မျက်နှာမဟုတ်ပဲအနေတော်ချစ်စရာလေးလှလာစည်းကြည့်အိုးမင်းမူးနဲ့တော်ပါမလားတစုံတယောက်ကကိုယ့်အတွက်ဖနှက်လက်ဆောင်ပေးတဲ့ခန်းစားချက်ကတမျိုးကြီးပါပဲအာနာစရာကောင်းတယ်လို့တစ်ဖက်သားရဲ့ဂယုဆိုင်မှုကရင်ခုန်စရာလဲကောင်းတယ်တရံကအနီရဲလေးတရံကချောကလက်ရောင်လေးမေမူကခြေတံလက်တံတွေ့ပြောင်းလှပတယ်လေခြေပဝါရှည်ကပုတ်လဲမပုတ်ရှည်မျောလည်းမဟုတ်ခြေပမိုးလေးကမို့တယ်အသားကဖြူဝင်းနေခြေချောင်းလေးတွေကခြေမကနေခြေတန်းထိကြီးစိန်ငဲလိုက်တဖြည်းဖြည်းနှိမ်သွားတာမို့အင်မတန်ကြည့်ကောင်းတယ်တချို့ဆိုခြေညိုးကခြေမထက်ရှည်ထွက်တယ်အချို့မကြလာတာမြင်ဘူးတယ်မေမူခြေတော့လေတော့ကျဲလေးမြင်ဘူးသမျှတဲ့အလားပါဆုံးမှာတော်ပါတယ်စီးကြည့်ကျဲလင်းကဒိုးတော့ထိုင်ချလိုက်ခါခြေတော့မှဆော့ပေးဖို့ပြင်နေရပါတယ်ကျဲလင်းရဲ့ငါ့ဘာသာစီးပါမယ်လာစမ်းမှာသူကဖနှက်အတင်းစီးပေးတယ်သူ့ရဲ့အမှုအရာကမဲမူးနဲ့ပတ်သက်ရင်နှိမ့်နှိမ့်ချချရိုးသားလာတယ်ဟဲ့အတော်ပဲနော်မဲမူးက site 43စီတာမှတ်ထားပြီးသားဈေးကြီးမှာပဲနော်ဘလောက်တောင်ပေးခဲ့ရလဲမများပါဘူးသူကဘလောက်လို့မဖြေဘူးမဲမူးကအိတ်ကမ်းမှာဖနှက်စီးလျှောက်ရင်ခက်လန်းလန်းကမှန်နေကြည့်ပြီးသဘောကျမိတယ်အံဝင်ခွင်ကြမို့ခြေမအသားကျတာရှောက်ရတာလဲပျော်ပြောင်းနေလုံးဝစိတ်အနှောက်အယှက်မဖြစ် quality ကောင်းမှန်းစီးလိုက်မှပိုသိရတယ်လှယုံလေးပဲလှတာမဟုတ်နင်ကအရွေးတော်သားပဲကျဲလေးရဲ့ကြိုက်တယ်မို့လားဒါပေါ့ဒါဆိုဧည့်သည်ကိုကော်ဖီတိုက်ဖို့တင်နေပြီကျဲလေးရဲ့ပြောပုံကြောင့်သူမရီလိုက်မိတယ်ဒေါ်တောင်းကိုခေါ်ကကော်ဖီဖြော်ခိုင်းပြီးတော့သူမကတော့ကျဲလေးရဲ့နဘေးကထိုင်ကုန်ပေါ်ထိုင်ချလိုက်ပါတယ်စကားလက်ဆောင်မပြောပြတာကြာပြီလေသူတို့အကားဖွဲ့တွေကစုံစုံရဲ့မင်္ဂလာဧကံဝဲပြုတ်လို့ရခြံထဲမှာလူငယ်တွေကြီးပျော်ရွှင်စူညံနေကြတယ်ညစာစာဝဲတီးတန်းလုပ်ပေးတာမို့အဖျော်ရမကားလေးပါတယ်ယောက်ျားလေးတို့ကရမကာတောက်ကြရဝီဝီကဒီဘက်မိန်းကလေးအုပ်စုကစပွဲမှာသွားထိုင်ရတယ်အခါကတော့ဒီညဘီယာပွဲတော်ဖြစ်နေတယ်တယောက်ကလာဆွဲခေါ်လိုက်အဲ့ဒီဝိုင်းမှာတောက်လိုက်နောက်တယောက်ကလာဆွဲခေါ်လိုက်နောက်တစ်ဝိုင်းမှာတောက်လိုက်နဲ့အခါလုံးမိုးပိုက်တဲ့ရေတွေနဲ့ဖြစ်နေပါပြီသူတို့ဘာကြောင့်ဘီယာကြိုက်တာလေဝီတိကျင်လိုက်တာတတ်မှာရဲ့နင်းကမိန်းကလေးပဲဝီဝီရဲ့ဒါပေမဲ့တိကျင်သေးတာပေါ့မရအောင်မလုပ်နဲ့ဝီလည်းမတော့ရေလို့ပေါ့တတ်မှာတို့အဖွဲကခစ်ဆန်နေဝီဝီကသူတို့နဲ့နှိုင်းဆိုင်ရင်အေးဆန်နဲ့အတွေ့အကြုံမရှိသူလေးလို့ပြောနိုင်နေငါတို့အဖွဲ့ထဲမှာစုံစုံရော့သွားပြီအပြိုလိုတော့ဘယ်လွတ်လပ်တော့မှလဲအင်းနော်ဆွေးချင်စရာလေးနင်ရတာဆွေးနော်ဟ
ဟိုမှာသူ့ဘဲကြီးနဲ့ပြောနေပြီဒီတညလည်းနှက်ခမ်းမစေသေးဘူးဟုတ်ပါရဲ့မင်္ဂလာမောင်နှံကိုလှမ်းကြည့်ပြီးတော့အတင်းအုပ်ချနှမျောတယ်လို့ခံစားကြနေပါတမဘေးကတယောက်ကဝီဝီဟိုဘက်ကိုလဲပင်လေးလိမ့်လျက်ငေးကြည့်နေတော့မှတမနဲ့ကြံတဲ့သူတွေကိုမျက်စိတစ်ဖက်မှိတ်ပြပြီးတော့ဝီဝီရဲ့လိမ္မော်ရီဖန်ခွက်ထဲဘီယာနင်းနဲ့အသားရောလိုက်တယ်အားလုံးကရည်ချင်းတယ်လို့ပြုံးစီစီဖြစ်ကုန်တယ်ဝီဝီကဘာမှမသိသူမကိုမြည်စမ်းပူးစေးခြင်းလို့ပါတတ်ရေစရာလောက်တာပါဒါပေမဲ့ဖန်ခွက်ကိုပြန်ကောက်ယူမောချလိုက်တဲ့ဝီဝီကဘာမှမရိပ်မိကုံအောင်တောက်လိုက်တယ်ပြီးတော့ခဏအကြာမှရီဝေဝေမြူးပြပြနဲ့ကချင်းလာတယ်တချင်းဖွင့်ပြီးတော့ကနေတဲ့ အုပ်စုစီထားလျှောက်သွားမိတယ်တငယ်ချင်းတွေကလည်းအားပေးတယ်အဲ့ဒီနေရာမှာဒီစကိုလိုက်တွေလည်းထိုးထွက်ထားတယ်တီလုံးတီကွက်ကလည်းမြောက်တယ်ငကိုကပင်ဝီဝီဟာတေးတန်ကြရင်ရွာစီနဲ့အလိုက်ခြေတွေလက်တွေခေါင်းတွေခါးတွေလှုပ်ရှားရိမ့်ထိုးလျက်ငင်းငင်းမနေနိုင်သူပါတချင်းတန်ကြားတာနဲ့လူကကချင်းလာပြီးဝီဝီတနေ့သမီးအရွယ်လောက်ကလေးကတတိယသူမကိုခြေပိုးပြီးတော့လက်ဖက်ရည်ဆိုင်ရှိကဖြတ်လျှောက်ရင်လူကြီးလက်ပေါ်မှာကော့ထိုးပြီးတော့တလန်းလုံးကသွားတတ်တဲ့ခလေးမုံမြင်းနေသူကသဘောတကျပြုံးရီသွားတတ်တဲ့လေဝီဝီဝါဒနာကဒီလိုရာဇဝင်နဲ့ပါကြီးလာတော့လေအကတင်နှမ်းမျိုးစုံတက်ပြီးတော့ဒန်စာတယောက်ဖြစ်လာရတယ်မဟုတ်လားဒန်စာတယောက်ပြီးကားလိုက်မှဖြင့်လေရှင်သက်ရှူမအသက်ရှူမှားချင်စေရပါသူမကခုံလို့ကျန်တဲ့သူတွေလည်းဝင်းလာကားကြတယ်အညောင်းအညာပြည့်ပြီးစိတ်လက်ပေါ်ပါရှင်ပြစေတဲ့လေးချင်ငံတစ်ခုပါပဲဝီဝီကတော့တကဘာလုံးမှာရှိတဲ့လူတွေကိုကစီချင်းပြောစီချင်းသူပါတအောင်အကြမှာတော့ဝီဝီနာတို့အခါလုံးရောက်လာတယ်ဒီလုံးသားတစ်ချက်နှေးသွားစဉ်မမောသေးဘူးလားဝီဝီဟင်ပြန်ရအောင်လေနေပါအောင်ညီနဲ့နေပြီအချိန်လေးပါလေးပြန်ကြည့်အောင်ဘသူမှတောင်မပြန်သေးဘူးဖေရလားပြန်ကုန်ကြပြီတတ်မတို့အုပ်စုပဲကြံ့တာအခါလုံးကပြောဆိုသူမလက်ကိုဆွဆွဲခေါ်တဲ့အခါနော်လာစမ်းမလာဘူးငိမ့်နေစမ်းဘလို့ဖြစ်နေရလဲရုံးကန်နေတော့သူကပို့ပြီးအတရက်ချက်မှန်မဲခေါ်ဆောင်နေညပိုင်းယောက်ျားတွေကြီးပဲကြံတော့တာမိန်းကလေးပဲဒါလို့ဆိုတော်ရောပေါ့ဝီဝီကြည့်ရတာတိတ်မဟန်ဘီယာများဝင်ထားသလားသူမတင်ငါချင်းကိုအခါရဲ့ဝီဝီကိုပြန်ပို့လိုက်အောင်ပို့မှာပါဗျာဒီညအခါကကားဒရိုင်ဘာပါခေါ်လာတာနှစ်ယောက်သားနောက်ခန်းထဲထိုင်ပြီးတော့မှဝီဝီကရှေ့ကိုငိုက်ကြနေပါတယ်အခုနေဘာမှသွားပြောနေလို့လေရမှာမဟုတ်ကောနိုင်ကိုရိုးလေးပြီကားတရနေလက်ပြလိုက်တယ်အခါကြီးဘာလဲဝီဝီဖနက်ကြိုတိုင်းကကြက်နေတယ်ဖြုံမရဘူးနေပါစေပေါ့ထားလိုက်ဟင်းစိတ်ရှုပ်တယ်ဝီဝီကအပေါ်ကုတ်အင်းကြီးတွေစီးထားတဲ့ဖနက်တွေကိုစိတ်အိုက်နဲ့ဆွဲချွတ်ပြစ်နေတယ်အဲ့ဒါအခုဘယ်သွားမှလဲအိမ်ကိုပေါ့မပြန်ញင်သေးပါဘူးဘေးကနေကြီးကြလာတယ်တလားလုံးစကားတွေအဆက်မပြတ်ပြောလာတယ်အခါပင်သူမကြောင့်စိတ်ညစ်နေရတယ်မိုးရာတောင်ဘဲပြောက်သွားရပြီလဲမသိကဲရောက်ပြီစင်ရောက်ပြီလားအေးဝီဝီကမျက်လုံးမင်းတိတ်မဖွင့်ချင်တော့တတ်မှာတော့ဝီဝီကိုပညာပေးလိုက်ပြီထင်တယ်ဝီမလျှောက်ချင်ဘူးချီခေါ့အောင်မနေ့ကိုလုံးကိုနိုင်မလားဖတ်တီးမှခွေးပုမရဲ့အခါစုပ်ဝီဝီကြိုက်ဖြစ်မှာနော်အေးစီလာစမ်းပါကွာဝီဝီကစကားနားထောင်ပြီးတော့လှေကားပေါ်တက်တယ်အခါလုံးကသူမခါကိုဖတ်ပြီးတော့တွဲခေါ်ရတာဘလို့ကောင်းမလေးမှမသိအခါဝီတယောက်တည်းပြစ်မထားပါနဲ့သူ့ကိုတိုးခက်အာလေးရှာလေးဆိုတယ်အေးပါအပေါ်ထိလိုက်ပို့မှာပါဝီဝီနားမနေပါအခါလုံးမစိတ်ရှုပ်လာတယ်ဒီကောင်မလေးရီဝဝင်းနဲ့ဘာတွေရှောက်ပြောမှမသိနော်အခအင်းမကွာအခါလုံးကပြီးပြီးရောခေါင်းငိမ့်လိုက်ရတယ်အခဝီဝီကိုချစ်လာရင်အမိုးပါထတဆင်တက်လာပြန်ပါတယ်ဒါတော့ခေါင်းငိမ့်လို့မဖြစ်ဘူးမကြားတယ်လို့နေလိုက်တယ်အခါချစ်လားဆိုစကားမများနဲ့မြန်လားဝီဝီကအခကိုချစ်တယ်ဆိုရင်ရောရင်ဒီကောင်မလေးဦးကြောင်နဲ့ပောက်ခဲ့ရမပြောစမ်းပါနဲ့အခန်းထဲဝင်တော့တုံကအိတ်ချင်းမူတူတကားထားဖွင့်ပေးတယ်တုံနေမောက်အိတ်ရတဲ့ပို့ပေးလိုက်ကြလားသူလို့ရင်တမယာရီတစ်ခွက်ဖြော်တိုက်လိုက်နော်ဟုတ်တကားတေချပိတ်အခါလုံးကမှားကြပြီးတော့အောက်ထပ်ပြန်ဆင်းလာခဲ့ပေမဲ့နားထဲမှာဝီဝီရဲ့ချစ်လားရင်ဆိုတဲ့စကားတန်ကိုသာကြားရောင်နေမိတယ်ဝီဝီဟာသူ့အတွက်ချစ်စရာမိန်းကလေးတစ်ယောက်လားထူးဆန်းလိုက်တာတခါမှမတွေးကြည့်ခဲ့ဘူးအော်ဝီဝီကနှထင်ကိုနှိပ်ရင်းနဲ့ရေရွညှီးတွားလိုက်တယ်မနက်လင်းတော့ခေါင်းတွေကိုက်နေတယ်အပြစ်မှနေပင်လင်းပြနေပြီ၈နာရီကျော်မှသူမအိပ်ရနိုးလာတာဖြစ်တယ်တုံကြီး
ရှင်အရင်ဆုံးတုံတုံကိုလှမ်းခေါ်ပြီးတော့နန္ဒခင်းစာစီစဉ်ခိုင်းရတယ်ခေါင်းကတော်တော်ကိုက်နေတာစေးတောင်းမှရတော့မယ်တုံတုံကအခါမှသွားတယ်ဆိုပြီးတမယာရေးချင်းချင်းလေးတစ်ခွက်အရင်ဆုံးဖြော်ပြီးတော့လာပို့တယ်ဝီဝီမျက်နှာသိရင်စဉ်းစားမိတာကညအပြန်ကားပေါ်မှာသူမဘာတွေပြောနေမိပါလိမ့်ဆိုတာပဲအခါသူမကိုတော်ချော်မော်လာတယ်သူမရီဝေအိတ်ချင်မှုတို့နဲ့အခပခုံးကိုမိထားခဲ့တယ်အဲဒီနောက်အိမ်ကိုရောက်လာတယ်အခါသူမကိုတွဲခေါ်တယ်ခါကလေးကိုတိမ်ဖတ်ထားခဲ့တယ်လို့အိုးမဟုတ်တော့ပါဘူးအခရဲ့ရှင်ငွေနွေးနွေးကိုအခုပင်ပြန်လဲခံစားနေမိတယ်အခါဟာအလွန်ဆွဲမဖွယ်ကောင်းတဲ့ယောက်ျားတစ်ယောက်ပါသူမကိုအထင်သေးသွားမလားသူမနှုတ်ကဘာတွေများထပ်ပြီးတော့ပြောမိသေးလဲပြန်စင်းစားတော့အိမ်မက်ဆန်နေတယ်ညတော့ကအခပါပြင်ကပတိုင်းမွေးရေးရေးလေးသူမပေါ်သက်ကြည့်ခဲ့မိသေးတာတော့တေးကြတယ်လက်ဖြားမှာအခုထိအဲ့ဒီအထီးအတွေ့ကိုမှတ်မိနေသလိုလိုမျက်နှာပူလိုက်တာနော်ဝီဝီအခုမှရှက်သွေးဖြန်းလာမိတယ်အမြဲတမ်းမျိုးသိမ့်သိမ့်စီမျိုးသိမ့်ခဲ့တာပါဒီတစ်ခါမှပွင့်လင်းမိတယ်ဆိုရင်လည်းမတက်နိုင်အခါနဲ့တွေ့ရင်ဘာမှမဖြစ်တယ်လို့မတိဟန်ဆောင်နေတာပဲကောင်းမယ်ဝီဝီရရှက်စိတ်ကိုဖေးကစုံဖြတ်လိုက်တယ်အခါရဲ့ဝီဝီရအင်ဒရီသိတ်ခါမဲတဲ့မိန်းကလေးလေးမဟုတ်ပါဘူးနော်အခါတမိုးမထားလဲပဲဝီဝီဝမ်းမနေဘူးနော်စိတ်ကိုဖြည့်သိမ့်ကြည့်မိတယ်တကယ်တမ်းအခါနဲ့ပတ်သက်ရင်ဝီဝီအမြင်အားငယ်နေရပါတယ်ဝီဝီအားငယ်တတ်တယ်ဆိုတာသူတခါမှပင်စဉ်းစားကြည့်မိမှာမဟုတ်ဘူးကဲပါလေသူ့အကြောင်းမေ့ထားလိုက်မှပါဝီဝီရမနှက်စာစားတယ်ပြီးတော့ရေမိုးချိုးအလှပြင်းနေအားလုံးပြီးစီလို့ရေမွေးစော့ပြီးတော့ကြောပုတ်အိတ်လေအသင့်ကောက်တွေကအခန်းမြင်ထွက်ခဲ့တယ်တုံတုံကိုမှားစရာရှိတာမှားကြပြီးတော့အိမ်ကနေတက်ကြွစွာထွက်ခွာလာပါတယ်ဒီနေ့အကားတိုက်ရအောင်မယ်လေအိမ်ကမ်းမှာစက်တလိုက်တန်တိုးတိုးကြားနေရသည်မှတပါအားလုံးညီတက်နေတယ်ကျဲလင်းကခြေတံဖွားဖွားနဲ့အသာလှမ်းဝင်နေမေမူးကိုလှမ်းကြည့်တော့ဆိုဖာခုတ်ရှိပေါ်မှာလက်မောင်းလေးခေါင်းအုပ်လေးရဲ့အိပ်ပျော်နေတယ်သူအနားကလိုက်သည့်တိုင်မနိုးဘူးနှစ်ထပ်ကောင်ဝင်ပြလွင်လွင်လေးနဲ့အိပ်ပျော်နေသည်မှာကလေးငယ်တအုပ်ပတ်မှာအပြစ်ကင်းကင်းရှိလာတယ်ကျယ်လင်းရဲ့ရှင်ထဲမှာရုတ်တရက်သူမကိုငုံနှမ်းလိုက်ခြင်းစိတ်ပေါက်မိတယ်ငယ်စဉ်ကလေးကနှလုံးသားမှာကိန်းဝတ်ခဲ့ရတဲ့တန်ရုံးစင်တွေကမနှဲလာဘူးသူစိတ်တွေလှုပ်လှုပ်ရှားရှားနဲ့ရင်ခုန်မြန်လာတယ်မင်းမူးရဲ့ကိုချစ်လိုက်ရတာအသားကလေးကိုတိုးထိကြည့်မိတယ်အိတ်ပုံမှလေးသူချစ်စနိုးနဲ့တီတိုခေါ်ကြည့်မိသေးတယ်လက်ထဲမှာရမုကိုင်ရင်ဘယ်ချိန်ကမှအိပ်ပျော်သွားတယ်မသိဘူးအခုတော့အသက်ရှူမှန်မှန်နဲ့နေနေချိုက်ချိုက်ပုံစံမြင်ဖြစ်နေတယ်ကျဲလင်းကစကြင်လို့ဖန်ဟိုတာခွက်အမီလေးတွေကစော့ပန်တစ်ချောင်းသွားပြီးတော့ယူလာလိုက်တယ်ပြီးတော့ပေါ်လွင်နေတဲ့မျက်နှာတစ်ချမ်းရဲ့နှက်ကန်းထက်မှာနှက်ကန်းမွေးဆွဲပေးလိုက်တယ်ဟာဟာဟာကြောင်မလေးနဲ့တူသွားလိမ့်မယ်ကြောင်မလေးရဲ့နှက်ကန်းမွေးထောင်ထောင်ပေါ့သူနောက်တစ်ခေါက်အချစ်မှာပင်သူမလူးလွန်လာတယ်မျက်နှာကိုပိုးကောင်တက်တယ်ထင်ပြီးတော့ပုတ်ချတာမို့သူမညီနိုင်မဲမနေနိုင်ရည်တန်ကြတော့မှမေမူးကမျက်လုံးဖွင့်ကြည့်တယ်ဆိုဖာရှီရှီရဲ့နဘေးမှာဒူးထောက်ထိုင်ချပြီးသူမမျက်နှာပေါ်အုံမိုးကြည့်နေသူကကျဲလင်းပြုံးကနေမို့ရှက်သွေးဖြန်းကမျက်နှာလေးနှီးသွားတယ်နင်းဘာလုပ်တာလဲကြောင်မလေးကိုနန်းနာသူ့ရဲ့ခတ်တိုးတို့အဖြေနဲ့ပြုံးဆဆမျက်နှာကြောင့်မေမူးရင်ဖို့သွားရကကမန်းကရန်ထထိုင်နေမျက်နှာကိုလည်းလက်ကလေးနဲ့ရှက်တက်တက်တက်မိလေတယ်ကျဲလင်းကသူမရဲ့အမှုအရာကိုမမိတ်မတုံပြုံးကြည့်နေတယ်နေခင်းနဲ့ညနဲ့မှားနေတာပေါ့ဟုတ်လားအိတ်နေပုံလေးကချစ်စရာကောင်းလို့ထိုင်ကြည့်နေတာကျဲလင်းတော့ဒင်းမျက်နှာကပြောင်ချော်ချော်လေးနဲ့သူမသိမ့်မသိငါခြင်းမှုမိန်းကလေးဆိုတာအဲ့ရထားရင်မှန်လေးပါလေးကြည့်သပင်လေးပါလေးဖြီးအောင်မပေါ့သူ့ရဲ့နောက်ဖက်ဝတ်ထားတဲ့လက်ကိုမဲမူးလိုက်ကြည့်တယ်သူ့ရဲ့ရည်တန်းကထိမ့်မရအောင်မင်းမှန်ကိုပြေးကြည့်တော့မှသူ့လက်ရကြောင်နှခမ်းမွေထိုးထိုးထောင်ထောင်လေးကိုတွေ့ရတယ်ဟင်ကြည့်စမ်းမဲမူးကသူမမျက်နှာပေါ်ကစော့ပန်ရတွေကိုလည်းတအားဖြတ်ကျဲလင်းကိုလည်းလိုက်ပြေးရင်းနဲ့ပြောင်းဆန်သွားပါတယ်ကျဲလင်းကအေကန်ထဲကိုဆင်းပြေးပြီးတော့ခြံထဲရောက်သွားတယ်ဟဲ့ပန်းမင်ပြုစုနေတယ်ဒေါ်ခင်မမကိုပါပတ်ပြေးပြေးရှောင်တော့မိမိခမတဟဲ့ဟဲ့နဲ့အော်နေရပါတယ်ဟဲ့ဒါဘလို့ဖြစ်ကြတာလဲငါတောင်မူးတယ်အလိုလေးဒုက္ခပါပဲမဲမူးကလည်းမိမိကိုကြော်ပြီးတော့သူ့ကိုမှီရနှမ်းရိုက်တယ်တမီးကိုစပြန်ပြီပေါ့လေမိမိလည်းသူတို့နှစ်ယောက်ကိုအော်ဟစ်တားမြင်လို့မရသူ့ကိုမိအောင်ဖမ်းပြီးတော့လက်သီးစုံနဲ့ဆင့်ကထုပြေးရမှမဲမူးကျေနဲ့မှကျဲလင်းတော့နင်မပြေးနဲ့အေးပါခဏလေးနားထောင်ငါပြောစရာရှိတယ်
မရဘူးနောက်မှပြောနင့်ကိုဟော်ဒီလိုထုရမှကဲဟဲကျဲလင်းကထုရိုက်နေတဲ့သူမလက်နှစ်ဖက်စလုံးကိုဖမ်းချုပ်ကင်လိုက်တယ်လှော့တော့ရရင်တော့ကြောက်တတ်တယ်ဟွန်းဒေါသတွေလည်းလျှော့ပါအောင်မေမေကြည့်နေလို့တတ်တာတယ်မှတ်ဟွန်းမေမူကသူ့လက်ကနေရုံးလိုက်ပါတယ်ငယ်ငယ်ကလေးကမေမူနဲ့သူဟာကစားပေါ်ရန်ဖြစ်ဖို့မို့နှစ်ယောက်သားရှုပ်ရှက်ခတ်ဝုံနိုင်ကျဲနေကြမို့မေမေအဖိုးကမထူးဆန်းဘူးဒီလိုပါပဲကျဲလင်းရဲ့မိဘတွေကလည်းမေမူကိုသမီးလိုပဲချစ်ကြတယ်ငငယ်ရဆိုသူတို့သားအတွက်အင်ကြီးတစုံဆိုမေမူအတွက်လည်းတစုံသူ့ကိုခလေးစီစပိန်ဝယ်ပေးရင်မေမူကိုလည်းတစည်းဝယ်ပေးရတယ်ခလေးမို့မေမူကလည်းပူစားတယ်ဘာရင်ညာရင်မတွေးတတ်ခဲ့ဘူးအခုအသက်အရွယ်ရလာတဲ့အထိလေကျယ်လီရဲ့မိဘတွေကသူမအပေါ်အလိုလိုက်ချစ်ခင်စေပါလာဓာတ်မော်သွားထိုင်ရအောင်ကျယ်လင်းကသူမလက်ကိုစောက်ကင်ဆွဲခေါ်သွားတယ်နေဟာလေအမြဲတမ်းဇွတ်ပဲဒီလိုနဲ့သူမတန်းစီပါလာရတယ်မဲမှုဘာလဲငါမနေ့ပြန်လေးစိတ်ဆင်းရမယ်ကွာအဲ့ဒါဘာဖြစ်လဲမဲမှုလိုက်ဖို့အဲ့ဒါဘာဖြစ်တာလဲခါတိုင်းနဲ့နေ့မှသာသွားနေကြပဲဥစ္စာ तू ကဘာမှမပြောသေးပဲမဲမှုရဲ့မျက်နှာလေးကိုစူးစူးငင်ငင်ကြည့်နေပါတယ်ဒီတခါအကြာကြီးခွဲရမှာလား3 လလောက်ကြာမယ်ဒီလိုဆိုပြန်တော့လေမဲမှုနှုတ်ဆက်သွားရပါတယ်ကျယ်လင်းကမျက်နှာမကောင်းလားမရွှင်မပြနဲ့သူမကိုအကြည့်ငင်းငင်းနဲ့ကြည့်နေတယ်3 လဆိုတာလေခဏလေးပါကျယ်လင်းရဲ့နေ့အတွက်ကတော့ဟုတ်မှာပါမဲမှုရဲ့ငါအတွက်ကသာ3 ကဘာလောက်ကြာမှာအမမပူပါနဲ့ဟိုရောက်ရင်ငါနင်းကိုအရန်တတိရတယ်ဗာလက်တိုင်းတုန်းကဆိုပြန်ပြေးလာခြင်းတာမဲမှုကမျက်နှာလေးဆင်းချလိုက်တယ်ဒီတစ်ချိန်ကျယ်လင်းရဲ့အကြည့်ငင်းဟာတမျိုးကြီးပါအတိတ်တွေအများကြီးပါဝင်နေတယ်ဘာကြောင့်မှမသိမိန်းကလေးတို့တဘာဝအရာအဲ့ဒီမျက်လုံးတွေကိုသူမအကဲခတ်နားလည်မိတယ်အခုတော့ကျယ်လင်းမျက်လုံးတွေကအတိတ်ဖေဖော်ရခတ်လာတယ်မဲမိုးရင်ထဲခုံနေဘာမှမသိစိုးလဲစိုးထိတ်မိတယ်ဟင်နေအဲ့လိုမကြည့်ပါနဲ့ကျယ်လင်းမဲမိုးတို့ကဖြူစင်တဲ့တငယ်ချင်းတွေပါစီတစ်ခုကအမြဲတမ်းရှိနေတယ်လေဒီစီကိုနင်းကြော်မလို့လားကျယ်လင်းရဲ့ငါလန့်လိုက်တာမဲမိုးသူ့ကိုမကြည့်ရဲပဲမျက်ဝန်းလွှဲဖယ်ထားမိတယ်ရှင်နေလဲပူနွေးတုံရင်လာတယ်ကျယ်လင်းကနင်းရဲ့ဖူးစာဘက်ပါဆိုတဲ့တင်းဆွေရဲ့စကားကိုလည်းပြန်ကြားရောက်မိတယ်မနှက်ပြန်မနှက်လေးစိမ့်လိုက်ပို့မှလားသူကမေးတယ်ဘယ်အချိန်လဲမိမိတို့ကိုကြိုပြောထားမယ်လေအန်တီခင်ကိုငါပြောထားပြီးသားပါဟုတ်လားဒီတခါစင်ကာပူကပြန်လာရင်ငါ့ဘဝရှေ့ရအတွက်တခုခုဆုံးဖြတ်ရမယ်ဘာရဲ့ကျယ်လင်းစကားတက်ရောက်မှုတစ်ခုနဲ့ပါကောင်မလေးတယောက်ကိုလက်ထပ်ခွင့်တောင်းလိုက်တော့မယ်ဟင်အတီပေါက်ကြီးမို့သူမအံ့အားသင့်သွားရတယ်မယုံဘူးလားငါချစ်နေတဲ့ကောင်မလေးတယောက်ရှိတယ်ဘသူလဲလို့မဲမှုရုတ်တရက်မမေးရင်ပျော်ပြောင်းချွေရင်နူးညံ့နေတဲ့သူ့မျက်လုံးရှွန်းတောက်တွေကိုစုံပြီးလဲမကြည့်ရဲ့ကျယ်လင်းကစိတ်လှုပ်ရှားနေတယ်လို့သူမဆန်တွေတက်မြင့်နှံ့မြင့်ကိုဆွဲယူစော်ကစားနေတယ်ခေါင်းလေးငယ်ကမဲမှုအသက်ရှူအောင်ထားမိတယ်ငါမနဲ့ပြန်သူ့ကိုဖွင့်ပြောလိုက်မယ်သူကခတ်တိုးတိုးဆက်ပြောတယ်မဲမှုဟင်ပြောခွင့်ပေးပါလားမဲမှုနဲ့ဘာဆိုင်လို့လဲဆိုင်တာပေါ့ငါနေ့အတွက်အရေးကြီးဆုံးပဲပေါက်ကရရှောက်ပြောနေတယ်ပေါက်ကရမဟုတ်ဘူးလုံးဝအတီပါကျယ်လင်းကမဲမှုမြောင်ဝင်နေတယ်ရအောင်စုံကြည့်တယ်သူ့မျက်လုံးထဲမှာလေးနဲ့ခိုင်မာမှုတစ်ခုကိုမဲမှုမြင်ရတယ်ဖယားကြီးသူဘယ်တော့မှဒီလိုပြောင်းလဲသွားတာလဲခါတိုင်းပြောင်းရွှွတ်ရွှွတ်နဲ့နောက်တီးနောက်တော့စကားတွေပဲဆိုရတဲ့သူကအခုဘလို့ဖြစ်ရတာလဲငါခံစားမှုကိုနားလည်ပေးပါအိုးနားမလဲပါဘူးသူမရောင်ရမ်းညင်းဆန်မိတယ်3 လနေလို့ပြန်လာရင်ငါအိမ်အောင်ပြုတ်ချင်ပြီဘဝကိုအခြေချချင်ပြီကြောင်းလေးပြီးသွားပြီလေပညာစုံပြီဆိုတော့ကျင်ညာရှာရတော့မယ်ဒီမှာသူ့ကိုထားခဲ့ရတာလေငါစိတ်မချဘူးဖြစ်နိုင်ရင်အတူတူခေါ်သွားချင်တယ်တစားတစားနဲ့ကျယ်လီရဲ့စကားတွေကပုံမရင်ခုန်စရာကောင်းလာတယ်လက်ထပ်ဖို့ပါတချီတဲ့တောင်းဆိုခြင်းတဲ့သဘောမနှက်ပြန်ဒီမဆောင်မင်းနဲ့ငါအခုပြောရင်ရမလားမယ်မို့ဟင်ဘာလို့လဲသူမရင်အောင်ပန်းတော့လန့်ဖြန့်သွားရပါတယ်မဲမှုကိုချစ်တယ်နင်းအဲ့လိုမနှောက်နဲ့နော်ဒါနောက်เสียကိစ္စလားငါချက်နေတာကြပြီဘယ်အချိန်မှပဲစဉ်းစားငါရဲ့အာယုံထဲမှာနေရဲ့မျက်နှာလေးပေါ်လာတာကြီးပဲငါတို့နှစ်ယောက်အကြောင်းသိပဲငါကိုယ်တိုင်လူကြီးတွေကိုဖွင့်ပြောမှာပါအိုးငါ့ကိုအဖြေပေးဖို့စဉ်းစားထားနော်အန်တီကလည်းငါ့ကိုသဘောကျပြီးသားပါနင်းနဲ့ဆိုသဘောတူမှာပါပြန်လာရင်ငါဝမ်းသာပါရစီမဲ့မှုရဲ့ကို့ကိုဂတိပေးပါငါဖြစ်လိုက်ကိုဖြစ်လိုက်နဲ့ရှာခလုတ်တိုက်မတက်သူဖွင့်ဟဝန်ခံနေတယ်မဲမူကနားနဲ့ဆက်ကြားနေရတာကိုမယုံနိုင်သေးသူ့မျက်နှာကိုအံ့အားတသင့်ကြည့်နေမိရှင်နဲ့ညှို့စေးမိထားသူလို့
ငြိမ်သက်တောင့်တင်းနေမိတယ်ရှေ့လျှောက်ကိုရိုနှစ်ယောက်ဘဝကိုအတူတူလက်တွဲသွားခြင်းနဲ့ကျဲလင်းကခက်အေးအေးထပ်ပြောတယ်ဒီစကားတွေကိုသူပြောကိုပြောတော့မယ်လို့ရည်ရွယ်ဆုံးဖြတ်လာပုံလေးရတယ်သူ့ရဲ့အမှုအရာမျက်နှာသားကတီကြီးလေးနှံနေတယ်သူ့ရဲ့မျက်လုံးတွေကမဲမှုကိုတိုးရှိုးခွေ့ပန်နေတယ်မဲမှုကိုတို့လက်တွဲချင်ပါတယ်နော်ဖြစ်နိုင်တယ်မဟုတ်လားကိုတို့နှစ်ယောက်ကြားမှာဘယ်သစိမ်းမှအဝင်မခံနိုင်တော့ဘူးကိုဘကတော့အရန်သေးကြတယ်ကိုမင်းကိုပဲလက်ထပ်ခြင်းနဲ့မင်းလို့ဘသူ့ကိုမှမချစ်ဘူးခေါင်းအေးအေးထားပြီးတော့စဉ်းစားပေးစီခြင်းနဲ့ကွာနော်ဒီခရီးကိုမျှော်နေချက်တစ်ခုပိုက်ပြီးတော့ကိုသွားမှာအခုသွားတော့မသွားရသေးဘူးကိုပြန်ရောက်ချင်နေတယ်ဒီတစ်ခါပြန်ရောက်လာရင်မဲမူးရဲ့နားမှာပဲတသက်လုံးနေသွားပေးရစီကွာကိုပြောတာတွေကြားရလားမဲမူးကဖြင်းချင်းစွာခေါင်းလေးငိမ့်မိတယ်ကြားတာပဲဒါပေမဲ့လည်းအံ့ဩနေတယ်ငယ်တငယ်ချင်းကနေချစ်သူတွေဖြစ်သွားမှာမဟုတ်လို့လားသူကတော့ပေါ်ပေါ်ထဲထဲတက်စင်တကြောင်ကြီးညာခဲ့ပြီးမဲမူးမှရုတ်တရက်ဘာမှမဆုံးဖြတ်တတ်အချစ်ဟာဆုံးဖြတ်ချက်တစ်ခုနဲ့အထီးကတတ်ဆိုင်သလားနှလုံးသားသူ့ဘာသာရွေးချယ်တာလားအနားမှာတင့်တော်သူကိုလက်ခံတင့်တာလားအဝေးမှာရှိနေသူတစုံတစ်ယောက်ကိုမျှော်နေတာလားဒါမှမဟုတ်ရင်ချစ်သူဆိုတဲ့အရာကဘလို့များလဲမဲမူးလည်းမသိတော့ဘူးကျဲလင်းနှုတ်ဆက်ပြီးပြန်သွားတဲ့အခါသူမရဲ့ရှင်မှာတင်းတင်းကြပ်ကြပ်နဲ့တွေးတိုးစရာတွေများနေတယ်မနေ့ပြန်သူ့ကိုလေးစိတ်လိုက်ပို့ရမယ်ပြီးတော့3လခန့်ကြာတဲ့အခါသူပြန်လာရင်မဲမူးကသူစိတ်ကျေနပ်စရာအဖြစ်မျိုးပေးရမှာတဲ့အနှင်းငယ်တော့ပုံသေးနီးစမ်းနေတယ်လို့ပါပဲမဲမူးစိတ်တိုင်းမကြနိုင်ဘူးဆက်ပြောလေးမဲမူးရဲ့နေ့ဥစားတစ်ပိုင်းတစ်စားနဲ့ဒီလောက်ပါပဲကျဲလေးရဲ့ prospo လုပ်လိုက်တော့နေ့ရင်ထဲမှာဘလို့ဖြစ်သွားလဲရင်ခုန်သွားတယ်မို့လားမခုန်ပါဘူးအံ့ဩတာပဲရှိတယ်တင်းဆွေပြောသားပဲသူနင့်ကိုကြိုက်နေပါတယ်လို့တင်းဆွေကသူ့ရဲ့ခံမှန်းချက်မှန်နေလို့မျက်နှာလေးကကျဉ်းနှဲရိပ်တွေလွှမ်းလျက်ပြုံးမြနေတယ်မဲမူးလည်းစဉ်းစားမရအောင်ပဲသူဘာလို့အခုလိုပြောတာလဲပေါ့အော်နင့်ကိုချစ်လို့ပေါ့ဘာကြောင့်ချစ်ရမှာလဲနေမေးကြည့်ပေါ့သူ့မျက်နှာကြီးကရေးရတယ်သိလားနင့်ကိုညင်စေခြင်းနဲ့တင်းဆွေရဲ့ရှိလို့ရမလားရီးစားစကားပြောတာနှစ်ယောက်တည်းရှိမှဖြစ်မှာပေါ့ပြန်လာရင်ငါဘာပြောရမလဲအဖြေပေးလိုက်ပေါ့မပေးချင်ပါဘူးကျဲလင်းစိတ်ညစ်အောင်မလုပ်ပါနဲ့ဟဲ့အခုတည်းထိတော့ငါရင်ထဲမှာဘာမှမရှိသေးဘူးကျဲလင်းကိုလက်ခံရင်နေမမောင်းနိုင်ပါဘူးမဲမှုရဲ့ तू ကနေစိတ်ချမ်းသာအောင်ထားမှာပါမေမေကလည်းအဲ့လိုပဲပြောတယ်နေရမေတိလားကျဲလင်းလျှောက်ပြောတာပေါ့လူကြီးတွေကိုစကားကမ်းလှမ်းထားတယ်ဒါဆိုနင်တို့ဥစားတိကျနေပြီပဲငါတငယ်ချင်းလေးအိမ်အောင်ကြတော့မှာပေါ့ဟင်အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးအရင်စိတ်ဆက်ထားမှလားမသိပါဘူးမိန်းကလေးတယောက်ရဲ့စိတ်ကရှင်းချက်ဖို့လိုတယ်မေမို့ရဲ့သိလားဒါနင့်ကိုပေးလာတဲ့အကောင်းဆုံးအခွင့်အရေးပဲငါညင်းရင်ဘာဖြစ်မလဲတင်းဆွေနင်ဘလို့အကြောင်းပြချက်နဲ့ညင်းမလဲကဲပြောကျဲလင်းအပြစ်ထောက်ပြစမ်းသူ့မိဘတွေကအစနင့်ကိုချစ်ခင်လိုလားပြီးသားအိမ်မှာအလိမ်မှာချွေးမနေလောက်ယုံမဲရှိတာဟယ်လိုအခလားအခအေးဟုတ်တယ်နင့်ကိုစောင့်နေတာဝီဝီဒီမှာအကိုက်တိုက်ဖို့အစင်တက်မယ်နင်ဘာလို့နောက်ကျနေရလဲဟိုအဲ့ဒါပြောမလို့ဖုန်းဆက်တာပေါ့ဟဲ့ဝီထွက်လာမလို့ပဲရေအမြန်ချိုးလိုက်တာရေချိုးကမှချော်လဲသွားလို့ဟောဖြစ်ရပြန်ပြီအော်ဒီမှာခြေတော့အရန်နာနေတယ်ရောင်လဲရောင်လာပြီအခါရဲ့စေကန်သွားမှရမှာထင်တယ်နေအမြန်လာခဲ့တော့အခါငါ့ကိုစေကန်လိုက်ဖို့ပေးပါနော်အာတုံကြီးငါအရန်နာတယ်ရင်နှွေးကက်မလာမဝီနေပါစေရေခဲကက်ရမှာလားရင်နှွေးအိတ်ကက်ရမှာလားငါမသိဘူးရေခဲကက်တာဖို့ကောင်းမှထင်တယ်ဘောလုံးသမားတွေဒဏ်ရာရရင်ကွင်းထဲကိုရေခဲပူးနဲ့ဆင်းလာတာမတွေ့ဘူးလားဟင်ကျမမသိဘူးအေးမသိတာပဲကောင်းနေနားကြီးတယ်ပါဇက်ပိတ်ထားအာတုံကိုအခါရဲ့ကလမ်းထဲဝင်လာပြီလားသွားကြည့်စမ်းမဟုတ်ဟောလာပြီမဝီရေဟိုကောင်းမို့လားဘယ်မှာလဲပြစမ်းဝီကြည့်ရအောင်ခြေတပေါင်းကျိုးနှင်းကမှန်ချက်တည်းကအသာငုံကြည့်တယ်ဟုတ်ပါရဲ့အခါလာပြီကျိုးသွားပြီလားမသိဘူးအခါဝီလုံးဝရှောက်လို့မရတော့ဘူးအော်ဒါဆိုလှီကားကိုတွဲဆင်းရမယ်ငါနဲ့တုံကိုလက်ရှို့ပြီးတော့ခိုးစင်းခဲမှရမယ်ထင်တယ်လှုပ်ဘာယူအောင်မလဲမြန်လားရေချိုးတာကောင်းကောင်းမချိုးပဲစော့နေခုံပေါက်နေလို့ဖြစ်မှာပေါ့ဘလို့လုံးမလဲအခါရဲ့ဝီစင်းုံတက်ရမှာလားတက်ရလေတရက်နှစ်ရက်ပေါ့ဟာသူကခက်အေးလှုပ်เสียရှိတာလှုပ်ပြီးစီစဉ်ပေးတယ်မမျော်နဲ့မယ်ဒေဝီကြော်ရှင်းမှာစင်းုံရဲ့လူနာကန်နဲ့လဲလျောင်းနေတော့တယ်ဘာမှစိတ်မပူပါနဲ့ကွာ
ကြောက်ပတ်ဒီကင်လိုက်ရင်တပြေးပြေးနဲ့ပြန်ဆက်သွားမှာပါအခဝီဘလို့ကရမလဲနင့်ချီတော့ကောင်းအောင်မယ်အရင်စူးစမ်းပါအောင်လူကလမ်းမလျှောက်နိုင်သေးဘူးအဲ့ရတဲ့ပက်လက်ဖြတ်နေတော့မယ်ဒါကိုဆက်ကကြလို့ရမလားအဲ့ဒါဗီဒီယိုရိုက်ဖို့အတွက်စိတ်ရယူပြီးသားလားဒါတွေဝီမစင်းစားနဲ့အေးဆေးဆေးအနားယူလိုက်ဟုတ်ပြီလားဖြစ်လာမှတော့တနည်းနည်းနဲ့စူးစမ်းဖြည့်ရှင်းရမှာပဲဒါငါကိစ္စထားလိုက်ပါရာပြည့်ဗျာမင်းကိုတန်စာတယောက်ရှာခိုင်းတာရပြီလားဆရာပဲအဲ့ဒီအမရဲ့တင်တန်းမှာရှိမလားမေးကြည့်မယ်ဆိုအေးကွာအကတော်တဲ့သူမှဖြစ်မှာဝီကတော့အနည်းဆုံး3-4လအိမ်မှာနားနေရမှာ VCD ကိုလုံးလုံးရထားလို့ကလည်းမဖြစ်သေးဘူးငါ့ကိုဝင်းသူရတို့ကအော်မဒီတော့တခြားတယောက်အစားထိုးပြီးတော့ကမယ်ကွာဘသူဆိုအဆင်ပြေမလဲအကတင်တန်းကတော်တယ်လို့ပြောတယ်အဲ့ဒီမှာတစ်ချက်ရှာကြည့်ရမှာပဲဆရာမတ်ဝီကိုပြောပြီးပြီလားဟာသူမမထနိုင်မဲ့ဒီလောက်ဒဏ်ရာကြီးနဲ့ဘလို့ကမှာလဲတော်ကြဆရာကိုစိတ်ဆိုးစိတ်ကောက်အောင်မယ်အေးကွာဒီညနေငါသွားလိုက်မယ် thank you ရပြီတအောင်တော့အကြမှာပဲအခါလုံးကစိတ်မြန်လက်မြန်နဲ့သူတို့ရဲ့မီဒီယာရုံးခန်းကနေဝီစီရောက်လာတယ်ဟေးတက်တာလားဘာစားခြင်းလဲကြေးကိုစားမလားဒိုမီနိုတောက်ချင်နဲ့ရွှေပစုံကနေသွားဝယ်ပြီးနင်းနဲ့ဝင်းနေရလို့အေးကြမလားမှတ်ပါတယ်တကယ်တော့လေဝီမှာကိုကြီးစောင့်ရှောက်မဲ့မောင်နှမသားချင်းလည်းမရှိဘူးတူဒီတော့တမီဖြစ်ခါမှာမိဘတွေကရေချားမြေချားရောက်နေတယ်ဝီရနေနေရမှာလေဒန်စာကောင်းကောင်းတယောက်လိုတယ်ဟာငါနေရမှာအေးလေအခဘသူ့ကိုခေါ်မှလဲတော်တဲ့သူမှဖြစ်မှာနော်ဒီလိုပဲရှာရမှာပေါ့ဒီခြေတော့ကိုပဲဝီထုပြစ်လိုက်ချင်တယ်ဟာအဲ့ဒါလိုတော့မလုံနဲ့လေအခုလောလောဆယ်လည်းမဟုတ်သေးပါဘူးဝီတက်တာတော့လေဝီပဲပြန်ကပေါ့ဝီနေရမှာဘသူမှအစားမထိုးရအောင်နော်အေးပါလိုအပ်လို့အစားထိုးရလေအဲ့ဒါယာယီပဲနော်အေးပါဟာအခတခြားစကားတွေအရင်ပြီးအောင်ရှိုက်ထားနော်အဆိုတော်ရဲ့ခွေကိုခဏနားထားပေါ့အခတော့ကသူမလိုကြခေါင်းငိမ့်လိုက်တော့လေခေါင်းထဲမှာတော့အစီအစဉ်တစ်တွေကပြေးလွှားနေတယ်ရာပြည့်ရခွေကိုဆက်သေးထိုးပြတယ်ဒါမအေးမိုးတင်တန်းကဖက်ရှင်ရှော့တုံးကဒန်စာအဖွဲကားတဲ့ခွေမို့သူအစအသေးချမကြည့်မိ secret တောက်ရင်ကိုခုံကိုနောက်လန်မိက TV ပေါ်မျက်စိရောက်တော့သူ့ကိုကြီးမက်ခနဲဖြစ်သွားတယ်။သပင်ရှိနဲ့ရှေ့ဆုံးမှာတားကဝတ်စုံလိမ်မော်ရောင်လေးနဲ့ကနေတဲ့မိန်းကလေးဟိအောင်ရှားပြည့်ကြည်စမ်းဗျာမတ်အင်းမိုးရဲ့တပည့်မလေးတွေလားဟုတ်တယ်လေဆရာအဲ့ဒါတင်တန်းစင်ပွဲမှာစုရတဲ့တယောက်လေနာမည်ကမနှလုံးပဲမဲမှုဆရာမဲမှုမင်းနေသိလားတွေ့တော့တွေ့ဘူးနေတဲ့သူ့ကပုံမစိုးဘူးကွာတော်တယ်ဝီနေရာမှာသူ့ကိုထဲ့ကျင်လို့လားအေးကွာသူရိုက်ပေးမယ်ဆိုရင်တော့မစိုးဒါဆိုမတ်အင်းမိုးစီဖုန်းဆက်ပြီးတော့မဲမှုလိပ်စာတောင်းလိုက်မယ်မဲမှုရှိပါသလားခင်ဗျာဟိုတခါဆုံခဲ့ဘူးတဲ့အန်တီချောချောခန့်ခန့်ကိုအခါမေးလိုက်တယ်အော်ဘာကိစ္စများလဲအထဲဝင်ထိုင်မအောင်ကျွန်တော်ကဒါရိုက်တာအခါလုံးမိုးပါအခါလုံးမိုးအန်တီကြီးကသူ့အမီကိုတလုံးချင်းရေရွတ်ကြည့်ရင်မှတ်မိသွားပုံရတယ်မျက်နှာဝင်းလက်သွားပြီးတော့အော်ဟိုတခါကိတ်မားတဲ့တငယ်ဟုတ်ပါတယ်ခင်ဗျတားမဲမှုနဲ့တိနေလားဆိုပါတော့ဗျာဘလို့ပြောရမလဲမသိဘူးအေးကွဒါဆိုခဏထိုင်မအောင်အန်တီသမီးကိုခေါ်ပေးမယ်သမီးဧည့်သည်ရောက်နေတယ်ဟေးဒီဧည့်သည်ကိုဘသူထင်းလဲမဲမှုဘလို့သိမှလဲအခါလုံးမိုးတဲ့ဒါရိုက်တာတဲ့ရှင်ဟုတ်လားတော့တွေးလိုက်လေသမီးရဲ့အင်းမကိုမှတ်မိလားကရဝိတ်မှာတွေ့ဘူးတယ်လေအိုးကိုကအခါလုံးမိုးပါကြားဘူးလားမသိဘူးမကြားဘူးရင်လည်းကိစ္စမရှိပါဘူးအခုမိတ်ဆက်တာပေါ့မင်းကိုချီးကျူးတယ်ကွာမင်းရဲ့ပုံလေးကလည်းတော်တော်ကောင်းနေဘသူနဲ့မှမတူကျေးဇူးပါပဲကျေးဇူးတင်ရင်တစ်ခုကူညီပါဘာများလဲရှင်အခါလုံးမိုးကအကျိုးအကြောင်းရှင်းပြလိုက်တယ်အခုလက်ခံထားတဲ့အဆိုတော်ရဲ့အခွေမှာပါဝင်ကပြပေးဖို့တောင်းဆိုတယ်သူမတခဏနားထောင်နေပြီးတော့ဟိုလေအော်တော့နာပါတယ်ရှင်ဒါပေမဲ့မဲမှုမှာ VCD ရိုက်ဖို့လေအစီအစဉ်မရှိပါဘူးကျွန်တော်အကူအညီတောင်းတာပါမဲမှုတော်လုံးလို့ပါကျွန်တော်စီလာပြောနေတဲ့သူတွေအများကြီးပါဗျာရုံမှာသူတို့ကိုခေါ်သုံးဖို့လေအဆင်မပြေလို့ပါမဲမှုဘာမှအခက်အခဲမရှိစေရပါဘူးအားလုံးကျွန်တော်တင်ပေးပြပေးမှာပါစိတ်ချပါဒီအတွက်ကျွန်တော်ကိုယုံကြည်ပါဗျာကျမအဲ့လိုတခါမှမလုပ်ဘူးတော့ကိစ္စမရှိပါဘူးအဆင်ပြေသွားမှာပါကျမတိတ်မရဲဘူးလေဒါကြောင့်မှမဲမိုးမှာအရေးအချင်းတွေတပုံကြီးပါလုံးလိုက်ရင်လည်းဖြစ်သွားမှာပါဗျ
နာမည်ကြီးအဆိုတော်ရဲ့အခွင့်မှာပါမယ်မဲမိုးအတွက်အခွင့်အရေးအများဟင်ကျမအခွင့်အရေးမရနဲ့ဘာမှမဖြစ်ဘူးဝါသနာပါယုံလေးပဲပါတာပါဘာပဲဖြစ်ဖြစ်လုံးကြည့်စမ်းပါဗျစဉ်းစားပြီးရင်အကြောင်းပြန်ပေးပါမယ်တကယ်တော့ကျွန်တော်မှအခက်အခဲလေးရှိနေလို့ပါကျွန်တော်တို့ရဲ့အဖွဲ့ကောင်းဆောင်မင်းကလေးဒေဝီကျော့ရှင်းကမတော်တဆချော်လဲပြီးတော့ခြေကျိုးသွားလို့ပါအိုးဟုတ်လားကျွန်တော်ကလည်းအကိုကိုတေချာပေါက်ရိုက်ပေးပါမယ်လို့ဂတိပေးထားပြီးသားမို့လို့ပါသူ့အခွေရဲ့အထက်က performance ကအကတွေထည့်ဖို့ပဲလေဒါကြောင့်မှတခြားတယောက်ရှာကြည့်လို့အစင်မပြေဘူးဆိုရင်တော့မဲမူးစမ်းကြည့်ပါမယ်ဂတိကြီးတော့မပေးဘူးနော်ကောင်းပြီတရက်လောက်အကတိုက်ကြည့်ကြမယ်စတူဒီယိုပဲလာခဲ့လိုက်ပါမနေ့ပြန်နေ့လယ်ပိုင်းဆိုโอเคမလားဟုတ်ကဲ့ဒါဆိုကျွန်တော်စောင့်နေမယ်ကောင်းပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်လိုက်ပါအောင်မယ်အန်တီပြောထားရင်တော့ရောက်လာမှာပါဆရာရဲ့နောက်ကျနေပြီကွာဆရာကဘယ်နှနာရီချိန်ထားလို့လဲနေ့လယ်ကသူအားရင်ခဏထွက်လာဖို့ပြောခဲ့တာလိပ်စာကတ်လည်းပြီးခဲ့တာပဲရှာမတွေ့ဘူးလားမသိဘူးရှာလို့မတွေ့စီရတော့မရှိပါဘူးဗျာဟာသူလာပြီရပြီမင်းစပွဲမှာသွားနေဟုတ်ကဲ့ပါရပြီရေကျဲကျဲဖြစ်သွားတယ်မလာတော့ဘူးလားလို့ဗျာနင်းနေနောက်ကျသွားတဲ့ကိုအခါ sorry ရပါတယ်ဗျကိုအခါလို့ခေါ်လိုက်တန်လေးကနားရရနေနှလုံးသားစီဖြာဆင်းသွားရတယ်ခေါ်တန်လေးကချစ်စရာခဏထိုင်မအောင်ပြီးမှအစမ်းလေးကျင်တာပေါ့ဘယ်နေရာမှာဘလို့စီစဉ်ထားကြောင်းကတဲ့အခါမီးစလိုက်ကဘလို့အခုအဝေးကဘလို့ဘယ်ကနေထွက်လာမှာဘလို့အနေအထားနဲ့ရုပ်သိမ်းမှာစသဖြင့်အများကြီးပါမဲမူကသူ့အမူအရာသူ့ကောင်းဆက်ပုံနှကန်းဖွင့်ပိတ်ပုံလက်ဟန်လှုပ်ရှားပုံစတာတွေကိုအငေးသားကြည့်နေမိတယ်ဒါရိုက်တာထက်မင်းသားဖြစ်ဖို့ပိုကောင်းတဲ့သူပါသူမှစတိုင်ရှိထဲလန့်ရှိတာပဲရိုးရိုးလေးစကားပြောဆိုနေတာပဲတဘာဝကြကြနဲ့ဆွဲဆောင်မှုတစ်မျိုးရှိနေတယ်။သူကမျိုးစစ်ဖွင့်ပြီးအတင်းဆောင်နေတယ်။မဲမူကစူးစားကတယ်။သူတို့ခက်ကြကြအကတိုက်ကြတယ်။ရဲရဲကပါမဲမူရဲ့မရှက်ပါနဲ့ဗျ။ကိစ္စမရှိပါဘူး။နောက်တစ်ခေါက်ပြန်စမယ်။သူ့မျက်လုံးတွေကမဲမူစီမှာခွာမရနီးနီးကပ်ကပ်မြင်ရတော့သူမအလှကအခရင်ကိုတုန်ခါစေတယ်။သူနဲ့မဲမူတို့အမတ်မတင်ရင်းနှီးမှုရလာတယ်။သူ့မျက်လုံးတွေကိုမဲမူနားလည်နိုင်မှာပါ။အခါလုံးမုန်းရှင်နဲ့အလိုလိုရှင်ပြနေမိကသူမအနားမခွာချင်းအောင်ဖြစ်မိတယ်။နိုင်တွေအားလုံးဒီနေရာမှာခဏရပ်ထားပေးနိုင်ရင်ကောင်းပါပဲ။မနှက်ပြန်နေလာခဲ့အောင်နော်မဲမှု။သူ့နှုတ်ကအထက်ထပ်မှကြားနေမိတယ်။ဟေးဝီဝီနင်ဟိုဒီရှောက်မနေနဲ့လေ။ဆရာဝန်ကငင်းငင်းနေအကောင်းဆုံးပဲလို့ပြောထားတယ်မဟုတ်လား။ပြင်းနေအခါရဲ့ဘဲမှလည်းမသွားရဘူး။ငေါ့အင်းရကံမောင်ဖြစ်ဖြစ်ကရဝိတ်ကန်တော်ကြီးဖြစ်ဖြစ်လိုက်ဖို့ပြီးစားမှာအပြင်လျှောက်သွားလို့ဖြစ်မယ်မထင်ပါဘူးဖြစ်ပါတယ်ငါအခုလျှောက်နိုင်နေပြီနင်အဲ့လိုလုပ်ရင်အရှင်းပြောက်ဖို့ပို့ကြမယ်တော်ကြပုံမှန်ပြန်မဖြစ်ဘဲနေမယ်မင်းကလေးဖြစ်ပြီးလမ်းလျှောက်ရင်အလိုင်းမဲမညီရင်တော့သွားပြီးနင့်ကိုဘဲကောင်လေးမှကြိုက်မှာမဟုတ်ဘူးဝေဝေအခါတော့လျှောက်မပြောနဲ့ဘာလို့မကြိုက်ရမှာလဲအလိုင်းမဲမညီရင်ဟောမပြောပါနဲ့ဆိုမှကဲဟာငါ့ကိုထုဖို့ဆိုနင့်လည်းကလည်းတိတ်မြန်တာပဲအခါဘာလို့လိုက်စတယ်လဲကဲပါကွာမစဘူးဒီမှာကောင်းကောင်းထိုင်အခါလုံးကသူ့နဘေးမှာသူ့မကိုထိုင်စီလိုက်တယ်ဘလောက်အလုံးရှုပ်ရှုပ်ဝီစီညနေတိုင်းဝင်လာမင်းစုအဲ့ဒါပြောမလို့ပဲကွာအခုဝီစီရီအတွက်တရုတ်ဆောင်အသေးရနေပြီဘာတူလဲအကအရန်တော်တဲ့ကောင်းမလေးပဲသူ့နာမည်ကမဲမူတဲ့မဲမူကိုဝီဝီတိလားဒီနာမည်ကြားဘူးလို့ပါလူကလည်းချစ်စရာလေးပါအခွေကိစ္စအဆင်ပြေသွားတာပေါ့ဝီဝီတွေ့ရင်ခင်သွားမှာပါမဲမူကသဘောကောင်းတယ်အခါနဲ့သူနဲ့ရင်းနှီးနေပြီလားနေတိုင်းအကတိုက်ကြ VCD ရိုက်ကြဆိုတော့တပြေးပြေးနဲ့ခင်လာပါပြီခင်ယုံမဲခင်တော့ဘာကြီးရလဲမကြီးပါဘူးဝင်းဝင်းနေရာမှာသူ့ကိုအစားတို့ထည့်ရိုက်တာမကျေနပ်ပါဘူးနော်ဝိချေတော့တတ်တာတာနဲ့ပြန်ကမှာပဲကပါဗျာအခါဝီဝီရဲ့ခေါင်းလေးကိုဖီမိုးအုပ်ကင်ချလိုက်တယ်ဝီဝီလောက်တော့ဘသူမှအကမကျွမ်းပါဘူးဒီလိုပဲဖြစ်ရမယ်လေမစ္စတာအခါရှူသိတ်တော်တဲ့လာပါအခါရဲ့အခါကိုအကြော်ကျွေးပါမယ်အင်းအားလိုက်ဖို့နော်စိတ်လဲဆိုဖြစ်ဥယျာဉ်ရောပေါ့နော်ခဏလေးဆောင်တော့ဝီဝီအဝတ်လဲလိုက်အောင်မယ်မဲမှုရေခဲမှုကြိုက်တယ်နော်အဲ့ဒါဆိုနေ့တိုင်းဝယ်ကျွေးမယ်လှုပ်ခနဲ့သူ့ကိုပြောကြောင်းမဲမှုကမျက်လွှာပင့်ကြည့်တယ်ကိုကခိုင်းလို့မောနေတာမို့လားဟင်မမောပါဘူးမဲမှုနောက်တစ်ခွက်ယူအောင်မလားတော်ပြီကိုအခါဘာလို့လဲအားနာလို့လားမဲမှုပြန်တော့မှကိုလိုက်ဖို့ပေးမယ်လေ
သူမအိမ်ကလာကြိုပြီးတော့ပြန်သွားပြီဒီနေ့အလုပ်စောစောသိမ့်ဖြစ်တယ်အပြင်မှာနေမပူမိုးမရွာပဲရာသီဥတုကအလင်းဖြော့ပြီးတာတာရရရှိတယ်လှတယ်နော်ကိုအခမင်္ဂလာမောင်နှံကိုမြင်လိုက်လားကိုအခတိတ်မသေးခွဲလိုက်ဘူးဘာလို့လဲသူတို့သားအရန်ချောတယ်ဟုတ်လားကိုနဲ့တူတာပေါ့ရှင်းကသူတို့သားမို့လားကိုလည်းမင်္ဂလာဆောင်ရင်သူတို့သားပဲပေါ့ရှင်းမှာအစီအစဉ်ရှိပြီးသားကိုမင်္ဂလာဆောင်ရင်အဲ့လိုပုံကြီးမချဲ့ပါဘူးမဲမူကတော့တေချာခန်းခန်းနာနာကျင်းပမှာပဲကဲဟာကားပေါ်တက်အောင်တကယ်ပြောတာကိုအခါရဲ့မင်္ဂလာဆောင်ဆိုတာစီကားမှဒါမှမှတ်တမ်းဝင်မှာပေါ့မဲမူရောအစီအစဉ်ရှိလားတိတ်မကြခင်ပေါ့ရှင်အခါလုံးမိုးကသူမပဲအလန့်တကြားလှည့်ကြည့်လိုက်တယ်သူမနောက်တာလားလို့ပါတကယ်လားမင်းလက်ထပ်တော့မှတေချာတော့ရက်မတက်မှတ်ရသေးဘူးမမေကအရန်သဘောတူနေတာအခါမကြားရသလိုဖြစ်သွားတယ်။ तू ကအခုဒီမှာမရှိဘူးစင်ကာပူရောက်နေတယ်။မဲမူးလည်းတေချာမပြင်ဆင်ရသေးပါဘူး။ရှင့်ကိုခင်လို့ပြောပြတာပါ။မဲမူးတခြားဘသူမှဒီအကြောင်းမပြောရသေးဘူး။ကိုကသတင်းဥရတာပေါ့။ Congratulation ပါ။ကိုအခါဗျာရှင့်ကောင်မလေးနဲ့တခါမှမိတ်ဆက်မပေးသေးဘူးနော်။ဗျာကျွန်တော်ကောင်မလေးရှိုမမကြံပါနဲ့ကိုရပြေတို့ပြောပြပါတယ်နော်။ဒန်းစာဒေဝီကျော်ရှင်းစုကြမ်းကြမ်းဖန်ဖန်ဝီဝီနဲ့ကိုကတငယ်ချင်းနေပါရှင်တို့တွဲလာတာကြားပြီဆိုရာပြီးကြက်ပြီကွာမဟုတ်ပါဘူးကို့လွှမ်းမိုးမဲ့ကောင်းမလေးဆိုတာရှိပါမလားရှိနိုင်တာပေါ့တစုံတရာချက်သူတွေဖြစ်အောင်ဖန်ဆင်းပေးလိုက်ရင်ခဏလေးပါဘဝအဖော်ဆိုတာရှိတဲ့နာပဲကိုတော့မတွေ့သေးတာအမှန်ပဲစောင့်ကြည့်ပါဦးရှင်ပြောတဲ့ဝီဝီကိုရှင်ချစ်နေမှာပါမားနေပြီမဲမူးရရှင်တို့ချင်းနီးစပ်နေရပဲလေနီးစပ်နေတိုင်းအချစ်ဖြစ်ရမှာလားအခါလုံးမို့သူမကိုအားမလို့အားမရကြည့်နေမိတယ်တွေးဆုံကြဖို့ရေဆက်ပါလာပေမဲ့ဖူးစာစုံမှုဆိုတာမပါခဲ့ဘူးလားတွေ့ကြုံတိုင်းမှာစုံစည်းခွင့်ဆိုတာမရှိနိုင်ဘူးလားမဲမှုရဲ့မင်းပြောတဲ့တစုံတရားဖန်တီးပေးမှုကြောင့်ကိုလိုချင်းပတ်သက်ရင်းနှီးမှုရှိလာပြီပဲဖြောင်းဆိုပြီးကျင်းမောင်းမီနဲ့ရှက်အင်းကြီးပန်းရောင်အစင်းလေးဝတ်ထားကရှာရိုးထုတ်ကိုနောက်ပြန်ဆောင်ထားတဲ့ဒေဝီကျော်ရှင်ကနာနေတဲ့ခြေထောက်ကိုမနာသလိုခြေခွဲရက်ခါရှေ့ဟာအကောက်ဖွဲ့ကိုလက်ခုပ်တီးပေးလိုက်တယ်မဲမှုဆိုတာလားဟုတ်ပါတယ်ကိုကဝီဝီပါတွေ့ရတာဝမ်းသာပါတယ်ဝီဝီမင်းနာမည်ခေါ်ရတာတမျိုးလေးပဲဝီတို့တငယ်ချင်းဖြစ်သွားကြပြီဘလို့လဲမဲမှုကလည်းခင်ထက်ပါတယ်ဝီဝီအားရင်အိမ်ကိုလာလေပါအခုခြေထောက်ကောတက်တာသွားပြီလားကောင်းကောင်းရှောက်နိုင်ပြီလားတိတ်တော့မရှောက်နိုင်သေးဘူးဒါပေမဲ့ဝီဝီကအိမ်မှာနေရတာပြင်းလို့ထွက်လာတာပါကိုအခါဘယ်ရောက်သွားလဲရှိပါတယ်ဝီကမဲမှုနဲ့စကားပြောချင်လို့ပါမဲမှုကအကပါရမီရှိရဲ့နော်ဒီလောက်လည်းမဟုတ်ပါဘူးဝီရဲ့ထော်လုံးလို့ဝီတောင်မနာလို့ဖြစ်နေတာအခနာမှာဝီပဲအမြဲတမ်းရှိခဲ့ရပါအခုမဲမှုကအတူတွဲကပေးနေတော့မြင်ရတာအံ့ဩစရာဖြစ်နေတယ်ကိုအခါအတင်းခေါ်လို့ပါဝီရဲ့မဲမှုကကင်မရာရှေ့မနေတတ်ပါဘူးကြောက်တယ်မဲမှုကကင်မရာရှေ့နေလဲလှမှာပါပဲနှုတ်ကအလိုက်တင်ပြောမိတယ်ဟန်ဆောင်ရတာပင်ပန်းလောမှာပြီရှင်ဝေးသွားနေစမ်းပါမဲမှုရေအခါနဲ့လုံးဝမလားမပတ်သက်ပါနဲ့လို့လေတားမြစ်လိုက်ချင်တယ်အခါကိုမနှက်စာလိုက်ကျွေးဖို့ပြောထားတယ်မဲမှုပါလိုက်ခဲ့လေနေပါစီဝီတို့ပဲသွားပါဟုတ်တယ်မဲမှုရကိုတို့အတူတူသွားရအောင်အိမ်မှာဖေးဖေးစောင့်နေမှာအခါဒီမိမကိုကြည့်တဲ့အကြည့်တွေကနှွေးထွေးတက်ဝင်ပြီးပြာရာခတ်နေပါလားအတီခင်းစီကိုဖုန်းဆက်ပေးမယ်မဲမှုကိုတို့ခေါ်သွားပြီလို့ပြောလိုက်မယ်လေဖြစ်ပါတယ်မသိစိုးရွားနိုင်လာတဲ့အခါကတော့မဲမှုမလိုက်လိုက်အောင်စူးစမ်းခေါ်နေပါတယ်အခါဝိရင်ထဲမှာဘာတွေဖြစ်နေသလဲရှင်တကယ်မကြည့်တော့ဘူးနော်ကားထဲမှာ very ရှင်မွေးနှံလေးရလေပြန်တင်းနေတယ်ဒီနေ့သင်းဆွေတို့အိမ်မှာအလူရှိတယ်သူတို့လှူဒန်းထားတဲ့အလူအတွက်အိမ်မှာစွန့်ကြွေးပွဲပြန်လုပ်တဲ့သဘောတော်သေးတာပေါ့အခါတိုင်းလို့ဘောင်းမီရှင်နဲ့စပိုးချက်ကိုဝတ်မလာပဲနဲ့ပိုးချီအယောပစိုးလဲကတုံးရှက်အင်းကြီးဘောကတိုက်ပုံအဖြူလေးကိုထပ်ပြီးတော့ဝတ်ထားရင်မဲမှုကိုလိုက်ဖို့ရတာကိုအခါအလုတ်ပြတ်နေပြီရပါတယ်ဗျာစံတေးပဲဟိုကြရင်တင်းဆွေကဆွဲထားရင်ခတ်မှာကိုအခါကိုအားနာတယ်ကိစ္စမရှိဘူးတနေ့လုံးနေပြရမယ်ဆိုလဲဖြစ်တယ်အင်းအားလန့်ဘယ်နာလဲလမ်းညုံတော့မိပွားရဲ့ဟိုဘက်ရှေ့ဆုံးကလာတဲ့လမ်းချင်းလေးပဲလမ်းဟာနှစ်ဖက်လေဘယ်ကကားလဲလို့မဲမူလေးတို့ကိုဧည့်သည်လဲပါလာတယ်အိမ်မော်ကြွပါအောင်
အခုမှမြင်ဘူးပေမဲ့တင်းဆွေရှင့်နာမည်ကြားဘူးပါတယ်ကိုအခါလုံးမိုးရေတိလားကျွန်တော်လည်းမေမှုပြောလို့သိနေပါတယ်မေမှုကအตาအရာလေးပြုံးနေလိုက်တယ်တင်းဆွေတို့ရဲ့အလိုမှာကြာစံကျော်ခောက်ဆွဲကျော်ထမဲမောင်ဘဲပေါင်းဟင်းချိုစသဖြင့်အတော်စုံလင်လာတဲ့လက်ဖက်နဲ့အချိုးပွဲတွေတစ်သီးတွေရလည်းအရှံပဲကဲရှင်တို့ကဘလို့တော့ဘာလို့မေးတာလဲတင်းဆွေရဲ့အမေမသိကြအောင်စောင်းနေသေးတယ်ကျဲလင်းပြန်လာရင်ငါတိုင်ပြောမှာနော်မကြောက်ပါဘူးရှင်အခုသူနဲ့တွဲနေတာလားမဲ့မှုမဟုတ်ပါဘူးနော်ကျဲလင်းကိုဘလို့လုံးမလဲဘလို့မှမလုပ်ဘူးကိုအခါလုံးမိုးကြည့်ရတာရှင်းကိုသဘောကျနေပုံပဲမဲ့မှုရိုးရိုးပါပဲတင်းဆွေရဲ့နင်းထင်တယ်လို့လည်းမဟုတ်ပါဘူးအခုမဟုတ်လေတော်ကြဟုတ်တော့မှာပါခတ်ပါလားနော်နင်းစုံဖြတ်ရခတ်နေပြီမို့လားအင်းပေါ်လေးရွေးရခတ်သွားမှာပေါ့ဟိုဘက်ကလည်းတငယ်ချင်းတန်ရောစင်ရရှိတယ်ဒီဘက်မှာလည်းလွယ်လွယ်နဲ့မပြတ်သားနိုင်ဘူးနင်းထင်တာတွေရှောက်ပြောမနေနဲ့မဟုတ်ဘူးလားကိုအခါငါ့အတွက်မိတ်ဆွေကောင်တစ်ယောက်ပါအလောက်အတူတူတွဲလုံးနေတဲ့တငယ်ချင်းသဘောပါသူရဲ့ VCD ပြီးရင်တွေ့စရာအကြောင်းလဲသိမ့်မရှိတော့ဘူးတွေ့စရာအကြောင်းမရှိတော့မှစိုးရိမ်နေတဲ့ပေါ့အစပါနဲ့တင်းဆွေရဲ့သူကြားသွားအောင်မေနင်း VCD ရိုက်တယ်ဆိုတာကျယ်လင်းသိရင်အံ့ဩသွားမှာပဲကိုအခါအကူအညီတောင်းလို့ဒီတခွေပဲလှုပ်ပေးတဲ့သဘောပါမယ်မှုဝါသနာလည်းမပါဘူးအခွေပြီးနင်တို့လဲဇလန်းဖြတ်ပြီပေါ့ဘာဇလန်းလဲတွားသူလဲချောပါတယ်အရေးချင်းလည်းရှိတယ်နင့်ကိုချက်ပုံလည်းရပါတယ်ဒါပေမဲ့ငါတော့ကျဲလင်းကြီးလေတနာမိသေးတယ်ဒါပေမဲ့ငါကျဲလင်းကိုပဲလက်ခံမှာပါစိတ်မပူပါနဲ့စိတ်ချမ်းသာတယ်လို့ဆုံးဖြတ်ဟိနင်ဘသူဘပိုလဲဆိုတာတင်းဆွေသိပါတယ်ငယ်တငယ်ချင်းမို့တင်းဆွေဟာရိမ့်မိနေတယ်ဒါပေမဲ့အရာရာဟာမဲမှုတန်တယ်လို့မဟုတ်ဘူးဒါကိုသူမမကြခင်သိရတယ်တင်းဆွေတို့အိမ်ကအပြန်ခရီးလေးမှာသူတို့နှစ်ဦးနီးကပ်သွားဖို့တစုံတရာကဖန်တီးခဲ့ဟန်တူပါတယ်မဲမှုအိမ်ပြန်မလားလေဘလီစုံခဏဝင်ရအောင်တက်ခဲဝယ်ကြလို့အခါအကြောင်းပြတယ်တကယ်တော့ဒီလိုအခွင့်အာဏာတော်လေးသူမနဲ့ခက်ကြကြအတူနေခြင်းလို့ပါသူမကိုအိမ်ပြန်ပို့ပြီးတယောက်တည်းငုံပြီးတော့ပြန်မသွားခြင်းသေးမဲမှုနဲ့မခွဲခွာခြင်းသေးတာအမှန်ဒါကြောင့်သူအချင်းဆွဲလိုက်တာဘလီစုံကခြေတိုးနဲ့မှခဏဝင်ထိုင်မှုအကြံအစီနဲ့ပါဝင်လေအချိန်ရပါတယ်မဲမှုနိုင်လေးရောအခါကားကိုအရှင်လျှော့ဘေးကိုကတ်လိုက်တယ်မဲမှုနိုင်လေးဘဲပြောက်သွားလဲမသိဘူးကြကြံခဲ့ရလားတင်းဆွေတို့အိမ်ကထွက်လာတော့ကရှိပါသေးတယ်ပဝါနဲ့ညီလို့မဲမှုတောင်ဖြုတ်လိုက်သေးတာဟုတ်လားအဲ့ဒီနာကြီးကမဲမှုအရန်ကြိုက်တာဒုက္ခပါပဲပျောက်သွားပြီလားမသိဘူးသူမရဲ့နှမျောဝမ်းနေတဲ့ကြောင့်အရေးတကြီးပြန်တွေးမှကိုဖြစ်တော့မှာပါအခါသူမခြေတော့အောင်မြတ်ခင်းမောင်ငုံကြည့်တယ်တကားပေါင်းမတေချာကြည့်တယ်မဲမှုရင်တွေဖို့ကအသက်ရှူတွေအောင်လာတယ်အခါလဲမဲမှုစီကကိုတင်းနဲ့လေတမျိုးရှူဆိုင်နေမိကလူကရီဝေရမှုခြင်းနဲ့ဟောဒီမှာတွေ့ပြီဟင်းဟုတ်ပါရဲ့သူမရဲ့ဘဲဘက်ခြေရင်းကနေအခါနိုင်ရွှေအောင်လေးကိုကောက်ယူလိုက်ပါတယ်လမ်းကလေးမှာလူရှင်းကနေတော့မဲမှုမတိမတာလေးနောက်တွန့်သွားတယ်ချစ်တယ်မဲမှုရေအိုးဖဲ့ပါအလန်တကြားလေးရုံးဖဲ့တယ်အခါမလှုပ်ချင်ပဲနှကန်းလေးစီထိကပ်ဖို့ရှိရရင်ဟင်းမဲမှုသွားလာမခေါ်နဲ့ကို့ကိုစိတ်ဆိုးသွားတာလားမဲမှုကမဖြေလှဲ့လဲမကြည့်ခွာကြုံဖက်နှက်လေးနဲ့ဇက်တောက်ရှောက်လာနေတယ်မိုးတွေရွာလာပြီးမဲမှုရွာပါစေစိုးကုံလိုက်မယ်စိုးပါစေခဏလေးစောင့်ကားယူလာမယ်ရှင်းမသားရှင်ယူချင်းယူမယူချင်းနေကိုမဲမှုကိုချစ်လို့ပါကွာအိုးလာမပြောနဲ့ကို့ကိုမချစ်ဘူးလားသူ့ကိုယ်သူရုပ်ရှင်မင်းသားလို့ဘေးကနေတကောက်ကောက်လိုက်မေးတာကြည့်အောင်မဲမှုကမကြိမ်မနှက်လေးမျက်စောင်းရွယ်တယ်မပြင်းထန်သောမျက်စောင်းလေးပါအခါကပလေစုံထိပါလာတဲ့သူမဝင်ရင်လိုက်ဝင်သူမရက်ရင်ရက်သူမရှောက်ရင်ရှောက်လေကားတက်ရင်အတူလိုက်တက်ဒီလိုနဲ့တစ်ထပ်ပြီးတစ်ထပ်အပေါ်ရောက်သွားပါတယ်ကြည့်လို့မမောသေးဘူးလားမဲမှုရင်ကိုတောင်ညောင်းနေပြီရှင့်မသာပြန်မလားဘာလို့ရှောက်လိုက်လာတာလဲစိတ်မချဘူးကွချစ်သူလှလှလေးကိုဘယ်ယောက်ျားစိတ်ချလက်ချထားခင်နိုင်မှမလဲဘာချစ်သူလဲရှင်နော်ဟယ်လိုဖုန်းမချလိုက်နဲ့နော်မဲမှုဘာကိစ္စရှိလို့လဲမနေ့ပြန်ရိုက်ခွင်းရှိတယ်လေကျမသိပါတယ်ကိုကိုဘာလို့ရှောင်နေရလဲကွာမရှောင်ပါဘူးနည်းနည်းအလုပ်ရှုံနေလို့ပါမညာပါနဲ့မဲမှုရဲ့ရှင်ပြောမှဒါပဲလားခဏနေပါအောင်ကိုချစ်ဖို့မင်းတွေ့ဝေနေတယ်အဲ့ဒါဘာကြောင့်လဲကိုအခဘာဒီမင်းနေရလဲမဲမှုဘက်မှာပြပြဿနာရှိလဲ
ပွင့်ပွင့်လင်းလင်းပြောပါကျဲစင်လင်းထွန်းကြောင့်လားအဲ့ဒါတွေမဲမူးမပြောချင်ဘူးမဲမူးပင်တန်းငွင်းငွင်းရှိုက်လိုက်တယ်ကိုမင်းချစ်နေပါတယ်မဲမူးရဲ့မင်းမပြောလဲကိုသိတယ်မင်းရဲ့မျက်လုံးလေးတွေကိုကြည့်တာနဲ့ကိုသိတယ်အဲ့ဒါတွေမပြောပါနဲ့ကိုအခါမဲမူးကိုချစ်တယ်လို့ပြောပါဟင်းမချစ်ပါဘူးတကယ်ညင်းနိုင်လားမလိမ္မာနဲ့ကွာမဖြစ်နိုင်ဘူးလေဘာကြောင့်လဲမင်းနဲ့ကျဲစင်လင်းထွန်းကစိတ်ဆက်ထားတာလည်းမဟုတ်ပါဘူးကိုစုံစမ်းပြီးပြီလူကြီးချင်းစကားပြောထားပြီးပြီကိုအခါကဲပါလေအဲ့ဒါတွေမပြောပါနဲ့တော့မဲမှုတခုခုတော့အမှန်ပြောဘာလို့လဲဟိုနေ့ကကိုယ့်ရဲ့လက်မောင်းပေါ်မိလိုက်မိမှဆိုပြီးတော့မင်းကားပေါ်ရုတ်တရက်ဆင်းသွားတာမဟုတ်လားတကယ်အမှန်ကမင်းကိုယ့်ပခုံးပေါ်မိလိုက်ချင်တာမဟုတ်လားအိုးအတိတ်ပဲမရှိလိုက်တာသူမဆိုအတင်းလိန်ညာလိုက်တယ်တကယ်တော့သူပြောသလိုပါပဲသူ့ရဲ့ပခုံးတစ်ဖက်မှာစိတ်ချလက်ချမိကန်းလိုက်ချင်မိတာအမှန်ပဲဒါဟုတ်သူဘလို့ကြောင့်သိနေရတာလဲမဲမိုးရဲ့ရှင်မောင်ရှက်စိတ်နဲ့ပူနေရှိမ့်မြလာရတယ်သူမရဲ့သွေးလဲပတ်မှုတွေလည်းမြန်ဆန်သွားရတယ်သူ့ရဲ့အကျဉ်းအရှူအရာတွေကိုမဲမိုးတောင်းတပေမဲ့ဒါဟာမဖြစ်နိုင်တဲ့လမ်းတစ်ခုပဲလေဒီထက်ပိုပြီးမမေးပါနဲ့ကိုအခါရဲ့တောင်းမှမရစေနော်တနေ့နေ့တော့အခါဝီဝီကိုချစ်လာမှာပါဆိုတဲ့မျှော်လင့်ချက်ဟာအတော်ကြီးအတိတ်ပဲမှဲ့လာတာအခုတော့ဝီဝီသိပါပြီသူမဲမိုးကိုဘယ်လောက်ထိချစ်တယ်ဆိုတာသိရပြီသူ့ကိုယ်တိုင်မဲမိုးအကြောင်းတွေနားညည်းအောင်လာပြောတာပဲလေအခါရဲ့ရှင်းရဲ့နှုတ်ဖျားကနေတခြားမိန်းကလေးတစ်ယောက်ကိုယူသောစွာဆွဲလန်းတန်းတာနေကြောင်းရှင်ကိုယ်တိုင်ဝန်ခံနေတော့ဝီဝီသူငါ့ကိုရှောင်းနေတယ်ငါမခံစားနိုင်ဘူးကွာသူ့ကိုအရန်တွေးကျင်တယ်အခါရင်ဖွင့်ညင်းညူနေတာမို့သူမဘာမှလုပ်မပေးတတ်ကရဝိတ်ဥယျာဉ်နေရဆိုင်လေးမှာအခါဘီယာတောက်ရင်တဖွာဖွာပြောနေတာပါအခါဝီဝီမဲမိုးကိုရအောင်ခေါ်ပေးမယ်အခုသူ့နာမှာကျဲစင်လင်းထုံပြန်ရောက်နေပြီဟာအိုးပြန်ရောက်လည်းမဆိုင်ပါဘူးသူနဲ့ကိုတွေ့ချင်လာတွေ့မှာပဲပေါ့ဝီဝီမသိပါဘူးကွာမဲမိုးကိုယ်တိုင်ကမတွေ့ချင်တော့တာအဲ့ဒါတော့အခါဘာလို့ချင်လဲငါဘာလို့ရမှာလဲဝီဝီအကြံပေးစမ်းပါအောင်အခါသပင်တွေတဲ့လက်ထိုးဖွားကသူမအကြံဉာဏ်ကိုအောက်ကိုမျှော်လင့်နေတယ်သူနဲ့အေးဆေးဆေးဆွေးနွေးကြည့်မလားဝီဝီရအောင်စီစဉ်ပေးမယ်ဒေဝီကျော်ရှင်းဟာသူမရဲ့ခံစားမှုကိုကြိတ်မိတ်မျိုးသိပ်ပြီးအခါအစဉ်ပြေဖို့ပဲစူးစမ်းဖန်တီးပေးကျင်တော့တယ်အခါမျက်နှာညှိုးယော်နေတာသူမမကြည့်ရဘူးအခါဘီယာကြိုက်တာလည်းမဟုတ်ဖ ೇನೆ အဲ့ဒါတော့မတောက်နဲ့လေမဲမှုရှိမှသူဒီလိုလွတ်လွတ်လပ်လပ်တောက်ရဲမှာမဟုတ်ဘူးအခါဝီအခုပဲသူစီဖုန်းဆက်မယ်ပေးအခါခါကြကဖုန်းကိုလှမ်းတောင်းမိတယ်မလုံးနဲ့ဒီအချိန်သူဖုန်းမကင်ဘူးဘာကြောင့်လဲဒီနံပါတ်ပေါ်တာနဲ့သူလုံးဝလက်လျူရှုမှာပဲကိုသိတယ်မဲမူကိုပေါ်ရက်ဆက်နေပြီအန်တီချိုလင်းကမနက်ကလေးကပင်ကားလေးကိုကိုယ်တိုင်မောင်းပြီးတော့ရောက်လာတယ်ကျယ်လင်းရဲ့အမေဟာကျယ်လင်းလိုရင်ပေါ်ပါရွှင်ပြစွာတော်တော်လတ်လတ်နေထိုင်တတ်သူပါဘဲတော်သူ့ကားသူမောင်းတတ်တယ်ပုံစံကလည်းခင်မီတားနာတယ်မဟောကနီအောင်ဆန်ရွယ်တွေကိုအဖျားလေးခွေကောက်ခါပကုံးတစ်ဖက်တစ်ချက်ကနေချထားတယ်မေမေနဲ့အန်တီချိုတို့ပထမအိမ်ကမှထိုင်ပြောပြီးတော့ထမင်းစားကမ်းမဲ့ရွှေ့သွားအရီကနေမိဖို့ကန်းတဲ့အထိတော်ပြောနေကြတော့မှမဲမှုကမယောင်မလေးချန်နဲ့ဆင်းရှောင်ပြီးတစ်ခွအိုးလေးရေဖြန်းနေစဲမှာအန်တီချိုလင်းကသူ့မအနားကိုရောက်လာတယ်။သမီးလေးဘာတွေလုပ်နေတာလဲ။ဒီလိုပါပဲအန်တီ။ငါသမီးကတော့အိမ်နေရင်လဲလှနေတာပဲဟိ။မဲမှုကခြေသားကောင်ရဲ့ဖတ်ဘူးစိမ်းရောင်လေးဝတ်ထားလို့သူမရဲ့ပုံစံလေးကလင်းလက်တောက်ပနေတယ်။အန်တီကပိုလှပါတယ်နော်။ဟုတ်လား။ဒါမျိုးလေးကြားချင်တာမဲမှုသားကဘာတွေပြောလဲရှင်မရှက်ပါနဲ့ကွယ်အန်တီချိုအားလုံးသိပြီးသားအိမ်မှာသားခုံပေါက်မြူးတူးနေတာပဲဟေ့မကြီးမငယ်နဲ့ဂျွန်းတောင်ထိုးတာသမီးစီကအဖြေရပြီတဲ့အိုးကြည်စမ်းမအောင်ကျယ်လင်းကအကောင်ဖွင့်ရကြင်ညာနေပါလားမဲမိုးမျက်နှာလေးနေအောင်ပြေးသွားရတယ်မျက်လွှာလေးကမန်းကရန်ချလိုက်တယ်သမီးကိုသူတိတ်ချစ်တာမဲမိုးလေးရဲ့မဲမိုးအကြောင်းအမြဲတဖွာဖွာပြောနေမယ်အခုလေမမီရေးတဲ့မင်္ဂလာကိစ္စအမြန်ဆုံးစီစဉ်ပေးပါတဲ့အဲ့ဒါကြောင့်အန်တီချိုသမီးမေမေနဲ့လာတိုင်မင်းနာဟေ့စီရိုးနားမှာပဲလုံမယ်လို့လားအခုမှပဲအန်တီချိုရဲ့ဆန္ဒပြေတော့မယ်သားနဲ့သမီးချစ်ခင်တင့်မြတ်ပါမလားလို့လူကြီးတွေကတစ်ချိန်လုံးစိတ်ပူနေကြတာလူကြီးဆန္ဒနဲ့ပဲမပြီးဘူးလေသမီးတို့ချင်းတယောက်နဲ့တယောက်လိုလားလက်ခံအောင်မမဟုတ်လားအခုတော့ကလေးတွေချင်းအဆင်ပြေတဲ့ကြားရတော့အန်တီဖြင့်ဝမ်းသာလိုက်တာခင်မကိုပြောနေတာချို့ရင်တွေတောင်ခုံနေတယ်လို့အခါကြီးခွန်းတော့ပါကွယ်စိတ်ထဲကနေတောင်းပန်လိုက်မိတယ်မိမိကျေးဇူးကိုဒီ
ဒီနီးနဲ့ပဲဆက်ပြရစီတော့အခါရဲ့မဲမူဘဝနဲ့မဲမူပါအခါနဲ့လက်မတွဲနိုင်ခဲ့တာနားလည်ပေးပါမဲမူရင်ထဲမှာဝမ်းနေတဲ့လို့လဲခံစားလိုက်ရတယ်ချစ်ခွင့်ကြုံမိမယ်ဖူးစာကံမစုံနိုင်မှုအခါရဲ့မဲမူကိုမေ့လိုက်ပါမဲမူလည်းရှင့်ကိုရအောင်မေ့ထားလိုက်ပါမယ်ကျယ်လင်းကိုရွေးချယ်ပြီးတဲ့နောက်အခါကိုမေ့နိုင်အောင်မေ့ပြရမှာပါမဲမူသူ့ကိုမတွေ့ကျင်တော့ဝီဝီစိတ်မရှိပါနဲ့ဘလို့ပြောလိုက်တာလဲမဲမူရဲ့အခါမဲမူကိုအယူမှုချစ်နေတာမဲမူမသိဘူးလားဟင်ပြောစမ်းပါသူဘလောက်ဆွဲလန်းကြည့်တဲ့လူစားလေသိလားသိပါတယ်ဝီဝီသိရင်ဘာလို့ဒီလိုဆုံးဖြတ်တာလဲဒီမှာဝီဝီတခါတလေမှစိတ်သေးရှိတဲ့အတိုင်းလုပ်လို့မရဘူးအခြေအနေနဲ့ကာလဒေတာကိုထည့်တွက်ရသေးတယ်မဲမူကမွေးစားသမီးပါမိဘတွေစိတ်ချမ်းသာဖို့နမတ်တက်ထားရတဲ့အခါမျိုးမှာကိုယ့်ဘက်ကိုမကြည့်နိုင်ဘူးဒါဆိုအခါဘလို့လုပ်မလဲမဲမူကိုချစ်လို့သူ့သိမ့်မသွားပါဘူးဝီဝီရဲ့အော်ပြောရပါပဲအခါကြေကွဲခံစားရသမျှနဲ့မတန်နဲ့အမျိုးသမီးပါလားနော်ဝီဝီသူမကိုစိတ်ပြက်လက်ပြက်ကြည့်နေမိတယ်မဲမူကတော့ခက်တီတီခက်အေးအေးပါပဲမျက်လုံးထဲမှာမျက်ရည်တစ်စက်မျှပဲမရှိသူ့လန်းသူလျှောက်ဖို့တွေ့အေးအေးဆုံးဖြတ်ရွေးချယ်ပုံရှာတယ်လူပုံလေးကြည့်တော့နုညံ့တိမ်မွေ့သလောက်စိတ်ဓာတ်ကမာကြောခတ်ထန်ပြတ်သားသူပါလားဝီဝီမဲမူကိုနားလည်မှာမဟုတ်ပါဘူးတို့မိန်းကလေးတွေဟာတခါတလေမှရင်ထဲမှာရှိတဲ့အချစ်ကိုထောက်ဖို့ပြောပြလို့မရတာမျိုးရှိတယ်ဝီဝီဥပမာအားဖြင့်ဝီဝီကိုအခါလုံးမိုးကိုတိတ်ပြီးတော့ချစ်မြတ်နိုးမိတယ်ဆိုပါတော့သူသိအောင်ဖွင့်ပြောမလားဒါမှမဟုတ်တိတ်တိတ်လေးပဲရင်ထဲကချစ်နေမလားဘလို့ပဲဖြစ်ဖြစ်မျိုးသိတ်သိမ်းစီထားရမှာပဲမဟုတ်လားဝီဝီရဲ့ပြောပါအောင်အဲ့ဒီသဘောပါပဲမဲမူးလည်းသူ့ချစ်ကိုလက်ခံလို့မဖြစ်တယ်လို့မဲမူးရင်ထဲကအကြောင်းတွေလည်းဘယ်သူမှသိခွင့်မပေးနိုင်ဘူးလေမဲမူးကကြေကွဲမှုကိုဟန်ဆောင်ဖုံးပြီးကလေတံအေးအေးနဲ့ပြောလိုက်တယ်အခါနဲ့မျက်နှာချင်းဆိုင်ရရင်သူမဒီလိုသွေးအေးအေးနဲ့ညင်းပယ်ဖို့မလွယ်ကူနိုင်ဘူးရှေးလာဆန်းထဲမှာမဲမူးလက်ထက်မဲ့ဝီဝီသူ့ကိုပြောလိုက်ပါဟင်းတကယ်လားဝီဝီစိတ်လှုပ်ရှားသွားမိတယ်အေးဆက်ဖြတ်သားနိုင်ပါပြီမဲမူးရဲ့ဒါဟာအချစ်တွေကိုတင်းစီတော့ခတ်လိုက်ပြီးမှပြောထွက်တဲ့စကားတဲ့လားမယုံနိုင်စရာပါဝီဝီနဲ့ကိုကခောက်ဖိတ်စာပို့ပေးမှာပါသူ့ကိုဆက်ဆက်တက်ဖို့လည်းပြောပေးပါနော်မင်္ဂလာဆောင်မှာဖိတ်မယ်ဟုတ်လားမဖိတ်ရဘူးလားမဖိတ်သင့်ဘူးလားယင်အိုးဝီမပြောတတ်ဘူးမဲမှုသဘောပါမဲမှုဘက်ကတော့ဖိတ်မှာပါတက်ရောက်တာမတက်ရောက်တာကတော့သူ့ဆုံးဖြတ်ပေါ့မဟုတ်ဘူးလားအိုးသူ့နှလုံးသားမှာကြီးမားစွာနာကျင်တန်ရာရသွားမှာပေါ့ဒီလိုမလုပ်လို့မဖြစ်ဘူးလားမဲမှုရဲ့တခုမေးပြရစီအောင်မင်းတကယ်ချစ်တယ်ဆိုရင်အခါလုံးမိုးရဲ့အသေးကိုလည်းမခွဲသင့်ပါဘူးလက်ထပ်ပြီးတဲ့နောက်မှာတဘဝစီကိုလန်းကိုရှောက်ကြရတော့မှတခုမေးပြရစီအောင်မေးပါဝီဝီမဲမူကျယ်လင်းကိုလက်ထပ်ပြီးရင်နောင်တမရနိုင်ဘူးလားဟင်မဲမူကဆုံးဖြတ်ပြီးရင်အဲ့ဒီကိစ္စကိုဘယ်တော့မှနောင်တရလိမ့်မရှိဘူးအော်ဟုတ်လားသူမကခေါင်းလေးညိတ်နေချီးကျူးရတယ်မဲမူရဲ့မင်းသိတော်တယ်အခပညာမှာတော်တယ်လို့ပဲမင်းဘဝနဲ့ကကြိုးကောက်ွက်တွေကလည်းလှပခံညားပါတယ်တေသက်ပြီးပါတယ်အလဲထိုးပြီးတက်ချီတဲ့နဲ့အပြတ်အသက်အနိုင်ရပါတယ်ကောင်းပြီလေမဲမူဘက်ကပြောမမရှိတော့ရင်အခကိုဝီဝီပြောပြလိုက်ပါမယ်သူ့ကိုဖြောင်းဖြပေးပါဝီဝီမဲမူကိုလည်းမနှောက်ယှက်ဖို့ရောဒါကတော့စိတ်ချပါအခမဲမူထင်တယ်လို့လူစားမျိုးတော့မဟုတ်ပါဘူးဝမ်းနဲ့ထိခိုက်သွားရင်လေသူ့ဘာသာကြိတ်မိတ်ပြီးတော့ခံစားလိုက်မဲ့သူပါကျေးဇူးတင်ပါတယ်ဝီဝီလည်းမဲမူစိတ်ဓာတ်ကိုချီးကျူးပါတယ်ဒေဝီကျော်ရှင်ကခက်မမဲ့လေးသာနှုတ်ဆက်စကားဆိုလိုက်တယ်အပြန်လမ်းမှာခြေလမ်းတွေကအာမပါမျောလင်းချက်နဲ့စောင့်စားနေမယ်အခမျက်နှာခတ်ညှိုးညိုးကိုဝီဘလို့ရင်ဆိုင်ရမလဲဘလို့စကလုံးနဲ့နှစ်သိမ့်ပေးရမလဲမပြောချင်ပါဘူးအခရဲ့ဝီဝီရစိတ်တဲ့ကြကြနဲ့ပင်သက်ကလေးရှိုက်ရင်အခရှိရထိုင်ကောင်မှာဝင်ထိုင်လိုက်တယ်သူ့ကိုဘလို့ပြန်ပြောရမိတော့မသိတော့ဘူးသူမမေးလိုက်ပါတခေါနဲ့ဇလန်းကိုပြီးလိုက်ပြီလေအခုတည်းအခမယုံကြည်နိုင်သေးဘူးနင်မဲမူးနဲ့တွေ့ခဲ့လားဝီဝီတွေ့ပါရဲ့အခရဲ့ तू ကဘာတဲ့လဲပြောလေဝီဝီငါစိတ်မကောင်းပါဘူးဟဲ့ပြောမှသာပြောစမ်းပါအခါနဲ့မတွေ့ကျင်တော့ဘူးတဲ့အခါလုံးမိုးကဇက်ကလေးရှိတိုးလာတယ်ဘာလို့လဲ तू ကျယ်လေးနဲ့ယူတော့မှလို့ပြောတဲ့အဓိပ္ပာယ်မရှိတာအခါခါတီးတီးနဲ့နောက်မခံနိုင်တယ်လို့ပုံစံမျိုးဖြစ်သွားတယ်မသိဘူးလေမဲမူးကိုယ်တိုင်ပြောတာပဲမင်္ဂလာဆောင်မှုစီစဉ်နေပြီတဲ့သူတကယ်လုံမယ်ပေါ့
အိုးမသိဘူးလေငါပြဿနာရှာပြစ်မယ်တိလားမယ်မို့ငါ့ကိုချစ်ရတာနဲ့သူ့အမေစကားနားထောင်တာပါသူလည်းခံစားနေရမှာပါအဲ့ဒါလို့တော့အရန်ကြီးမပေါက်ကွဲနဲ့လေအေးအေးဆေးဆေးဖြည့်ရှင်းမှာပေါ့အခါရဲ့အေးဆေးဆေးဟုတ်လားအခုသူများလက်ပါတော့မယ်ငါကြံရစ်ဖြစ်ပြီးအေးဆေးနေရတော့မယ်ပေါ့မေမူကတောင်းပန်လိုက်တယ်အဲ့ဒီစကားကြောင့်အခါငြိမ်သက်သွားတယ်အန်တစ်ချက်ကြိတ်လျက်သူ့လက်သီးနဲ့စပွဲကိုထူတယ်အခါလုံးမိုးရဲ့နှက်ခမ်းတွေကတင်းနေစေလျက်မေမူတတိမရှိဘူးကွာတိတ်ပြော့ညံ့နေနားလည်မှုရှိပြီးအစဉ်ပြေတဲ့လက်တွဲပေါ်ကိုခက်အေးအေးရွေးချယ်နိုင်တယ်အချင်းနဲ့စော့ကစားဖို့သူ့မစိတ်ကူးမရှိအသေးခွဲတယ်လို့ဆိုရအောင်လေအခါလုံးမိုးကိုချစ်ခဲ့တွဲခဲ့ပြီးမှထားရခဲ့တာမဟုတ်ဘူးလေအစကတည်းကအပြစ်ကင်းအောင်နေသူလေးပါမေမူကသူချစ်နေတာလေအခါတိအောင်ဖွင့်ပြောမှမဟုတ်ဘူးအဲ့ဒါကိုငါစိတ်ကတိတာပေါ့ဘာတက်နိုင်မလဲစိတ်လျှော့လိုက်ပါအခါရဲ့သူတို့ဘယ်တော့လက်ထပ်မှာလဲဘာဖြစ်လို့မေးတာလဲဝီကိုမပြောလိုက်ဘူးလားဖိတ်စာရရင်ပို့မယ်တဲ့ဘာငါတို့ကိုဖိတ်အောင်မေးအေးလေအခါသူ့မင်္ဂလာပွဲကိုမတက်ချင်ဘူးလားသူပြုံးနေနိုင်လားဆိုတာငါမျက်စိနဲ့မြင်နေသေးတယ်ကွာဒါဆိုလေဖိတ်စာရရင်သွားလိုက်ပေါ့နင်လေးလိုက်ခဲ့နော်ဝီငါအနေနဲ့အတူတူတက်ချင်တာပါသူ့ပွဲမှာဒါမှငါအားနေနေရှိမှာအခါလိုက်စီခြင်းလိုက်ခဲ့ပါမယ်ဟာငါရိုက်ခဲ့တဲ့ဇလန်းတွေကိုချစ်သူတွေပျော်ရွှင်စွာညားလေတည်းမဖြစ်တော့ဘူးပေါ့သူတို့ချင်းတော့ညားတဲ့သဘောပေါ့ဒါဆိုအခါလုံးမိုးကဘာလဲဘီလိန်လားအိုးနင်လေအထီးကဇက်ဆောင်မဝီရလင်းမြန်စွာပြန်ပြောလိုက်တယ်အခါရှင်ကဝီအတွက်တော့မင်းသားပါတပါးသောမိန်းကလေးကိုချစ်စိတ်ဝင်နေတဲ့တစ်ဖက်သက်မင်းသားလေးပါဒါကိုရှင်မသိဘူးနော်တနေ့နေ့တော့ရှင်နားလည်လာမှာပါလာပါခါရဲ့ဝီတို့ပြန်ရအောင်နော်ယူဇနာဂါရမှာထိုင်နေပြီးမှဒီဘက်ရန်ကုန် Grand Plaza ဘက်ကိုဆက်ပြီးတော့ရောက်လာတာသူစိတ်ညစ်နေပြီမို့ဝီကသူ့အနာမှာအဖော်အဖြစ်တစ်ချိန်လုံးနေပေးတာပါရှင်အတွက်လိုအပ်မယ်ဆိုရင်ဝီအနော်တာခံပြီးတော့ချစ်သွားနိုင်ပါတယ်အခါရဲ့ဒီလိုနဲ့နည်းနည်းညီးနဲ့လာတော့ဝီကသူ့ကိုဆွဲခေါ်ရတယ်ဝီဟင်မဲမူးမနဲ့ပြန်လက်ထပ်မယ်အဲ့ဒါဘာဖြစ်လဲဒါပဲတစ်ချိန်လုံးပြောနေတာငါဂီတာပြန်ယူမယ်သူ့ရဲ့ခြံရှိမှာတချင်းတွေအော်ဆိုပြစ်မယ်မလှုပ်ဆမ်းပါနဲ့အခါရဲ့ငါရင်ထဲမှာမခံနိုင်မှုဝီကသူပါလို့ငါမဟုတ်တဲ့တခြားယောက်ျားရင်ခွင်နဲ့ဝင်ញင်ရတာလဲမိန်းမတွေကဒီလိုပဲလားလိုအပ်ချက်နဲ့လက်ထပ်တာလားသူ့ရင်ထဲမှာအချစ်ဆိုတာမရှိဘူးလားတိတ်နေစမ်းပါကွာဒီညဝီကကောင်းမောင်းပြီးသူကဘေးမှာထိုင်စီးတယ်ညတီတိတ်ဆိတ်အေးမြပြီးလူသူကင်းရှင်းနေတဲ့ဝီမဲမူးတို့အိမ်ဘက်မှာအိုးဘာလုပ်ဖို့လဲဘာမှမလုပ်ဘူးမောင်းမှသာမောင်းစမ်းမှာအခါကားပေါ်ကလုံးဝမစင်းရအောင်နော်โอเคမစင်းဘူးတကယ်ဂတိနော်ဂတိခြံဝါမှာမီထွန်ထားရုံမှာတပါတစ်ချိန်လုံးတိတ်ဆိတ်မှောင်မဲလို့ပါပဲဘာသာမှပဲမကြားရခဝေးဝေးမှခွေးအောင်တန်တဲ့တဲ့ကြားရတော့ပြန်မယ်နော်အခါသူအိတ်နေမလားအိတ်ပျော်နိုင်မလားအိတ်ပြီပေါ့သူတို့သမီးလေးအိတ်ပျော်နေပြီပေါ့နင်းလေးပြန်အိတ်လိုက်တော့အခါရဲ့လိမ္မာပါတယ်မနေ့ပြန်လဲမဲမူးမင်္ဂလာဆောင်တွားရအောင်မဟုတ်လားအခါဘာမှထပ်မပြောပဲနှုတ်ဆိတ်သွားတယ်မဲမူးတို့အိမ်ကပြန်ထွက်လာလမ်းမှာလမ်းမကြီးပေါ်သို့မတက်ရသေးခင်အခါဖားစိတ်ကူးပေါက်လေတည်းမသိဝီကားခဏရက်ဟင်းဘာလို့လဲငါပြောစရာရှိလို့ပါအော်ပြောစရာရှိရများဒီတိုင်းပြောလဲရတဲ့ဥစ္စာနေကားမောင်းနေတော့နင်းမျက်နှာငါဘာမှမလဲတာငါနင်းမျက်နှာကိုတဲ့ကြည့်ပြီးမှပြောချင်တာရောခပ်ပါလားနော်ကဲဘာလဲအရေးတကြီးနဲ့ဝီနေငါ့ကိုအရန်ကယူဆိုင်တယ်နော်ငါမှားတယ်ဝီဟင်းအစကတည်းကသာနင်ကိုချစ်ခဲ့ရင်ငါဒီလိုခံစားရမှာမဟုတ်ဘူးနော်အိုးဘာတွေလျှောက်ပြောနေရလဲဝီနင်ငါ့ကိုချစ်လားအခနင်မူးနေပြီ no ငါလုံးဝမမူးပြောစမ်းမနင်ရောမာယာများတဲ့မိန်းမပဲလားအခရဲ့ငါ့ကိုမချစ်နိုင်ဘူးလားဝီမနှက်ဖြန်မဲမူးရဲ့မင်္ဂလာဆောင်မှာနင်ဘာဝတ်မှာလဲ MK Fashion ကဝယ်ထားတဲ့ Cream Color နဲ့အနောက်တိုင်းဝတ်စုံပဲလားအဲ့ဒါလေးနင်နဲ့အရန်လိုက်တယ်တိလားဝီဝတ်စီချင်တာကိုဝတ်မယ်မနှက်ကြထည့်ယူလာခဲ့နော်ဝီမိဘူးတိုက်ပေးမယ်ပြီးတော့နက်တိုင်းအဝါစင်းလေးလည်းမမေ့နဲ့အောင်ဝီငါစိတ်ထိခိုက်အောင်နင်တမင်ပြောနေတာလားမဟုတ်ပါဘူးမနှက်ဖြန်အစီအစဉ်အဲ့ဒါခဏထားလိုက်နင်
မပြောစီချင်းဝီထက်မပြောပါဘူးဒါဆိုလဲဝီပခုံးကိုပြီးပြီးတော့လိုက်ပါနာကျင်မှုတွေတတ်တာရအောင်မှောင်ပြပြမှာတယောက်နဲ့တယောက်အတန်ကြောင်မျက်လုံးချင်းစုံကြည့်မိကြတယ်ဝီရဲ့ငါလေ तू ကဆက်မပြောပဲဝီရဲ့ပခုံးထက်မှာခလေးတယောက်လိုမှီချလိုက်တယ်ငိုကျင်အောင်တင်းထားတဲ့ပုံမတင်ထားပါနဲ့အခါရဲ့ဝီကိုမရှက်ပါနဲ့ရှင့်မျက်ရည်တွေကြောက်ခွင့်ပေးလိုက်ပါတရင်ကြီးလေးကိုဆွတ်သွားလေရှိပါစေပြီးရင်တော့ဝီကိုချစ်ချောင်းထပ်ပြောပါအစားထိုးပြီးချစ်မိတာလားဆိုတာအမှန်ကိုဝန်ခံပါအခါရဲ့ဝီစိတ်မဆိုးပါဘူးပြီးရင်အခါအချက်တွေကြွားလိုက်ပါတသက်လုံးမျောလင့်ဆောင်စားခဲ့ရတာပါရင်ဝင်တစ်ခုလုံးကိုအခါလုံးမိုးရဲ့အချက်တွေနဲ့စိုးအောင်ရွာသွန်းပေးပါကွယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျမတို့ရဲ့ Join Story YouTube Channel ကနေပြီးတော့စာရေးဆရာစုလေးຫນွေရဲ့စိုးအောင်ရွာလိုက်ပါဇာတ်လမ်းကိုအစအဆုံးတင်ဆက်ခဲ့ရဖြစ်ပါတယ်နောက်ဆင်သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်မှာဇာတ်လမ်းကောင်းတွေနဲ့ပြန်ဆောင်ပါမယ်ရှင်